SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ SK Story ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့နာမည်ကျော် James Bond 007 ရုပ်ရှင်တွေက2006ခုနှစ်မှာထွက်ရှိထားပြီးတော့ Casino Royale လို့နာမည်ရတဲ့ဇာတ်ကားလေးကို recap အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားပါတယ်ခင်ဗျဒီဇာတ်ကားထဲမှာဆိုရင်တော့ဘုံကအကြမ်းဖက်သမားတွေကိုငွေကြေးထောက်ပံ့နေတဲ့လူတစ်ယောက်နဲ့ရင်ဆိုင်ရမှာပါဒီတာဝန်ဟာငွေကြေးအများကြီးနဲ့သက်ဆိုင်နေတာကြောင့်မလို့ Bones ကဒီအမှုကိုစုံစမ်းနိုင်မှုအတွက်ကျွမ်းကျင်တဲ့လောင်းကစားသမားဖြစ်ဟန်ဆောင်ရပါလိမ့်မယ်ဒါမဲ့ Bones ကဒီအမှုကိုစုံစမ်းရင်းနဲ့ဒီမှုဟာတဖြည်းဖြည်းနဲ့ရှုပ်ထွေးပြီးတော့ကျေပြန့်လာတယ်ဆိုတာကိုသိလာရပါတယ်။အဲ့လိုနဲ့နောက်ဆုံးမှာတော့ Bones ကဒီတာဝန်ကိုအောင်မြင်အောင်လို့လှုပ်ဆောင်နိုင်မှာမလားဆိုတာကိုတော့ကျွန်တော်တို့အတူတူလိုက်ပါခန်းစားကြည့်ရှုလိုက်ရအောင်ပါ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ SK Story ကတင်ဆက်ပေးနေတဲ့ရှိန်သူပဲဖြစ်ပါတယ်။ဇလန်လေးကိုတော့အကြမ်းဖက်သမားတွေရဲ့စကန်တစ်ခုကနေပြီးတော့စတင်ထားပါတယ်။အဲဒီအချိန်မှာအကြမ်းဖက်သမားတွေရဲ့ခေါင်းဆောင်ဟာ Lee Chief ဆိုတဲ့လူတစ်ယောက်နဲ့စကားပြောနေပါတယ်။သူတို့နှစ်ယောက်ပြောနေတဲ့အကြောင်းအရာကတော့ Lee Chief ကအကြမ်းဖက်သမားတွေရဲ့ငွေတွေကိုစီမံခန့်ခွဲကအရင်ကထက်ပိုပြီးတော့အမျက်စွန်းရအောင်လုပ်ပေးမယ့်အကြောင်းပါ။ဒါမဲ့အစာပိုင်းမှာငွေပိုင်ရှင်ခေါင်းဆောင်က Lee Chief ကိုတိတ်ပြီးတော့ယုံကြည်ပုံမရပါဘူး။နောက်ဆုံးမှာတော့ Lee Chief ကသူ့ကိုအပြေးအဝယုံကြည်လို့ရကြောင်းပြောပြီးတော့သူယူသွားတဲ့ငွေတွေကိုငွေပိုင်ရှင်ကကမ္ဘာရဲ့ဘယ်နေရာဖြစ်ဖြစ်အချိန်မရွေးပြန်ထုတ်ယူနိုင်ကြောင်းပြောလိုက်တဲ့အခါမှာတော့အကြမ်းဖက်သမားတွေကသူ့ကိုယုံကြည်ပြီးတော့ငွေအားလုံးကိုလေးချိစီမှာရင်းနှီးမြှုပ်နှံမှုအတွက်အပ်လိုက်ပါရီနောက်တစ်ခါမှာတော့ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် James Bond ကိုတွေ့ရမှာဖြစ်ပါရီအဲဒီအချိန်မှာ Bones နဲ့သူ့ရဲ့လက်ထောက်တို့ကဘုံဖောက်ခွဲသမားတယောက်ရဲ့အနောက်ကိုလိုက်နေပါရီသူတို့ဟာဘုံဖောက်ခွဲသမားဟာဒီနေ့မှာဒေသခံတွေရဲ့ဖျော်ဖြေပွဲကိုလာရောက်ကြည့်ရှုမယ်ဆိုတဲ့သတင်းကိုရရှိထားကြတာပါနောက်ဆုံးမှာတော့ Bones နဲ့သူ့ရဲ့လက်ထောက်တို့ဟာခဏလောက်စုံစမ်းပြီးတဲ့နောက်မှာသူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ဘုံဖောက်ခွဲသမားကိုတွေ့သွားကြပါရီဒါမဲ့လက်ထောက်ရဲ့အတွေ့အကြုံနေပါမှုကြောင့်သူဟာဘုံနဲ့ဆက်သွယ်စကားပြောနေတော့မှလက်ကိုနားမှာကတ်ထားမိပါရီအဲ့တော့သူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ဘုံဖောက်ခွေသမားကသူတို့ကိုရိမ့်မိသွားပြီးတော့ထွက်ပြေးသွားတာကြောင့်မလို့နောက်ဆုံးမှာတော့ဘုံကိုယ်တိုင်ပဲအဲ့လူကိုလိုက်ပြီးတော့ဖမ်းရပါရီဖောက်ခွေသမားကအသက်လူပြီးတော့အပြေးလွှားထွက်ပြေးပါရီသူဟာထွက်ပြေးတဲ့နေရာမှာကျွမ်းကျင်မှုရှိတာကြောင့်မလို့ဘုံကသူ့ကိုအမိလိုက်ပြီးတော့ဖမ်းဖို့ဆိုတာမလွယ်လှပါဘူးသူတို့နှစ်ယောက်ဟာခဏလောက်ပြေးတန်းလိုက်တန်းကစားကြရင်းနဲ့ဘုံဖောက်ခွေသမားကစောက်လို့ရေး site တစ်ခုတည်းကိုပြေးဝင်သွားပြီးတော့အရန်မြင့်တဲ့ green body ကိုတော့မှတက်ပြေးသွားပါရီဒါမဲ့ဘုံကသူ့ကိုအရှော်မပေးဘဲနဲ့ဆက်ပြီးတော့လိုက်နေပါရီဆောက်လို့ရေးဆိုက်ကနေထွက်ပြေးလာခဲ့ပြီးတဲ့နောက်တော့ဘုံဖောက်ခွဲသမားကတန်ယုံထဲကိုပြေးဝင်သွားခဲ့ပါရီဘာကူမှမကြောက်တဲ့ဘုံစ်ကလည်းတန်ယုံထဲကိုခိုးပြီးတော့ဝင်သွားခဲ့ပါရီဘုံကတန်ယုံထဲကိုရောက်သွားပြီးတဲ့နောက်မှာဘုံဖောက်ခွဲသမားကိုအမြန်ဆုံးဝင်ရောက်တိုက်ခိုက်ပါရီဒါမဲ့ဒီနေရာကတန်ယုံဖြစ်နေရကြောင်းမလို့ဘုံစ်ကဘုံဖောက်ခွဲသမားကိုတိုက်ခိုက်လိုက်တဲ့အခါမှာတော့တန်ယုံထဲကစစ်သားတွေကဘုံစ်ကိုတနက်နဲ့ပစ်ခတ်ဖို့အတွက်ပြေးလာကြပါရီဒါမဲ့ကျွန်တော်တို့ရဲ့အချက်တော့ဘုံစ်ရဲ့ထူးခြားတဲ့စွမ်းရည်တွေကြောင့်ပဲသူဟာဒီစစ်သားတွေကိုအေးအေးဆေးဆေးပဲရင်ဆိုင်နိုင်ပါရီဘုံကတော့သူ့ရဲ့အရှိမပိတ်ကနေရင်တော့တန်ယုံကောဘာကောမှနားမလဲဘူးအကုန်လုံးကိုပွဲကြမ်းပေးလိုက်ပါရီဘုံကတန်ယုံတင်းကနေထွက်မပြေးခင်မှာဘုံဖောက်ခွဲသမားကိုပြစ်လိုက်ပြီးတော့မလန်းမကန်းမှရှိတဲ့ gas အိုးတွေကိုလည်းပြစ်လိုက်တာကြောင့်မလို့အကြီးကျယ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါရီဘုံကအဲ့ဒီခွေးရင်ကိုတုံးချပြီးတော့ဘုံဖောက်ခွဲသမားရဲ့အိတ်ကိုယူပြီးတော့ပြေးသွားနိုင်ခဲ့ပါရီသူဟာအိတ်ထဲမှာဘာတွေပါတယ်လဲဆိုတာကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဘုံတစ်လုံးနဲ့ဖုန်းတစ်လုံးကိုတွေးလိုက်ရပါရီဖုန်းထဲကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ellipsis ဆိုတဲ့ message တစ်စောင်ကိုတွေးလိုက်ရပါရီတပတ်မှာတော့လေးချီကအေးစစ်စစ်နဲ့ပဲပိုကာဒေါင်းနေကြပါရီဒါမဲ့သူဟာဘုံဖောက်ခွဲသမားကိုဘုံကရှင်းလိုက်တဲ့အကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့စိတ်ပူသွားပါရီတပတ်မှာလေ MI6 ရဲ့ခေါင်းဆောင် M ကိုတွေ့ရမှာဖြစ်ပြီးတော့ M ကသူ့တပည့်ဘုံရဲ့လောက်ရကြောင်းမလို့ခေါင်းတွေကိုက်နေရပါပြီသူမအနားယူဖို့အခန်းအောင်ပြန်လာနေတော့မှဘုံကခေါင်းဆောင် M ရဲ့အခန်းထဲကိုခိုးဝင်ကရောက်ရှိနေခဲ့ပါပြီဘုံကခေါင်းဆောင် M ရဲ့ကင်မရာကိုသုံးပြီးတော့သူရခဲ့တဲ့ဖုန်းကိုခြေရခမ်းဖို့ယူရထားပါရီခေါင်းဆောင် M မရောက်ခင်မှာသူဟာဖုန်းထဲက message ကိုပို့လာတဲ့ဒီနေရာကိုအောင်မြင်စွာခြေရခံနိုင်ခဲ့ပါရီအဲဒီနောက်မှာသူဟာခေါင်းဆောင် M ကိုထိုင်ဆောင်နေခဲ့တဲ့ပုံစံမျိုးဟန်ဆောင်လိုက်ပါရီခေါင်းဆောင် M ရောက်လာပြီးတော့သူ့ကိုတွေ့တဲ့အခါမှာတော့တန်ယုံကိုဖျက်ဆီးခဲ့တဲ့အတွက်ဘုံကိုအကြီးကျယ်စူးနေပါရီဒါမဲ့ဘုံကလည်း MI6 ရဲ့ထူးချွန်တဲ့ agent ဖြစ်တာကြောင့်မလို့ခေါင်းဆောင်ကသူ့ကိုအပြစ်မပေးချင်ခဲ့ပါဘူးခေါင်းဆောင်ကဘုံစ်ကိုပြန်ခိုင်းတဲ့အခါမှာတော့ဘုံစ်ကချက်ချင်းပဲဘာဟာမတ်ကိုချက်ချင်းခီးထွက်ပါရီသူဒီကိုလာတဲ့အကြောင်းရင်းကတော့ဘုံဖောက်ခွဲသမားစီကိုစာပို့တဲ့သူက Ocean Club ကနေပြီးတော့ပို့နေခဲ့တာကြောင့်ပါဘုံကရောက်လာခဲ့တဲ့အခါမှာဧည့်သည်ရဲ့ကားကိုရက်ပြီးတဲ့ကောင်လေးတယောက်လိုမျိုးဟန်ဆောင်ပါရီအဲနောက်မှာသူဟာဧည့်သည်တယောက်ရဲ့ကားကိုယူပြီးတော့နောက်ကားတစ်စီးနဲ့ထိသွားအောင်တိုက်ပြီးတော့ရပ်လိုက်ပါရီအဲဒါကြောင့်ပဲကားရဲ့အချက်ပေးတန်တွေကစူညံစာထွက်လာတာကြောင့်မလို့ဟော်တယ်တစ်ခုလုံးမှာရှုပ်ထွေးသွားခဲ့ပါရီဘုံစ်ကအဲ့ဒီခွင်ကိုတုံးချပြီးတော့ CCTV အခန်းထဲကိုခိုးဝင်သွားခဲ့ပါရီသူကစာပို့ရဲ့ရက်က CCTV ကိုဖွင့်ကြည့်တဲ့အခါမှာတော့စာပို့ရဲ့လူကိုတွေ့လိုက်ရပါရီဒါမဲ့လည်းဘုံစ်ကအဲ့လူကိုမသိရကြောင်းမလို့ဝန်ထမ်းကိုလိန်ညာပြီးတော့သူကအဲ့လူရဲ့ကားကိုချစ်ရဖြစ်သွားအောင်လုံးမိလိုက်လို့တာဝန်ယူချင်တာကြောင့်မလို့အဲ့လူဘယ်မှာရှိတယ်လဲဆိုတာကိုမေးလိုက်ပါရီဝန်ထမ်းကတော့ဘာမှတန်တရားမဖြစ်ဘဲနဲ့ LS ဆိုတဲ့သူဟာဒီနားကကန်းကြီးမှာအိမ်ရှိတယ်လို့လွယ်လွယ်ကူကူပဲပြောပြလိုက်ပါရီဘုံစ်က LS ရဲ့အကြောင်းကိုသိသွားတဲ့အခါမှာတော့သူဟာ LS ရဲ့နောက်ကိုလိုက်ပြီးတော့စုံစမ်းပါရီ
နောက်ဆုံးမှာတော့ Bones ကအဲလက်ဟာအကြမ်းဖက်သမားတွေအတွက်လူစုဆောင်းပေးပြီးတော့အလုပ်လုပ်ဖို့လူရှာပေးနေတဲ့သူဆိုတာကိုသိလိုက်ရပါတယ်။အခုချိန်မှာ Bones ကအဲလက် လီချီနဲ့ပတ်သက်နေတယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်။ဒါမဲ့အခုချိန်မှာ Bones ကလီချီရဲ့အကြောင်းကိုသိပြီးတော့မသိသေးပါဘူး။တစ်ဖက်မှာလည်းပဲအဲလက်ကလောင်းကစားကိုအရန်ကြိုက်တဲ့သူဖြစ်တာကြောင့်မလို့ဒီညမှာတော့သူဟာဟိုတယ်မှာပိုကာဒေါင်းနေကြပါတယ်။ Alice ကြောင်းကိုစုံစမ်းနေတဲ့ Bones က Alice ဝိုင်းမှာပဲပိုကာအတူတူကစားဖို့အတွက်ဝင်ပြီးတော့ထိုင်းလိုက်ပါတယ်။ Alice ရဲ့မိန်းမလာတဲ့အခါမှာတော့ Bones ကသူမကိုစိုက်ကြည့်နေခဲ့ပြီးတော့မျက်လုံးချင်းစကားပြောကြည့်နေခဲ့ပါတယ်။ Alice ကအဲ့လိုမြင်တဲ့အခါမှာ Bones ကိုသိပြီးတော့သဘောမကျပါဘူး။နောက်ဆုံးမှာ Alice ကအခွင့်အရေးရတဲ့အခါမှာတော့ Bones နဲ့လောင်းကြီးထပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူဟာသူ့ရဲ့ကားကိုပါလောင်းကြီးအဖြစ်ထည့်လိုက်ပါတယ်။ဒါမဲ့ Bones ကလူတွေရဲ့စိတ်ကိုဖတ်တဲ့နေရာမှာတော်လွန်းတာကြောင့်မလို့သူ့ရဲ့ကက်ကတာရဲလို့ယုံကြည်နေပါတယ်။ကက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ကက်ကတကယ်ပဲတာနေပါတယ်။နောက်ဆုံးမှာ Bones ကဒီအချိန်မှာအနိုင်ရသွားတာကြောင့်မလို့ Alice ကိုအရန်ရှက်ရွံ့သွားစေပါတယ်။ဒါပေမဲ့ Alice စိတ်ညစ်နေတော့မှရုတ်တရက်စပွဲတို့ကသူ့ကိုစာတစ်စောင်လာပြီးတော့ပို့ပေးပါတယ်။ Alice ကအဲ့ဒီစာကိုဖတ်ပြီးရနဲ့ချက်ချင်းပဲထွက်သွားပါတယ်။အဲ့ဒီအခွင့်အရေးကိုစောင့်နေတဲ့ Bones က Alice ရဲ့မိန်းမစီကိုချင်းကပ်ဖို့အတွက်ရွေးချယ်လိုက်ပါတယ်။အဲ့နောက်မှာသူဟာသူ့ရဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့အမူအရာတွေနဲ့အဲ့ဒီမိန်းကလေးကိုဖျားယောင်းပြီးတော့အခန်းကိုခေါ်သွားနိုင်ပါတယ်။ဒါမဲ့ Bones ကသူမကို ellipsis ဆိုတဲ့စကားလုံးကိုသိလားလို့မေးကြည့်တဲ့အခါမှာအဲ့ဒီမိန်းကလေးကသူ့ယောက်ျားအကြောင်းဘာမှသိပုံမရပါဘူး။ခဏထွက်သွားခဲ့တဲ့ Alice ကလီချီနဲ့တွေ့ဖို့သွားတာဖြစ်ပါတယ်။လီချီကသူ့ရဲ့ဘုံဖောက်ခွဲသမားတိုက်ခိုက်ခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ Alice နဲ့ပြဿနာရှိနေပုံရပါတယ်။ဒါမဲ့ Alice ကတိတ်ပြီးတော့စိတ်ပူပုံတော့မရပါဘူး။လီချီကဘယ်လိုပဲထင်ထင်သူကဂီယူမဆိုင်ပါဘူး။ဘာလို့လဲဆိုတော့သူနဲ့အလုပ်လုပ်ဖို့စောင့်နေတဲ့သူတွေအများကြီးရှိပြီးတော့သူတို့ကအချက်လက်နဲ့ငွေပေးချေမှုရတာနဲ့ချက်ချင်းလုပ်ပေးဖို့အတွက်အစင်းသင့်ဖြစ်နေလို့ပါပဲ။လီချီက Alice ဟာသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေပြီးတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ထင်တာကြောင့်မလို့ Alice ကိုသူ့ရဲ့တာဝန်ကိုဆက်လုပ်ခိုင်းလိုက်ပါတယ်။လီချီနဲ့အလုပ်ပြီးသွားတဲ့ Alice ကသူ့မိန်းမစီကိုဖုန်းဆက်ပြီးတော့ဒီညမိုင်ယာမီကိုလေနဲ့သွားမှဖြစ်လို့မနက်ဖြန်မှပြန်ရောက်မှာမလို့စောင့်မနေနဲ့တော့လို့ပြောလိုက်ပါတယ်။ Alice ရဲ့မိန်းမကဖုန်းပြောတဲ့အချိန်မှာသူမဟာဘုံနဲ့နန်းနေရကြောင်းမလို့ဘုံလည်းပဲဒီကြောင်တည်သွားပါတယ်။ဘုံကအဲ့ဒါကိုတည်သွားတဲ့အခါမှာတော့အဲ့ဒီမိန်းကလေးစီကနေထွက်လာခဲ့ပြီးတော့တက္ကစီကိုငှားက Alice နောက်ကိုလေးစိတ်အထိလိုက်သွားခဲ့ပါတယ်။ဘုံရောက်လာခဲ့ပြီးတော့ Alice ကိုတွေ့တဲ့အခါမှာတော့ Alice ကတရရောက်စီကိုပစ္စည်းပို့ဖို့အတွက်ရွေရထားပုံရပါတယ်။ Alice ကအိတ်ကိုဝန်ထမ်းစီမှာအပ်လိုက်ပြီးတော့အိတ်လက်ခံမဲ့သူစီကို message ပို့လိုက်ပါတယ်။အဲ့နောက် Alice ကအိတ်ပြန်ယူမဲ့နံပါတ်ကိုပိုကာကစားတဲ့စပွဲပေါ်ကအကျွေးစီပေါ်မှာတင်ထားလိုက်ပါတယ်။ဘုံက Alice ကိုစောင့်ကြည့်နေတာကို Alice ကရိပ်မိသွားခဲ့ပါတယ်။ Alice ကြောက်ပျောက်သွားလို့ဘုံလိုက်ရှာနေတော့မှပဲ Alice ကဘုံနောက်ကိုရောက်လာပြီးတော့ဓာတ်နဲ့ထောက်ထားလိုက်ပါတယ်။ဒါမဲ့ခေသူမဟုတ်တဲ့ဘုံကဘယ်သူမှသတိမထားမိတဲ့အချိန်မှာပဲပြန်ခုခံပြီးတော့ Alice ရဲ့ဓာတ်နဲ့ပဲ Alice ကိုအဆုံးသတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ Alice ရဲ့ဖုန်းကိုဝင်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာတော့ ellipsis ဆိုတဲ့ message ပို့ထားတာကိုတွေ့လိုက်ရပါတယ်။အဲဒီမှာတော့ဘုံက Alice ထားတဲ့အိတ်ကိုသွားကြည့်တဲ့အခါမှာတော့အိတ်ကဘယ်သူယူလို့ယူသွားမှန်းမသိဘဲနဲ့ပျောက်နေခဲ့ပါပြီ။ကံကောင်းသောတစ်ခုကတော့ဘုံက Alice ရဲ့ဖုန်းကိုသုံးပြီးတော့ Alice message ပို့ထားခဲ့တဲ့လူစီကိုဖုန်းခေါ်လိုက်ပါတယ်။အဲဒီလူကဖုန်းကင်လိုက်တဲ့အခါမှာတော့ဘုံကအိတ်ကိုယူသွားတဲ့သူကဘယ်သူလဲဆိုတာသိလိုက်ရပါတယ်။သိသွားတဲ့အခါမှာတော့ဘုံကသူ့ရဲ့နောက်ကိုခြေရာခံပြီးတော့လိုက်သွားပါတယ်။ဒါမဲ့ခဏလောက်လိုက်သွားပြီးတဲ့နောက်မှာတော့သူ့နောက်ကိုဘုံလိုက်နေတယ်ဆိုတာကိုအဲ့လူကရိပ်မိသွားခဲ့ပြီးတော့ခြေရာဖြောက်ဖို့အတွက်ကြိုးစားပါတယ်။အဲ့နောက်အဲ့လူကဝတ်စုံကိုလဲလိုက်ပြီးတော့လေစိတ်ထဲကရဲဝင်နှန်းအဖြစ်ဟန်ဆောင်လိုက်ပေမဲ့လေကျွန်တော်တို့ရဲ့အချက်တော်ဘုံကတော့မှတ်မိနေခဲ့တာမလို့အဲ့လူဝင်သွားခဲ့တဲ့တကားစီကိုပြေးသွားခဲ့ပါတယ်။ဘုံကတကားဖွင့်လို့မရသေးတာကြောင့်မလို့ MI6 ရဲ့ခေါင်းဆောင်စီကိုဖုန်းခေါ်လိုက်တဲ့အချိန်မှာဖုန်းကင်တော့ဘုံကမိုင်ယာမီလေစိတ်မှာဘုံပေါက်ကွဲမယ်ထင်တယ်လို့ပြောလိုက်ပြီးတော့အန်နဲ့အခုဖုန်းပြောမှရမယ်လို့ပြောလိုက်ပါတယ်။ခေါင်းဆောင်အန်ကဖုန်းကင်လိုက်တာနဲ့ဘုံမင်းဘာတွေလုပ်နေပြန်ပြီလဲလို့မေးလိုက်တဲ့အချိန်မှာဘုံကAlice ရဲ့ဖုန်းကိုကြည့်ကတခုခုအမှတ်ရသွားတဲ့ပုံနဲ့ဖုန်းပြန်ဆက်လိုက်မယ်လို့ပြောကဖုန်းချလိုက်ပါတယ်။ဘုံကတကားကို Alice ရဲ့ဖုန်းထဲကပို့ထားတဲ့ message ကနံပါတ်ကိုနှိပ်ထည့်လိုက်တဲ့အခါမှာတော့တကားကဖွင့်လို့ရသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းခေါင်းဆောင် M ကသူ့ရဲ့အတွင်းမှုကိုသတင်းအချက်လက်တွေစစ်ဆေးကြည့်ခိုင်းလိုက်တဲ့အခါမှာဒီနေ့ဟာကမ္ဘာအကြီးဆုံးလေယာဉ်ကိုမိုင်ယာမီလေဆိပ်မှာစတင်မိတ်ဆက်တဲ့နေ့ဖြစ်ပြီးတော့လူဆိုးတွေကအဲ့လေယာဉ်ကိုပြစ်မှတ်ထားတာသိကြတယ်လို့သိလိုက်ရပါတယ်။ဘုံကဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့အဲ့လူရဲ့နောက်ကိုဆက်ပြီးတော့လိုက်ဖမ်းပါတယ်။ဒါမဲ့အဲ့လူကရဲဝတ်စုံကိုဝတ်ထားတာကြောင့်မလို့လေစိတ်ထဲမှာလွယ်လွယ်ကူကူသွားလာနိုင်ပါတယ်။သူကရဲကားကိုစီးပြီးတော့လေရင်ကွင်းနဲ့ရောက်လာတဲ့အခါမှာတော့စီဖြည့်တဲ့ကားရဲ့အောက်ပိုင်းမှာတော့ကျိတ်လိုမျိုးဘုံကိုတက်ဆင်လိုက်ပါတယ်။အဲဒီနောက်မှာသူကကားကိုမောင်းပြီးတော့စတင်မိတ်ဆက်ပွဲလုပ်နေတဲ့လေရင်စီကိုသွားဖို့အတွက်ကြိုးစားပါတယ်။ဒါမဲ့ဘုံကအဲ့ဒီအစီအစဉ်ကိုတည်သွားတဲ့အခါမှာတော့အတက်နိုင်ဆုံးတားဆီးဖို့အတွက်ကြိုးစားပါတယ်။ဘုံကစီဖြည့်ကားပေါ်ကိုတက်သွားနိုင်ပြီးတော့ကားမောင်းနေတဲ့အဲ့လူကိုဝင်ရောက်တိုက်ခိုက်ပါတယ်။သူတို့နှစ်ယောက်ဟာစီဖြည့်ကားပေါ်မှာသူတစ်ပြန်ကိုတစ်ပြန်အပြင်းထန်တိုက်ခိုက်ကြပါတယ်။တချီမှာတော့ဘုံဖောက်ခွဲသမားရဲ့ကံကြက်ကြောင့်မလို့ဘုံကကားပေါ်ကနေပြီးတော့ပြုတ်ကျတော့မလို့ဖြစ်သွားတဲ့အခါမှာကားအောက်ပိုင်းမှာချိတ်ထားတဲ့တောကျိတ်ဘုံကိုတွေ့လိုက်ရပါတယ်။ဘုံဖောက်ခွဲသမားကကားကိုလေရင်စီကိုရောက်အောင်မောင်းဖို့အတွက်ကြိုးစားပါတယ်။နောက်ဆုံးမှာတော့ဘုံဖောက်ခွဲသမားကစီဖြည့်ကားကိုလေရင်စီကိုတက်မောင်းသွားအောင်လောချလိုက်ပြီးတော့ကားပေါ်ကနေပြီးတော့ခုံချလိုက်ပါတယ်။ဘုံကလည်းပဲကားကိုလေရင်နဲ့မတိုက်မိအောင်ကားရက်ဖို့အတွက်အစွမ်းကုန်ကြိုးစားနေပါတယ်
နောက်ဆုံးမှာတော့လေရင်နဲ့တိုက်ခိုက်နီးလေးမှာကားကိုအချိန်မီရနိုင်ခဲ့ပါတယ်။ဒါမဲ့ဘုံနဲ့ဘုံဖောက်ခွဲသမားတို့ကြောင့်မလို့လေစိတ်မှာအပျက်စီးများစွာနဲ့ရှုပ်ထွေးသွားတဲ့အတွက်ရဲတွေကဘုံကိုပဲအရင်ဆုံးဖမ်းဆီးဖို့လုပ်ကြပါတယ်။ရဲတွေကစီဖြေကားမှာတက်ဆင်ထားတဲ့ဘုံကိုဘုံဖောက်ခွဲသမားကဖောက်ခွဲတော့မယ်ဆိုတာကိုမသိကြပါဘူး။ဖောက်ခွဲသမားကဘုံကိုဖောက်ခွဲဖို့တက်နှိမ့်လိုက်ပေမဲ့လေစီဖြေကားမပေါက်ခွဲဘဲနဲ့အချက်ပေးတန်အောင်သူကြားနေရအောင်ကြောင့်မလို့လိုက်ရှာကြည့်တဲ့အခါမှာတော့တောကျိတ်ဘုံဟာသူခါမှချိန်ထားတာကိုတွေ့လိုက်ရတဲ့အချိန်မှာပဲပေါက်ခွဲသွားခဲ့ပါတယ်။တကယ်တော့ဘုံကကားပေါ်ပြုတ်ကြမလို့ဖြစ်နေတဲ့အချိန်မှာတောကျိတ်ဘုံကိုယူလိုက်ပြီးတော့တိုက်ခိုက်နေတော့မှဘုံဖောက်ခွဲသမားရဲ့ခါမှချိန်ပေးလိုက်တာကြောင့်မလို့သူလဲကိုဘုံနဲ့ကိုပဲမာလကီယာသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အမှုကိစ္စတွေပြီးသွားတဲ့အခါမှာခေါင်းဆောင်အန်ကဘုံကိုသွားခေါ်လာပါတယ်။သူမကဘုံကိုဒီကိုခေါ်လာတဲ့အကြောင်းရင်းကတော့နောက်ထပ်တာဝန်ရဲ့အသေးစိတ်အချက်လက်တွေကိုပြောပြခြင်းလို့ပါ။အဲ့ဒီအသေးစိတ်အချက်လက်တွေကအရင်ဖြစ်ရတဲ့ဆက်ဆက်နေပါတယ်။လူဆိုးတွေကလေရင်ကိုဘုံခွဲဖို့ကြိုးစားရတဲ့အကြောင်းရင်းကတော့အကြမ်းဖက်သမားတွေအတွက်ငွေကြေးစီမံခန့်ခွဲပေးတဲ့လီချီကအဲ့ဒီငွေတွေကိုလေရင်ကုမ္ပဏီရဲ့ stock တွေကိုဝယ်ဖို့အတွက်သုံးခဲ့ပြီးတော့မကြခင်ကမှပြန်ရောင်းလိုက်ပါတယ်။သူ့ရဲ့လေရင်ဘုံခွဲတဲ့အစီအစဉ်သာအောင်မြင်သွားရင်တော့ stock ဈေးတွေကထိုးကျပြီးတော့ကုမ္ပဏီကဒေဝါတွေခံသွားနိုင်လို့ပါ။ဒါမဲ့အဲ့လိုမဖြစ်ခဲ့တာကြောင့်မလို့လီချီကဒေါ်လာတန်း100ကျော်ဆုံးရှုံးခဲ့ရပါတယ်။သူကအရန်အောင်မှာအန်ရီများတဲ့အကြမ်းဖက်သမားတွေရဲ့ငွေနဲ့ stock ဈေးကွက်ကိုကစားခဲ့ရမှာဆုံးရှုံးခဲ့တာကြောင့်မလို့လီချီကလောင်းကြီးအရန်မြင့်တဲ့ပိုကာကစားပွဲတစ်ခုကိုစီစဉ်လိုက်ပါတယ်။ MI6 ကလီချီကိုလိုချင်တာကြောင့်မလို့ခေါင်းဆောင်အမ်ကဘုံကိုအဲ့ဒီကစားပွဲစီကိုလွှတ်ပြီးတော့လီချီကိုအနိုင်ယူဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။လီချီရဲ့ငွေတွေကုန်သွားရင်လီချီမှာခိုး900မဲသွားတဲ့အချိန်မှာ MI6 ကလီချီကိုခိုးလုံးဝင်ပေးပြီးတော့သူ့မှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့သတင်းအချက်လက်တွေကိုရယူမှာပါ။ဒါမဲ့ခေါင်းဆောင်ကဘုံကိုအသေးစိတ်အချက်လက်တွေကိုပြောပြဖို့ခေါ်လိုက်ပေမဲ့လေသူကဘုံနဲ့ပတ်သက်ပြီးတော့နောက်ထပ်လှုပ်ချင်တဲ့အရာတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ဘုံရဲ့ခန်းနာကိုမှခြေရာခံကိရိယာတစ်ခုကိုတက်ဆင်ထားဖို့ပါပဲ။ဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့အချက်တော်ဘုံကထိန်းချုပ်ရခက်တဲ့အေဂျင့်တယောက်ဖြစ်နေလို့ပါ။အရာအလုံးစီစဉ်သွားပြီးတဲ့အခါမှာတော့ခေါင်းဆောင် M ကဘုံကိုလေးကြီးစီကိုခီးထွက်ခိုင်းပါတယ်။ဘုံကခီးသွားနေတော့မှဘန်နာကြီးဝင်ကြီးဌာနကအရန်လာတဲ့အစင်းငိုင်တယောက်ကသူ့ကိုလာပြီးတော့တွေ့ပါတယ်။သူရဲ့နာမည်ကတော့ Weber လင်းပါ။လင်းကဘန်နာကြီးဝင်ကြီးဌာနကငွေတွေကိုဘုံကိုပေးဖို့လာတာပါ။သူမအနေနဲ့ငွေ15တန်းကိုပေးရမယ့်လူကယုံကြည်စိတ်ချတဲ့လူတစ်ယောက်လားဆိုတာကိုဟုတ်မဟုတ်ကိုယ်တိုင်လာပြီးတော့ကြည့်ချင်တာပါ။လင်းကဘုံနဲ့ခဏလောက်စကားပြောပြီးတဲ့အခါမှာတော့သူမတွေးထားတာမမှားဘူးဆိုတာကိုနောက်ဆုံးကြမှပဲနားလေသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမကိုယ်တိုင်ဘုံမှာရှိတဲ့လှည့်ကွက်အမျိုးမျိုးကိုခန်းစားမိလို့ပါပဲ။ဘုံကလူရဲစစ်ကိုဖတ်တာအရန်တော်ရသူဖြစ်ပြီးတော့အရာကပိုကကစားပွဲမှာအသုံးဝင်မှာတေးကြပါတယ်။ဘုံကအရန်လာတဲ့လင်းနဲ့စကားပြောနေရကြမလို့သူကလင်းကိုကြွေသွားမိတာတော့မဆန်းပါဘူး။ဟိုတယ်ရောက်တဲ့အခါမှာတော့ဘုံကလင်းအတွက်အထူးခန့်ကြိုတင်မှာယူပေးထားပါတယ်။လင်းကဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့မကြည်မနှက်ဖြစ်သွားခဲ့ပါတယ်။ဒါမဲ့သူမကိုယ်တိုင်လည်းလောက်ရမယ့်တာဝန်တစ်ခုဖြစ်တာကြောင့်မလို့ဘာမှတော့မတတ်နိုင်ခဲ့ပါဘူး။အဲဒီနောက်မှာတော့သူတို့ကဟိုတယ်မှာပစ္စည်းတွေကိုစီစဉ်ပြီးတဲ့အခါမှာဘုံနဲ့လင်းတို့ဟာလီချီအကြောင်းကိုစုံစမ်းနေတဲ့သူတို့ရဲ့သတင်းပေးမာတစ်နဲ့တွေ့ပါတယ်။မာတစ်ကတော်တော်လေးတော်တဲ့တရှူတယောက်ပါ။သူကိုယ်တိုင်ကဘုံအလုပ်လုပ်ရတာအဆင်ပြေအောင်လို့အရာအားလုံးကိုစီစဉ်ပေးထားပါတယ်။အဲဒီနောက်မှာတော့ဘုံကပိုကကစားရမယ့်ညအောင်ရောက်တဲ့အခါမှာတော့သူ့ရဲ့အရန်လာတဲ့ရီးစားအဖြစ်တရုပ်ဆောင်ရမယ့်လင်းတွေပိုကကစားတဲ့လူတွေကက်ပေါ်မှာအာယုံမရောက်ဖ ೇನೆ လင်းပေါ်မှာသာအာယုံရောက်စေဖို့အတွက်အရန်လာတဲ့ကောင်းဝင်ကိုပြင်ဆင်ပေးထားပါတယ်။ဒါမဲ့လည်းလင်းကလည်းဘုံအတွက်ဝစ်စုံကိုပြင်ဆင်ပေးထားလို့လုံးနှစ်ယောက်စလုံးကသူမသားကိုမသားလို့ပြောလို့ရပါတယ်။အဲဒီနောက်မှာတော့ဘုံကပြင်ဆင်ပြီးတဲ့အခါမှာပိုကကစားမယ့်အခန်းထဲကိုရောက်သွားခဲ့တဲ့အခါမှာလီချီနဲ့တွေ့ပါတယ်။လီချီကဘုံကဘာလို့လဲဘယ်ကလာလဲဆိုတာကိုသိပုံရပါတယ်။ဒါမဲ့ပိုကကစားတဲ့ပွဲမှာအတူတူကစားရအောင်မှမလို့နှစ်ယောက်စလုံးကဘာမှမလုပ်ရှားပေးနေအေးစစ်စစ်ပဲမိတ်ဆက်လိုက်ကြပါတယ်။ပိုကစားပွဲစတင်တဲ့အခါမှာကစားပွဲမှာတရေကြီးတွေအများကြီးပါဝင်ကစားကြပါတယ်။အားလုံးမကစားခင်မှာလောင်းချင်းငွေကိုတာဝန်ယူစောင့်ရှောက်တဲ့ဘန်လုပ်ငန်းရှင်ကလူရန်ကိုလှုပ်ဝက်ကုတ်ထည့်ခိုင်းပါတယ်။ပြန်ပွဲပြီးသားတဲ့အခါမှာအနိုင်ရတဲ့သူကသူ့ရဲ့ကုတ်ကိုနောက်တစ်ချိန်ထပ်ပြီးတော့ထည့်ရပါတယ်။အဲဒီအချိန်မှာဒေါ်လာတန်း100ကျော်လောင်းချင်းငွေကအနိုင်ရတဲ့သူရဲ့အကောင့်တွေကိုဓာတ်ရိုက်ဝင်ရောက်သွားမှာဖြစ်ပါတယ်။အားလုံးကုတ်တွေထည့်ပြီးတဲ့အခါမှာသူတို့ကပိုကကစားပွဲကိုစတင်ပြီးတော့ကစားကြပါပြီ။ခဏလောက်ကစားပြီးတဲ့နောက်မှာတော့ဘုံရဲ့ရီးစားအဖြစ်တရုပ်ဆောင်နေရတဲ့လင်းရောက်လာခဲ့ပါတယ်။သူမရဲ့အလားကြောင့်မလို့ယောက်ျားတိုင်းရဲ့မျက်လုံးတွေကိုဖမ်းဆားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လင်းကဘလောက်ပဲလှနေပါစေသူမရဲ့ရီးစားအဖြစ်တရုပ်ဆောင်နေရတဲ့ဘုံကတော့စပွဲမှာလီချီကိုရှုံးနေခဲ့ပါတယ်။အဲဒါကြောင့်အဲ့ဒီငွေကိုထုတ်ပေးထားခဲ့တဲ့လင်းကစိတ်ပူနေခဲ့ပါပြီ။ဒါမဲ့ကစားသမားတွေအားလုံးနားနေတဲ့အချိန်မှာဘုံကသူမစီကိုရှောက်လာပြီးတော့သူကတမင်အရှုံးပေးတာလို့ပြောပါတယ်။သူအဲ့လိုလုပ်ရတဲ့အကြောင်းရင်းကတော့လီချီရဲ့မတင်ကားစရာတွေကိုဖမ်းညင်လို့ပါ။သူအဲ့လိုလုပ်လိုက်တာကြောင့်မလို့လီချီကမျက်လုံးတန်ရာရထားတဲ့မျက်လုံးတွေကိုပုတ်တက်လိုက်ရင်မျက်လုံးကတုံသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါကအရန်အမအတုံးဝင်တဲ့သတင်းချက်လက်တစ်ခုပါ။ဘုံကမာတေးစီကနေပြီးတော့အတန်ဖန်းဆက်အသေးစားကိုတောင်းပြီးတော့လီချီရဲ့ပန်းနာရင်ချက်ရှူစေးပူးထဲမှာထည့်လိုက်ပါတယ်။လီချီကပန်းနာရင်ချက်ရှူစေးပူးကိုယူလိုက်ပြီးတော့အခန်းပေါ်ကိုပြန်တက်သွားတဲ့အခါမှာဘုံကနားထောင်နေရကြမလို့လီချီစီမှာငွေတွေကိုရင်းနှီးမြှုပ်နှံထားတဲ့အကြမ်းဖက်သမားတွေကလီချီစီကငွေတွေကိုပြန်တောင်းဖို့အတွက်ဒီကိုလိုက်လာကြတယ်ဆိုတာကိုသူသိလိုက်ရပါတယ်
ဒါမဲ့အကြမ်းဖက်သမားတွေကလီချီကိုဘာမှမလုပ်ပါဘူးဘာလို့လဲဆိုတော့သူတို့ကလီချီကိုငွေပြန်ရဖို့အတွက်ကစားပွဲကိုထပ်ပြီးတော့ကစားခိုင်းရအောင်မှာမဟုတ်လို့ပါဒါမဲ့လည်းအကြမ်းဖက်သမား2ယောက်ကအခန်းထဲကပြန်ထွက်လာတဲ့အခါမှာသူတို့ကဘုံနဲ့တိုးပါတယ်သူ2ယောက်သားကဘုံဟာတရှိုးဆိုတာကိုသိရကြမလို့ဘုံကိုတပ်ဖို့အတွက်ကြိုးစားပါတယ်အဲ့ဒီမှာဘုံကလည်းပဲခေသူမဟုတ်တာမလို့အဲ့လူတွေကိုပြန်လဲခုခံတိုက်ခိုက်ပါတယ်ဒါမဲ့လည်းလင်းကဒီမှာရှိနေရကြမလို့ဘုံကလင်းကိုကာကွယ်ပေးနေရတာနဲ့ကိုမှတိုက်ခိုက်ရတာကအယောင်မှအနောက်ရှက်ဖြစ်စေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဘုံကအဲ့လူတွေကိုရှင်းနိုင်ခဲ့တယ်လို့သူကိုယ်တိုင်လည်းပဲအတော်လေးဒဏ်ရာရသွားခဲ့ပါတယ်ဘုံကအလောင်းတွေကိုဖတ်ထားခဲ့ပြီးတော့မာတစ်ကိုသူဖတ်ထားတဲ့အလောင်းတွေကိုလာပြီးတော့ရှင်းဖို့အတွက်လင်းကိုသွားပြောခိုင်းလိုက်ပါတယ်အဲ့နောက်မှာဘုံကဒဏ်ရာတွေကိုဆေးထည့်ပြီးတော့အဝတ်စားလဲလိုက်ကကစားပွဲကိုဆက်ကစားဖို့အတွက်ပြန်ဆင်းသွားခဲ့ပါတယ်ခဏဆက်ကစားပြီးတော့ဘုံကအခန်းထဲကိုပြန်လာတဲ့အခါမှာအရန်ကြောက်လန့်နေတဲ့လင်းရဲ့အခြေအနေကိုတွေ့လိုက်ရပါတယ်အဲဒါကြောင့်မလို့လင်းကိုနှစ်သိမ့်ပေးလိုက်ပြီးတော့အိပ်ပျော်စေခဲ့ပါတယ်နောက်တစ်ခါမှာတော့မာတစ်ကဘုံရှင်းခိုင်းထားတဲ့အလောင်းကိုသူဘယ်လိုရှင်းလိုက်တယ်လဲဆိုတော့ကိုပြလိုက်ပါတယ်အဲဒီနောက်မှာတော့ဘုံကအရင်ထက်ပိုပြီးယုံကြည်မှုအပြည့်နဲ့ကစားပွဲကိုအားလုံးနဲ့ပြန်ကစားပါတယ်ဒါပေမဲ့ခဏလောက်ကစားပြီးတဲ့နောက်မှာကျွမ်းကျင်မှုအရှိဆုံးနဲ့အသာစီးရနေတဲ့သူကလီချီပဲဖြစ်နေခဲ့ပါတယ်ဘုံကလီချီရဲ့မတင်ကားစရာပုံစံကိုတွေ့လိုက်ရတဲ့အခါမှာသူကိုယ်တိုင်ကငွေတွေအားလုံးကိုထည့်ဖို့အတွက်ရွေးချယ်လိုက်ပါတော့တယ်ဒါမဲ့လည်းဘုံကလီချီရဲ့အဆက်ခွဲခြင်းကိုခံလိုက်ရပါတယ်ဘာလို့လဲဆိုတော့လီချီရဲ့ကတ်ကအမှတ်ပုံများနေခဲ့လို့ပါနောက်ဆုံးမှာတော့ဘုံကငွေအားလုံးကိုလီချီစီမှာရှုံးသွားခဲ့ရပါတယ်အချိန်တွေကအဲ့လိုဖြစ်လာတဲ့အခါမှာဘုံကအရန်ကိုမှစိတ်ပြက်ပြီးတော့ရှက်လဲရှက်သွားခဲ့ပါတယ်သူကအရင်တုန်းကဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးပါဘူးဘုံမှာစက်ကစားဖို့ငွေမရှိတော့တာကြောင့်မလို့သူ့ရဲ့တာဝန်ကမအောင်မြင်နိုင်တော့ဘူးဆိုတာကိုတီးသွားပြီးတော့ဘုံကဒေါသကြီးနဲ့အစားတောက်စပွဲပေါ်ကဓာတ်ကိုဆွဲယူပြီးတော့လီချီကိုရှင်းဖို့အတွက်ရွေးချယ်လိုက်ပါတယ်ဒါမဲ့ဘုံမလောက်ခင်မှာ CNA ကနေပြီးတော့လွတ်လိုက်တဲ့လူကသူကိုယ်တိုင်လည်းကစားပွဲမှာအရှုံးဘက်ကိုတွားနေလို့သူ့ရဲ့ငွေတွေအားလုံးကိုဘုံဝင်ပေးပြီးတော့စက်ကစားစီဖို့အတွက်ကမ်းလှမ်းလိုက်ပါတယ်အပြန်လန်နေနေကတော့ကစားပွဲမှာဘုံနိုင်သွားခဲ့ရင်ဘုံကငွေတွေကိုရမှာဖြစ်ပြီးတော့ CNA ကလူကတော့လီချီကိုဖမ်းခေါ်သွားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဘုံကဘလောက်ပဲလက်မခံခြင်းပေမဲ့လည်းအခုချိန်ကသူ့မှာတခြားရွေးချယ်စရာမရှိတော့တာကြောင့်မလို့နောက်ဆုံးမှာတော့ဘုံကသဘောတူလိုက်ရပါတယ်အဲဒီနောက်မှာတော့စက်ကစားဖို့ငွေတွေရသွားတဲ့ဘုံကကစားပွဲကိုဆက်ပြီးတော့ကစားဖို့အတွက်သွားခဲ့ပါတယ်ဘုံကရေငတ်လို့တောက်ဖို့အေးတောင်းတဲ့အချိန်မှာလေချီနဲ့တူတူပါလာတဲ့မိန်းမကဘုံရဲ့ဖန်ကွက်ထဲကိုအစိတ်ခတ်လိုက်ပါတယ်ဘုံတောက်ပြီးတဲ့နောက်မှာတော့အစိတ်ရဲ့အာနိသင်ကချက်ချင်းပဲစတင်ပါတယ်ဘုံကသူ့အစိတ်ခတ်ခံရတယ်ဆိုတာကိုတီးသွားတဲ့အခါမှာတော့အစိတ်ကိုပြန်ထုတ်ဖို့အတွက်ကြိုးစားပါတယ်ဒါမဲ့အစိတ်ကအယံအောင်မှာပြင်းထန်လို့သူ့ရဲ့နှလုံးကလည်းရက်တော်မလို့ဖြစ်နေပါပြီအကူကြီးတောင်းဖို့အတွက်ဘုံကကားစီကိုကြိုးစားပြီးတော့ရအောင်သွားပါတယ်ဘာလို့လဲဆိုတော့ကားထဲမှာအသက်ကယ်ပစ္စည်းတွေရှိနေလို့ပါဒါမဲ့ဘုံကကားစီကိုရောက်ပြီးတော့ MI6 ရုံးချုပ်ကိုဆက်သွယ်ပြီးတော့လမ်းညွှန်မှုတိုင်းအစိတ်ဖြည့်စည်းကိုထိုးပြီးပေမဲ့လေသူ့ရဲ့ခန္ဓာကိုယ်ကမခံနိုင်တော့တာကြောင့်မလို့သတိလစ်တယ်လို့ဖြစ်နေခဲ့ပြီးတော့သူကနှလုံးခုန်ဆက်ကိုမသုံးနိုင်ခင်မှာပဲသတိလစ်သွားခဲ့ပါတယ်ဒီလိုမျိုးဆိုရင်တော့ဘုံက2မိနစ်တွင်းမှာနှလုံးရက်ပြီးတော့တေးမှတေးကြပါတယ်ကံကောင်းစွာနဲ့ပဲလင်းကအချိန်မီရောက်လာပြီးတော့နှလုံးခုန်ဆက်ကိုဖွင့်လိုက်တဲ့အခါမှာဘုံလည်းပဲသတိပြန်လဲရလာခဲ့ပါတယ်အဲလိုနဲ့ဘုံတယောက်သတိပြန်ရလာတဲ့အခါမှာလင်းကိုကျေးဇူးတင်စကားပြောပြီးတော့ကစားပွဲကိုဆက်လက်ကစားဖို့အတွက်အမြန်ပြန်သွားခဲ့ပါတယ်လီချီကဘုံပြန်လာတာကိုမြင်တဲ့အခါမှာအယံအောင်မှအံ့အားသင့်သွားခဲ့ပါတယ်အဲဒီနောက်မှာအားလုံးလည်းပဲနောက်ဆုံးကစားပွဲကိုဆက်လက်ပြီးတော့ကစားကြပါတယ်ငွေကြံနေသေးတဲ့လူတိုင်းကသူတို့ရဲ့ငွေအားလုံးကိုထည့်လိုက်ပါတယ်အားလုံးကတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့လီချီရဲ့ကတ်က high ကတ်ဖြစ်နေပါတယ် straight flat တာမဟုတ်ဘူးဆိုရင်တော့အဲ့ဒါကအနိုင်ဖို့မဖြစ်နိုင်ပါဘူးဒါမဲ့လေအရင်ကငွေတွေအားလုံးကိုဆုံးရှုံးသွားတဲ့ဘုံရဲ့ကတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့တကယ်ပဲ straight flat ဖြစ်နေရကြမလို့ဘုံကလောင်းကြီးငွေအားလုံးဖြစ်တဲ့135တောင်ရရှိသွားခဲ့ပါတယ်အဲဒါကြောင့်မလို့ဘုံရဲ့တာဝန်ကလည်းအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်အဲနောက်မှာတော့ဘုံကလင်းကိုညစာစားဖို့အတွက်ဖိတ်ခေါ်ပြီးတော့အောင်ပွဲခံရပါတယ်သူတို့နှစ်ယောက်ကအတူတူခက်ခဲတွေအများကြီးကိုဖျက်ဆီးခဲ့တာကြောင့်မလို့သူတို့နှစ်ယောက်စလုံးကတယောက်ကိုတယောက်ပို့ပြီးတော့ရင်းနှီးလာခဲ့ကြပါတယ်ဒါမဲ့လည်းအဲ့ဒီမှာဘုံကလင်းရဲ့လဲဆွဲကိုမြင်တဲ့အခါမှာတော့လင်းမှာချစ်သူရှိမယ်ဆိုတာကိုသိသွားခဲ့ပါတယ်သူတို့နှစ်ယောက်ညစာစားပြီးတဲ့အခါမှာမာတစ်ခေါင်နေလို့ဆိုပြီးတော့လင်းကခွင်တောင်းပြီးတော့ထွက်သွားခဲ့ပါတယ်ဘုံကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြီးတော့တွေးနေပါတယ်ဘုံကသူ့ဘာကြောင့်ရှုံးသွားတယ်လဲဆိုတာကိုနားမလည်နိုင်သေးပါဘူးစဉ်းစားနေရင်သူ့ရဲ့လှုပ်ရှားမှုတွေကိုအကုန်လုံးသိနေတဲ့မာတစ်ရဲ့လက်ချက်ပဲဖြစ်နိုင်တယ်လို့သတိထားမိတဲ့အခါမှာတော့သူကလင်းရဲ့နောက်ကိုအပြေးလိုက်သွားခဲ့ပါတယ်ဟိုတယ်ရှိကိုရောက်တဲ့အခါမှာလင်းကိုတယောက်ကဖမ်းသွားတာကိုတွေးလိုက်ရပါတယ်ဘုံကအဲ့လိုမြင်တဲ့အခါမှာကားစီကိုအမြန်ပြေးသွားပြီးတော့ဒီလူတွေရဲ့နောက်ကိုချက်ချင်းပဲလိုက်သွားခဲ့ပါတယ်ဘုံကမိုင်းကုန်းတင်ပြီးတော့ high speed နဲ့မောင်းကကုန်းမြင့်တစ်ခုကိုကြော်တက်လာတဲ့ခါမှာတော့လင်းကိုလမ်းမကြီးရဲ့အလဲမှာကျိုးနဲ့ခြိထားတာကိုတွေးလိုက်ရပါတယ်ဘုံကလည်းလန်သွားခဲ့ပြီးတော့လင်းကိုမတိုက်မိအောင်အမြန်လမ်းဘေးကိုချိုးလိုက်တာကြောင့်မလို့ကားမှောက်သွားခဲ့ပါတယ်တကယ်တော့ဒီဖြစ်ပျက်ရဲ့နောက်ွယ်မှာကလီချီရှိနေပါတယ်သူကသူ့ရဲ့လောက်ကငယ်သားတွေနဲ့ဘုံတို့ကိုဖမ်းခိုင်းလိုက်ပြီးတော့ဘုံကို MI6 ရုံးချုပ်ကစောင့်ကြည့်နေလို့ရအောင်ဘုံရဲ့လက်ထဲမှာထည့်ထားတဲ့ခြိပြားကိုလည်းထုတ်လိုက်ပါတယ်ဘုံကိုဖမ်းပြီးတဲ့နောက်လီချီကဘုံကိုညှဉ်းပန်းနှိပ်စက်ပါတယ်သူကဘုံရဲ့အရေးကြီးတဲ့နေရာကိုရိုက်ပြီးတော့ညှဉ်းပန်းနှိပ်စက်ပါတယ်လီချီကဘုံရဲ့လှုပ်ဝက်ကုတ်ကိုလိုချင်နေရပါဘာလို့လဲဆိုတော့သူကဘုံအနိုင်ရထားတဲ့လောင်းချင်းငွေတွေကိုလွှဲပြောင်းယူခြင်းလို့ပါဒါမဲ့လည်းဘုံကဘလောက်ပဲညှဉ်းပန်းနှိပ်စက်ခံနေရပါစေသူကသူ့ရဲ့လှုပ်ဝက်ကုတ်ကိုမပြောတဲ့အပြင်သူ
သူ့ရဲ့ဥတွေရားနေရဲ့လို့ပြောပြီးတော့လေကြီးကိုစိတ်တူသွားအောင်လုပ်ပါသေးတယ်။အဲ့မှာဒေါသထွက်နေတဲ့လေကြီးကဘုံရဲ့အရေးကြီးတဲ့နေရာကိုထက်ခါရိုက်နှက်ပြီးတော့တကယ်လို့လိုဝက်ကုတ်ကိုပြောပြရင်လင်းကိုအသက်ရှင်ခွင့်ပေးမယ်မဟုတ်ရင်တော့တက်ပစ်မယ်လို့ပြောလိုက်ပါရီဘလို့ပဲလို့ဘုံကမပြောတာကြောင့်မလို့လေကြီးလည်းပဲဒေါသထွက်သွားပြီးတော့ဘုံကိုကန်ချလိုက်ကတက်မယ်အလုံးမှာပဲရုတ်တရက်လူတယောက်ရောက်လာခဲ့ပါရီဘုံလည်းပဲအနှိမ့်ဆက်ခံထားရတဲ့ဒဏ်ရာတွေကြောင့်မလို့မူးဝင်နေပြီးတော့ရောက်လာတဲ့သူကလည်းဘယ်သူမှမသိလိုက်ရပါဘူးအဲ့လူကလေချီကိုတက်ပြီးတော့ဘုံနဲ့လင်းတို့ကိုအသက်ချမ်းသာပေးလိုက်ပါရီအဲ့နောက်မှာတော့ဘုံနဲ့လင်းတို့ကိုဈေးကူတောက်ဖို့အတွက်ခေါ်သွားခဲ့ပါရီဘုံရဲ့အချိန်ကြီးကောင်းလာတဲ့အခါမှာတော့မာတစ်ဟာတစ်စပေါက်ဆိုတာကိုသူသိပါရီသူကဒီအကြောင်းကိုခေါင်းဆောင် M ကိုပြောပြထားတာကြောင့်မလို့ခေါင်းဆောင် M ကမာတစ်ကိုဖမ်းဖို့အတွက်လူလွတ်လိုက်ပါရီနောက်တစ်ခါမှာတော့ဘုံနဲ့လင်းတို့ကအခက်ခဲတွေအားလုံးကိုတူတူဖြတ်တန်းပြီးတဲ့နောက်မှာဒိုးနှစ်ယောက်ဆက်ဆံရေးကဟန်ဆောင်ရီးစားကနေတဆင့်တကယ့်ရီးစားအဆင့်ကိုရောက်သွားခဲ့ကြပါပြီလင်းကလည်းသူ့ရဲ့ရီးစားဟောင်းကိုမေ့ပစ်လိုက်ပါပြီဒိုးနှစ်ယောက်ကစိတ်တူကိုယ်တူဖြစ်သွားတဲ့အခါမှာနှစ်ယောက်သားကအတူတူပျော်ရွှင်စွာနေထိုင်ကြပြီးတော့သူတို့ရဲ့အချစ်တွေနဲ့ကဘာပတ်ပြီးတော့ခီးသွားကြပါရီဘုံကလင်းနဲ့ပုံမှန်ဘဝကိုနေထိုင်နိုင်မှုအတွက် MI6 ကနေပြီးတော့နှုတ်ထွက်ဖို့အထိအောင်မှဆုံးဖြတ်လိုက်ပါရီဒါမဲ့သူတို့နှစ်ယောက်ပျော်ရွှင်ကြည်နူးစွာနဲ့ခဏတာအတူတူနေထိုင်ပြီးတဲ့နောက်မှာလင်းကဘုံကိုအနိုင်ရထားတဲ့အစုငွေတွေကိုဘန်မာအပ်ဖို့နဲ့ဘန်နိုင်ဝင်ကြီးဌာနကိုပြန်ပေးဖို့အတွက်ခွင့်တောင်းပါရီဒါမဲ့လင်းကထွက်သွားပြီးတော့ခဏကြာမှာခေါင်းဆောင် M ကဖုန်းဆက်လာပြီးတော့ဘန်နိုင်ဝင်ကြီးဌာနကလူတွေကဘုံအနိုင်ရထားတဲ့ငွေတွေကိုသူတို့ကိုဘယ်ချိန်မှအပ်မှာလဲဆိုတာမေးနေကြောင်းပြောပြလိုက်ပါရီအဲ့ဒီအကြောင်းကိုကြားသိရတဲ့အခါမှာတော့လင်းကသူ့ကိုတစ္ဆာဖောက်သွားပြီဆိုတာကိုချက်ချင်းပဲသိလိုက်ရပါရီဘုံလေးပဲအမြန်ထွက်လာပြီးတော့လင်းရဲ့နောက်ကိုခြေရာခံလိုက်သွားခဲ့ပါရီအဲ့ဒီမှာဘုံကလင်းကတယောက်စီကိုငွေသွားပို့ပေးနေရကိုတွေ့လိုက်ရတဲ့အခါမှာတော့ဒေါသထွက်သွားတဲ့ဘုံကအားလုံးကိုရှင်းလင်းမှုအတွက်လုပ်ပါရီဒါမဲ့ကံမကောင်းစွာနဲ့ပဲလူဆိုးတွေကရိပ်မိသွားခဲ့ပြီးတော့လင်းကိုတစားကန်ဖြစ်ဖမ်းပြီးတော့ထွက်ပြေးသွားကြပါရီဘုံကအဲ့လူတွေနောက်ကိုဆက်လိုက်သွားခဲ့ပြီးတော့အဲ့လူတွေကရေပေါ်မှာစောက်ထားတဲ့အဆောက်အုံတစ်ခုတည်းကိုဝင်ပုံးဖို့လုပ်နေတာကိုတွေ့လိုက်ရပါရီဒါမဲ့ဘုံကအဲ့ဒီအဆောက်အုံအောက်ကပိုက်လုံးအကြီးတွေကိုပစ်ပေါက်လိုက်တာကြောင့်မလို့ပေါက်ထွက်သွားပြီးတော့ရေတွေကတက်လာခဲ့ပြီးတော့အဆောက်အုံလေးပဲပြိုကျတော့မဲ့အချိန်တွေဖြစ်သွားခဲ့ပါရီဘုံနဲ့ငွေယူသွားတဲ့သူတွေကပြစ်ခတ်တိုက်ခိုက်ကြရင်းနဲ့ငွေလေးပဲမတော်တဆရေတွေကိုပြုတ်ကျသွားခဲ့ပါရီအဆောက်အုံကလည်းပြိုတော့မလို့ဖြစ်နေတယ်လို့ဘုံကလည်းပဲလူဆိုးတွေအားလုံးကိုရှင်းလင်းတိုက်ပြီးတဲ့နောက်မှာတော့လက်လိပ်ကားထဲမှာလင်းတယောက်ပဲကြံပါတော့တယ်ဒါမဲ့လေလင်းကသူမလုတ်ခဲ့တဲ့အမားတွေအတွက်ပြန်လဲပေးဆက်ဖို့လက်လိပ်ကားထဲမှာသူ့ကိုယ်သူအပိတ်ခံလိုက်ပြီးတော့လက်လိပ်ကားလည်းရေတွေကိုပြုတ်ကျသွားခဲ့ပါရီသူချစ်ရတဲ့သူကရေနစ်သေးတော့မှကိုမြင်လိုက်ရတဲ့ဘုံကလည်းပဲလင်းကိုကယ်တင်ဖို့အတွက်ရေတွေကိုခုန်ဆင်းသွားခဲ့ပါရီနောက်ဆုံးမှဘုံကကယ်တင်နိုင်ခဲ့ပေမဲ့လေအရန်အောင်မှနောက်ကျသွားတဲ့ပုံရပါရီအဲ့ဒီအချိန်မှာဘုံတို့ကိုစောင့်ကြည့်နေတဲ့လူတယောက်ရှိနေခဲ့ပြီးတော့အဲ့လူကမစ္စတာဝိုက်ဖြစ်ပြီးတော့အရင်တစ်ခါကဘုံနဲ့လင်းကိုကယ်တင်ခဲ့တဲ့သူပဲဖြစ်ပါရီမစ္စတာဝက်ကဒီဖြစ်ပျက်တွေအားလုံးရဲ့နောက်ကွယ်မှာရှိနေပုံရပြီးတော့အခုချိန်မှာသူကဘုံအနိုင်ရရှိခဲ့တဲ့ငွေကိုလည်းရရှိသွားခဲ့ပါပြီဒါကြမ်းမှာတော့ချီရတဲ့သူကိုဆုံးရှုံးလိုက်ရတဲ့ဘုံကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ခေါင်းဆောင် M နဲ့စကားပြောနေခဲ့ပါရီခေါင်းဆောင် M ကလင်းဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုပြောပြပါရီလင်းရဲ့ချစ်သူကိုလီချီရဲ့နောက်ကွယ်ကအဖွဲ့အစည်းကဖမ်းသွားခဲ့ပြီးတော့သူတို့ခိုင်းတာမလုပ်ပေးရင်သူ့ရဲ့ရီးစားကိုတက်ပစ်မယ်လို့လင်းကိုအကြက်ကင်တာကြောင့်မလို့လင်းလည်းပဲခိုင်းတဲ့အတိုင်းလုပ်လိုက်ရတာဖြစ်ပါရီခေါင်းဆောင် M ကလည်းဒီလိုအဖြစ်အပျက်တွေနဲ့ဖြတ်တန်းခဲ့ရတဲ့ဘုံလည်းပဲအရန်အောင်မှစိတ်မကောင်းဖြစ်နေမှာကိုသိနေရကြောင်းမလို့ဘုံကိုအခုချိန်မှာလိုအပ်နေပေမဲ့လည်းဘုံကအနားယူဖို့အချိန်လိုအပ်မှာပဲလို့ပြောလိုက်ပါရီဒါမဲ့လေဘုံကဘာကြောင့်အနားယူရမှာလဲလို့ပြောလိုက်ပြီးတော့အလုတ်ကလည်းပြီးပြီကောင်မလေးလည်းတေးပြီအခုချိန်မှာသူ့အနေနဲ့နောက်ထပ်တာဝန်ကိုထပ်ပြီးတော့လှုပ်ဆောင်ဖို့အတွက်အသင့်ဖြစ်နေပါပြီလို့ပြောလိုက်ပါရီဒါမဲ့ဘုံကခေါင်းဆောင် M နဲ့ဖုန်းပြောပြီးတဲ့အခါမှာလင်းထားခဲ့တဲ့ဖုန်းကိုကြည့်လိုက်ပါရီဖုန်းထဲမှာမစ္စတာဝိုက်စီကနေပြီးတော့မက်ဆေ့ပို့ထားတာကိုတွေ့လိုက်ရပါရီဘုံကလည်းမစ္စတာဝိုက်ဟာအဖြစ်အပျက်တွေအားလုံးရဲ့နောက်ကွယ်မှာရှိနေတဲ့သူဖြစ်နိုင်တယ်ဆိုတာသိသွားခဲ့ပါရီနောက်တစ်ခါမှာတော့မစ္စတာဝိုက်ကငွေတန်း100ကျော်နဲ့အေးစစ်စစ်အိမ်ကိုပြန်လာခဲ့ပါရီဒါမဲ့လည်းအဲ့ဒီအချိန်မှာဖုန်းဝင်လာခဲ့ပြီးတော့ Hello Mr. White ကျွန်တော်တို့စကားပြောရအောင်ဆိုတဲ့အတန်းကိုကြားလိုက်ရတော့ Mr. White ကလည်းဘာလို့လဲဆိုပြီးတော့မေးလိုက်စင်မှာသူ့ရဲ့ခြေထောက်ကတနက်ပစ်ခံလိုက်ရပါရီပစ်လိုက်တဲ့သူကတော့တခြားလူမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အချစ်တော်ဘုံပါပဲဘုံကတဖြည်းဖြည်းချင်းနဲ့ Mr. White စီကိုရှောက်လာခဲ့ပြီးတော့သူ့ရဲ့နာမည်က James Bond ဖြစ်ကြောင်းပြောလိုက်ပြီး Mr. White နဲ့နောက်ထပ်အများကြီးပြောစရာတွေရှိပါသေးတယ်လို့ပြောလိုက်တဲ့အချိန်မှာပဲစကားလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါရီပြီးခဲ့တဲ့ဘိုင်းမှာတော့ဘုံကသူချစ်ရသူဗက်ဘာလင်းရဲ့တစ္ဆာဖောက်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာတော့ဒီဖြစ်ပျက်ရဲ့နောက်ကလူကိုစုံစမ်းဖို့အတွက်စူးစမ်းခဲ့ပါရီဘုံကဒီမှုကိုစုံစမ်းရင်းနဲ့တဖြည်းဖြည်းသိလာရတာကဒီမှုရဲ့နောက်ကွယ်ကလူကဩဇာအာဏာကြီးမားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့အဖွဲ့အစည်းတိုင်းမှာသူ့ရဲ့လူတွေရှိနေတယ်ဆိုတာကိုသိလိုက်ရပါရီဒီကောက်ဘုံရဲ့တာဝန်ကလွယ်တော့မလွယ်လာပါဘူးဘာလို့လဲဆိုတော့တခြားနိုင်ငံတွေကအေဂျင့်တွေပါဒီမှုထဲမှာပါဝင်ပတ်သက်နေလို့ပါပဲနောက်ဆုံးမှတော့ဘုံကဒီတာဝန်ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမလားဆိုတာကိုတော့ကျွန်တော်တို့အတူတူလိုက်ပါခန်းစားကြည့်လိုက်ကြရအောင်ပါဇလန်ဆဆချင်းမှာပဲဘုံစီရဲ့နောက်ကိုကားအစီအများစွာကလိုက်လာနေခဲ့ပြီးတော့တရက်တွေနဲ့လိုက်လံပစ်ခတ်နေခဲ့ကြပါရီဘုံရဲ့နောက်ကိုလိုက်လာနေတဲ့ရန်သူတွေကလမ်းမှာဘလောက်ပဲအန်ရီယယ်များနေပါစေ
သူတို့ကမမှုကြသလိုဝင်ရောက်တားဆီးတဲ့ရဲတွေကိုလည်းဂိူးမဆိုင်ပဲရဲတွေကိုပါပြန်လည်တိုက်ခိုက်ခဲ့ပါသည်ဘုံကအသက်လူပြီးတော့ကားကိုအသေးသက်မောင်းပြေးနေခဲ့သလိုရန်သူတွေကလည်းအလွန်မပေးဘဲနဲ့တောက်လျှောက်လိုက်နေတော့ဘုံကအချိန်တော်ကြာစူးစမ်းပြီးမှနောက်ဆုံးကြံနေတဲ့ရန်သူရဲ့ကားတစ်စီးကိုကြောက်ထဲမှာမှောက်ကျသွားအောင်လုံနိုင်ခဲ့ပြီးတော့ရန်သူရဲ့လက်ကနေပြီးတော့လွတ်မြောက်ခဲ့ရပါသည်အဲ့နောက်မှာတော့ဘုံကကားကိုမြို့ရဲကိုမောင်းလာခဲ့ပါသည်မြို့ရဲကိုရောက်တော့သူကကားပေါ်ကနေလူတစ်ယောက်ကိုဆွဲထုတ်လာခဲ့ပါသည်အဲ့လူကတခြားသူမဟုတ်ဘဲနဲ့မစ္စတာဝိုက်ပါပဲမစ္စတာဝိုက်ဆိုတာကပြီးခဲ့တဲ့အပိုင်းမှာကပြဿနာတွေအများကြီးကိုဖန်တီးခဲ့တဲ့လူပဲဖြစ်ပါသည်ဘုံကမစ္စတာဝိုက်ကိုခေါင်းဆောင် MC ကိုခေါ်သွားပြီးတော့အပ်လိုက်ပါသည်အရင်ပိုင်းမှာကတည်းကမစ္စတာဝိုက်က MI6 ကိုအတော်လေးဒုက္ခပေးခဲ့ပါသည်ခေါင်းဆောင် M ကမစ္စတာဝိုက်ဟာဘသူအတွက်အလုပ်လုပ်နေရလေဆိုတာကိုသိချင်နေပါသည်အဲဒါကြောင့်ခေါင်းဆောင် M ကမစ္စတာဝိုက်ကိုဖမ်းဖို့အတွက်ဘုံကိုခိုင်းခဲ့တာဖြစ်ပါသည်ခေါင်းဆောင် M ကမစ္စတာဝိုက်ကိုယာပြီးတဲ့နောက်မှာတော့မစ္စတာဝိုက်ကိုချင်းချောက်ပြီးမိကုန်းနေမေးခဲ့ပါသည်ခေါင်းဆောင် M ကမစ္စတာဝိုက်ဟာတကယ်နောက်ကွယ်ကခေါင်းဆောင်မဟုတ်ဘူးလို့ယုံကြည်ထားပါသည်အဲဒါကြောင့်မစ္စတာဝိုက်နဲ့အလုပ်လုပ်နေတဲ့သူတွေအကြောင်းကိုမေးလိုက်ပါသည်မစ္စတာဝိုက်ကဒီမိကုန်းကိုကြားတော့ရီမောခဲ့ပါသည်ဘာလို့လဲဆိုတော့သူ့ရဲ့ဖွဲ့စည်းတွေကလူတွေဟာ MI6 ကိုအယမ်းပဲကြောက်ကြပါသည် MI6 ကအရာရာကိုသိတယ်။ဤပညာတွေကလည်းအယမ်းအောင်ကောင်းတယ်လို့ထင်နေကြလို့ပါပဲ။ဒါပေမဲ့မစ္စတာဝိုက်ကခေါင်းဆောင် M ရဲ့မိကုန်းကိုကြားတော့သူတို့ထင်တာတွေမှားနေပြီဆိုတာကိုသိလိုက်ရပါတယ်။ခေါင်းဆောင် M ကဘလောက်ပဲပြောမစ္စတာဝိုက်ကတော့ရင်းနေတုံးပါ။မစ္စတာဝိုက်ကဘာလို့တလောက်ယုံကြည်မှုရှိနေလဲဆိုတော့ခေါင်းဆောင် M ကဘာမှမသိလို့ပါပဲ။မစ္စတာဝိုက်ရဲ့လူတွေကနေရာတိုင်းမှာရှိပါတယ်။ MI6 အဖွဲ့အစည်းထဲမှာတော့မှရှိနေပါတယ်။မစ္စတာဝိုက်ရဲ့စကားဆုံးတာနဲ့ခေါင်းဆောင် M ရဲ့ကိုရန်တော်မစ်ရှယ်ကခေါင်းဆောင် M နဲ့ဘုံတို့ကိုတိုက်ခိုက်ဖို့တက်ကြိုးစားခဲ့ပါတယ်။ဒါမဲ့ဘုံကမြင်မြင်ဆန်ဆန်တားဆီးနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်တနက်လူနေတော့မှဘေးနားမှာရှိတဲ့မစ္စတာဝိုက်ကိုမတော်တဆကြီးစံထီသွားခဲ့ပါတယ်။မစ်ချယ်ကဘုံကိုတပ်ဖို့ကြမ်းစီတာမှာအောင်မြင်တော့ထွက်ပြေးဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဘုံကလည်းသူ့နောက်ကိုအပြေးလိုက်ခဲ့ပါတယ်။မစ်ချယ်ကအသက်လူပြီးတော့ပြေးနေခဲ့သလိုဘုံကလည်းခေသူမဟုတ်တော့နောက်ဆုံးမှတော့ဘုံကမစ်ချယ်ကိုမှီသွားခဲ့ပါတယ်။အဲဒီမှာသူတို့နှစ်ယောက်နောက်တစ်ချိန်ထပ်ပြီးတော့အပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်။နှစ်ယောက်စလုံးကထိပ်တန်းအေးချင်းနေဆိုတော့တော်တော်ကြာကြာတိုက်ခိုက်ခဲ့ကြပါတယ်။နောက်ဆုံးမှဘုံကပဲမစ်ရှယ်ကိုအနိုင်ယူလိုက်နိုင်ပါတယ်။ဘုံကသစ္စာပေါက်မစ်ရှယ်ကိုရှင်းပြီးတဲ့နောက်မှာတော့ခေါင်းဆောင် M ကသူ့ရဲ့လူတွေကိုမစ်ရှယ်အိမ်ကိုတွားပြီးတော့စစ်ဆေးခိုင်းခဲ့ပါတယ်။အဲဒီမှာသူတို့ဘလောက်ပဲရှာဖွေပါစေ MI6 ကဘာထောက်ထားမှမတွေ့ခဲ့ပါဘူး။အခုခေါင်းဆောင် M ကဘုံကိုအယမ်းပဲစိတ်ဆိုးနေပါတယ်။ဘာလို့လဲဆိုတော့ဘုံဟာသူ့ရန်သူတွေကိုဘယ်တော့မှအရှင်းမထားလို့ပါ။အကယ်လို့ဘုံကမစ်ရှယ်ကိုအရှင်းသာဖမ်းထားခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့အခုလောက်ဆိုရင်တော့သတင်းချက်လက်တွေကိုရနေလောက်ပါပြီ။ဒါမဲ့ကံကောင်းတာက MI6 ကမစ်ရှယ်ရဲ့ငွေတွေကိုချေရခံနိုင်ခဲ့ပါတယ်။မစ်ရှယ်အိတ်ထဲကငွေတွေဟာလီချီရဲ့ရန်ပုံငွေတွေကငွေနဲ့တူနေပါတယ်။အဲဒီနောက်မှာတော့သူတို့ဟာဒီငွေတွေကိုကဘာအနှံ့ချေရခံခဲ့ပြီးမစ်ရှယ်စီမှာရှိတဲ့ငွေနဲ့တူညီတဲ့ငွေတွေအားလုံးဟာ MS စလိတ်ဆိုတဲ့လူတစ်ယောက်ရဲ့အကောင့်ထဲကိုရောက်သွားတာကိုတွေ့ခဲ့ပါတယ်။အခုသူတို့ကစလိတ်ကဘယ်မှာရှိလဲဆိုတာကိုသိသွားကြပါပြီ။အကြောင်းအရာအားလုံးကိုဆက်ဆက်ပြီးရဲ့နောက်မှာတော့ခေါင်းဆောင် M ကဘုံကိုဒီကိစ္စကိုဖြေရှင်းခိုင်းခဲ့ပါတယ်။ဘုံတရားဟိုတယ်ကိုရောက်တော့စလိတ်ရဲ့အခန်းထဲကိုခိုးဝင်သွားခဲ့ပါတယ်။ဒါမဲ့စလိတ်ကဘုံဝင်လာတာကိုသိသွားပြီးတော့ဘုံကိုစပြီးတော့တိုက်ခိုက်လိုက်ပါတယ်။ကံမကောင်းဆောင်တဲ့စလိတ်ဟာထိတ်တန်းအေးချင်းကိုမှသွားပြီးတော့စပြီးတော့နောက်ဆုံးမှာတော့စလိတ်တယောက်ဘုံရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့ပါတယ်။ဘုံကစလိတ်ကိုရှင်းပြီးတဲ့နောက်မှာတော့ဒဏ်ရာတွေကြောင့်ပေနေတဲ့သွေးတွေကိုတုတ်လိုက်ပြီးတော့အဝတ်စားကိုလဲကအေကမ်းမကြီးကိုဆင်းလာခဲ့ပါတယ်။အေကမ်းမကိုရောက်တော့ဘုံကအဲဂျိုဝေနန်းကိုစလိတ်ရဲ့အခန်းအတွက်အမှားစကားတွေရှိလားလို့မေးလိုက်တော့ဝေနန်းကမှားထားတော့မရှိဘူး။ဒါမဲ့အစောပိုင်းကလာပြီးတော့ပို့သွားတဲ့အိတ်နဲ့ပတ်သက်ပြီးတော့ပဲရှိပါတယ်လို့ပြောလိုက်ပါတယ်။ဝေနန်းကအိတ်ကိုသူတို့ဆက်ပြီးတော့ထိန်းသိမ်းထားမှာလားဒါမှမဟုတ်တခါတည်းယူသွားမလားလို့မေးလိုက်တော့ဘုံကအခုယူသွားမယ်လို့ပြောလိုက်ပါတယ်။ဘုံကအိတ်ကိုယူပြီးတော့ထွက်လာတဲ့အချိန်မှာပဲအမျိုးသမီးတယောက်ကကားမောင်းရောက်လာပြီးတော့ကားပေါ်တက်ဖို့တက်ပြောလိုက်ပါတယ်။သူမလုပ်ပုံရစလိတ်နဲ့ချင်းထားတဲ့သူဖြစ်နိုင်ပြီးဒါမဲ့သူကစလိတ်ကိုတော့အရင်တော့မြင်မှုပုံမရပါဘူး။အဲဒါကြောင့်ဘုံကိုစလိတ်လို့ထင်သွားတာဖြစ်နိုင်ပါတယ်။နောက်တစ်ခုဘုံသိလိုက်ရတာကစလိတ်ဟာနာမည်ကြီးဘူမိဗေဒပညာရှင်တယောက်ဖြစ်ပြီးကမီမွန်တက်ဆိုရဲ့ကားမောင်းနေတဲ့အမျိုးသမီးနဲ့အလုပ်တစ်ခုလုပ်ဖို့တက်ရှိပုံရပါတယ်။ဘုံကစကားပြောနေနဲ့ကမီအိတ်ထဲကကတက်ကက်ကိုခိုးနိုင်နေခဲ့ပါတယ်။အဲအချိန်မှာပဲဆိုင်ငင်တဲ့လူတယောက်ကသူတို့ကားနောက်ကိုလိုက်လာနေတာကိုတွေ့လိုက်ရပါတယ်။ကမီကလမ်းကြားတစ်ခုထဲကိုမောင်းဝင်လိုက်ပြီးတော့ဘုံယူလာတဲ့အိတ်ကိုဖင်ခိုင်းလိုက်ပါတယ်။ကမီကစာရဲစာရုံးတွေကိုကြည့်နေတော့မှဘုံကစလိတ်မဟုတ်ဘူးဆိုတာကိုရိပ်မိသွားပါတယ်။ဘုံကအိတ်ထဲကကမီပုံနဲ့တနက်ကိုတွေ့တော့တယောက်ကမင်းကိုတက်ချင်နေပုံရတယ်လို့ပြောလိုက်တာနဲ့ကမီကလက်ဦးမှုယူကပြစ်လိုက်ပေမဲ့ဘုံကလက်ကိုကန်လင်းတာကြောင့်မလို့လွဲသွားခဲ့ပြီးတော့ဘုံလည်းပဲကားပေါ်ကဆင်းလိုက်တယ်လို့ကမီလည်းပဲကားကိုမောင်းထွက်သွားခဲ့ပါတယ်။အဲအချိန်မှာပဲကမီကားနောက်ကလိုက်လာခဲ့တဲ့ဆိုင်ကယ်သမားရောက်လာခဲ့ပြီးတော့မင်းသူ့ကိုတနက်နဲ့ချင်းပြရမှာလေလို့ဘုံကိုပြောလိုက်တော့ဘုံကဆိုင်ငယ်ကိုတပတ်လေသွားအောင်ရိုက်တင်လိုက်တော့ဆိုင်ငယ်သမားလည်းပဲမှောက်သွားခဲ့ပါတယ်။ဘုံလည်းပဲဆိုင်ငယ်ကိုယူလိုက်ပြီးတော့ကမီးနောက်ကိုလိုက်သွားခဲ့ပါတယ်။ဘုံကကမီးနောက်ကိုလိုက်လာရင်းနဲ့ကမီးကစိတ်ကန်းတစ်ခုကိုကားမောင်းသွားတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ကမီးကဒိုမနစ်ဂရင်းစီကိုအမြန်ပဲရှောက်သွားခဲ့ပါတယ်။သုံးယောက်ကရီးစားတွေဖြစ်ပုံရပါတယ်။ဒါမဲ့ဒိုမနစ်ကကမီးကသူ့ကိုတစ္ဆာမရှိဘူးဆိုတာကိုသိပါတယ်။ပြီးတော့သူမစလိတ်နဲ့တရင်အယောင်းဝယ်လုပ်နေတာကိုလည်းသိပါတယ်။ဒါကြောင့်ဒိုမနစ်ကသူမကိုမယုံကြည်တော့ဘဲနဲ့သူ့ရဲ့လူရင်းနဲ့ပဲသူမကိုတတ်ခိုင်းခဲ့ပါတယ်
ဒါပေမဲ့ကမီးကအသက်မသေးဘဲနဲ့ပြန်လာနိုင်ခဲ့ပါတယ်ဒိုမနစ်ကကမီးဘာလို့သူ့ကိုချင်းကပ်နေရလဲဆိုတာသိနေခဲ့ပါတယ်တကယ်တော့ကမီးကဗိုလ်ချုပ်မန်ဒရာနိုအနောက်ရောက်နိုင်ဖို့အတွက်ဒိုမနစ်ကိုအသုံးချနေခဲ့တာပါဗိုလ်ချုပ်မန်ဒရာနိုဆိုတာကဘိုလ်ဘီးယားရဲ့အာနာရှင်ဗိုလ်ချုပ်တယောက်ပါကမီးကဗိုလ်ချုပ်မန်ဒရာနိုကိုမကျေနပ်ချက်တွေရှိပါတယ်ဒိုမနစ်ကငွေကြေးနဲ့ဩဇာအာဏာအများကြီးရှိတော့ဗိုလ်ချုပ်မန်ဒရာနိုကိုအာဏာပြန်ရအောင်ကူညီပေးဖို့အတွက်ဗိုလ်ချုပ်မန်ဒရာနိုရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပါတယ်ဗိုလ်ချုပ်ကမော်တော်ဘုတ်နဲ့ဒိုမနစ်စီကိုလာတွေးခဲ့ပြီးသူတို့နှစ်ယောက်သဘောတူညီချက်အကြောင်းဆွေးနွေးခဲ့ကြပါတယ်နောက်ဆုံးမှာတော့သူတို့ကသဘောတူညီမှုရသွားခဲ့ပြီးတော့ဗိုလ်ချုပ်မန်ဒရာနိုပြန်တော့ဒိုမနစ်ကကမီးကိုရှင်းပစ်ချင်တာကြောင့်မလို့ကမီးကိုဗိုလ်ချုပ်မန်ဒရာနိုကိုပေးလိုက်ပါတယ်ဗိုလ်ချုပ်ကလည်းကမကုံနောက်ကိုလိုက်စားသူဆိုတော့ကမီးကိုခေါ်သွားဖို့သဘောတူခဲ့ပါတယ်တပတ်ကအချိန်တွေကိုစောင့်ကြည့်နေတဲ့ဘုံကလေဒိုမနစ်ရဲ့တပည့်တယောက်စီသွားပြီးကတ်ကိုထုတ်ပေးလိုက်ကခုနဝင်သွားတဲ့ကောင်မလေးကိုဒီကတ်ပေးပြီးတော့ဆက်သွယ်လာခိုင်းမှုအတွက်ပြောလိုက်ပါတယ်ဘုံပေးလိုက်တဲ့ကတ်ကိုယူပြီးတော့ဒိုမနစ်တပည့်တယောက်ကဖုန်းဆက်လာတော့ဘုံကဖုန်းကိုချိတ်ဆက်လိုက်ပြီးတော့သူတို့ရဲ့တီနီယာကိုခြေရာခံနိုင်ခဲ့ပါတယ်ဗိုလ်ချုပ်မန်ဒရာနိုတို့မော်တော်ဘုံနဲ့ထွက်သွားတာနဲ့ဘုံကဆိုင်ကယ်ကိုတေးမောနဲ့ဆက်လီပေါ်မောင်းတက်သွားခဲ့ပြီးတော့ဗိုလ်ချုပ်တို့နဲ့အတူတူပါသွားခဲ့တဲ့ကမီးကိုကယ်တင်မှုအတွက်လုပ်ပါတယ်ဘုံကမော်တော်ဘုတ်တစ်စီးကိုမောင်းပြီးဗိုလ်ချုပ်တို့စီးနေခဲ့တဲ့မော်တော်ကိုဝင်တိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာကမီးကဗိုလ်ချုပ်ကိုတတ်ဖို့လုပ်နေခဲ့ပါတယ်ဘုံကရောက်လာပြီးတော့သူမကိုခေါ်ထုတ်သွားတာမလို့ကမီးလည်းပဲသူအသက်ရှင်ဖို့အတွက်ဗိုလ်ချုပ်ကိုတတ်ဖို့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတယ်ဗိုလ်ချုပ်ကလည်းသူစားဖို့အစားဘုံကခေါ်သွားတာကြောင့်မလို့သူ့ရဲ့လူတွေကိုဘုံကိုတိုက်ခိုက်ခိုင်းပြီးတော့သူမကိုပြန်ဖမ်းခိုင်းခဲ့ပါတယ်ဒါမဲ့လည်းဘုံကဗိုလ်ချုပ်မန်ဒရာနိုရဲ့လူတွေကိုအကုန်ရှင်းနိုင်ခဲ့ပြီးတော့ကမီးကိုလည်းပဲကုန်းပေါ်ကိုဘေးကင်းစွာခေါ်လာနိုင်ခဲ့ပါတယ်ကုန်းပေါ်ရောက်တော့ဘုံကကမီးကိုလူတစ်ယောက်နဲ့ထားခဲ့လိုက်ပါတယ်အဲဒီနောက်မှာဒိုမနစ်ရဲ့တီနီယာကိုလိုက်ဖို့အတွက်ကားတစ်စီးကိုရှာခဲ့ပါတယ်ကားမောင်းနေတော့မှဘုံက MI6 ကိုဖုန်းဆက်ပြီးဒိုမနစ်ဂရင်းရဲ့အချက်လက်တွေကိုစစ်ဆေးခိုင်းခဲ့ပါတယ် MI6 ကဒိုမနစ်ရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်တော့ဒိုမနစ်ဂရင်းနဲ့ပတ်သက်ပြီးသတင်းအချက်လက်အနည်းငယ်ပဲတွေ့ခဲ့ပါတယ်ဒိုမနစ်ကအမေရိကန်လူမျိုးတန်းကျွယ်တတိတယောက်ဖြစ်ပြီးအများပိုင်အသုံးဆောင်ကုမ္ပဏီရဲ့ CEO ဖြစ်ပါတယ်ပြီးတော့တခြားကုမ္ပဏီတွေလည်းအများကြီးပိုင်ဆိုင်ထားပါတယ်ဒါမဲ့ဒိုမနစ်နဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေကအရန်နည်းနေပါတယ်ဒိုမနစ်ကအမေရိကန်လူမျိုးဆိုတော့ခေါင်းဆောင် M ကအမေရိကန်ဘက်ကိုဆက်သွယ်ပြီးဒိုမနစ်ရဲ့အချက်လက်တွေကိုတောင်းခဲ့ပါတယ်မကြခင်မှာပဲဘင်းကိုယ်တိုင်ပြန်ပြီးတော့ဆက်သွယ်လာခဲ့ပါတယ်ဘင်းဆိုတာကအမေရိကန်နိုင်ငံရဲ့ထိပ်တန်းအေဂျင့်ခေါင်းဆောင်တစ်ယောက်ပါဘင်းကသူတို့မှဒိုမနစ်နဲ့ပတ်သက်တဲ့သတင်းအချက်လက်ဘာမှမရှိဘူးလို့ပြောခဲ့ပါတယ်ဒါဟာတော်လေးကိုထူးဆန်းတဲ့ကိစ္စပါတစ်ပတ်မှလည်းဘုံကဒိုမနစ်နောက်ကိုလိုက်နေပါတယ်ဘုံကဒိုမနစ်ဟာကိုပိုင်လေရင်နဲ့တနင်္လာကိုသွားဖို့ပြင်းနေတာကိုတွေ့လိုက်ရပါတယ်ဘုံက MI6 ကလူတွေကိုဒိုမနစ်ရဲ့ဦးတီယာကိုစစ်ဆေးခိုင်းတော့ဒိုမနစ်သွားမယ့်နေရာကဩစတြေးလျနိုင်ငံဖြစ်နေပါတယ်အဲ့ဒါကိုသိပြီးတဲ့နောက်မှာတော့ခေါင်းဆောင် M ကဘုံကိုဒိုမနစ်နောက်ကိုလိုက်ဖို့အတွက်လေရင်တစ်စင်းပို့ပေးခဲ့ပါတယ်တပတ်ကဒိုမနစ်ကလည်းလေရင်ပေါ်ရောက်တော့အမေရိကန်အေဂျင့်တွေနဲ့ပူးပေါင်းနေတဲ့ပုံရပါတယ်အဲ့ဒါကြောင့်သူတို့ဒိုမနစ်ရဲ့အချက်လက်တွေကိုဖုံးကွယ်ထားတာဖြစ်နိုင်ပါတယ်နှစ်ပတ်စလုံးကအကျိုးအမြတ်အတွက်သဘောတူညီမှုရထားခဲ့ပါတယ်အခုစီးပွားရေးအခြေအနေကတိတ်ပြီးတော့မကောင်းလို့အမေရိကန်ဒိုမနစ်နဲ့ပူးပေါင်းပြီးတော့အကျိုးအမြတ်ရမယ်ဆိုရင်တော့မစိုးဘူးလို့ဆိုရမှာပါအမေရိကန်အေဂျင့်တွေကဒိုမနစ်ကိုဩစတြေးလျနိုင်ငံကိုကိုယ်တိုင်လိုက်ပြီးတော့ပို့ပေးခဲ့ပါတယ်အဲ့ဒီအေဂျင့်ထဲမှာအရင်တော့ကဘုံနဲ့သိနေခဲ့တဲ့ CIA ကအေဂျင့် Felix လည်းတယောက်အပါဝင်ဖြစ်ပါတယ်Felix ကအမေရိကန်ဒိုမနစ်နဲ့ပူးပေါင်းတာကိုတိတ်သဘောမကျပေမဲ့လည်းဒါအတူထက်ရာရှိရဲ့အမိန့်ဖြစ်တယ်လို့နိုင်ငံရဲ့အကျိုးမြတ်အတွက်လည်းဖြစ်နေတော့ Felix ကဒီအစီအစဉ်ကိုမလွဲတာမရှောင်တာလိုက်နာခဲ့ရပါတယ်ဒိုမနစ်ကဩစတြေးလျနိုင်ငံကိုရောက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့လူရင်းနဲ့အတူတူအော်ပရာပွဲကိုသွားခဲ့ပါတယ်ဒိုမနစ်ကဒီမှာရှိတဲ့အဖွဲ့အစည်းကလူတွေနဲ့တွေ့ဖို့ချိန်ထားပုံရပါတယ်သူ့ရဲ့အဖွဲ့ဝင်တွေအတွက်လက်ဆောင်အိတ်ထဲမှာဆက်သွယ်ရေးပစ္စည်းတွေထည့်ပေးထားပါတယ်အားလုံးလက်ဆောင်တွေရပြီးတဲ့နောက်မှာပွဲစားတော့သူတို့ဆက်သွယ်ရေးပစ္စည်းတွေကနေပြီးတော့ဆွေးနွေးကြမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘုံကလေဒိုမနစ်တို့အဖွဲ့တွေကတယောက်ကိုအမှောက်သိမ်းလိုက်ပြီးတော့ဆက်သွယ်ရေးပစ္စည်းပါတဲ့အိတ်ကိုယူထားနိုင်လိုက်ပြီဖြစ်ပါတယ်ဒိုမနစ်ကသူ့အဖွဲ့အစည်းကလူတွေနဲ့တီယာရာ project အကြောင်းဆွေးနွေးခဲ့ပါတယ်ဘုံလည်းပဲဆွေးနွေးပွဲကိုနားထောင်နေခဲ့ပါတယ်ဒိုမနစ်ကအားလုံးကိုရန်ပုံငွေထပ်ထည့်ဖို့တောင်းဆိုခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကဘိုလီးဗီးယားနိုင်ငံကတယံဇာတာတွေကိုအရန်ကိုယုံကြည်လို့ပါအကယ်လို့သူတို့ကအဲ့ဒီတယံဇာတာတွေကိုအကုန်လုံးနှိပါပိုင်ဆိုင်မယ်ဆိုရင်တော့သူတို့ရဲ့ငွေအများကြီးရနိုင်မှာတေးကြပါလိမ့်ဒါပေမဲ့လေအားလုံးဆွေးနွေးနေတော့မှဘုံကမင်းတို့တွေးဆုံမှုဒီထက်ပိုကောင်းတဲ့နေရာတစ်ခုကိုရှာဖို့သင့်တယ်လို့ရုတ်တရက်စကားဖြတ်ပြောခဲ့ပါတယ်ဒိုမနစ်နဲ့သူ့ရဲ့လူတွေကသူတို့ကိုအနောက်ရှက်ပေးခံရတယ်ဆိုတာကိုသိတော့အဲ့နေရာကနေပြီးတော့အမြန်ထွက်သွားခဲ့ပါတယ်သူတို့ထွက်သွားတော့ဘုံကစောင့်ကြည့်နေနဲ့ဓာတ်ပုံရိုက်ပြီးတော့ဘသူတွေလဲဆိုတာကိုစစ်ဆေးခိုင်းဖို့ MI6 ကိုပို့ပေးခဲ့ပါတယ်အဲ့နောက်မှာတော့ဘုံကဒိုမနစ်ကိုရှင်းဖို့အတွက်ဆင်းလာခဲ့ပါတယ်ဒါမဲ့ဒိုမနစ်မှာကိုရန်တော်တွေအများကြီးရှိပါတယ်အဲ့နောက်သူတို့မျက်နှာရှင်းဆိုင်တွေ့တော့ဒိုမနစ်ကသူ့လူတွေကိုဘုံကိုရှင်းခိုင်းခဲ့ပါတယ်ဘုံကဒိုမနစ်ရဲ့လူတွေကိုရှင်းနေရလို့ဒိုမနစ်ကလွတ်မြောက်သွားခဲ့ပါတယ်ဒါမဲ့ဒိုမနစ်တို့ကားမောင်းထွက်ပြေးကန်ဒီမှာဘုံကသူ့နောက်ကိုလိုက်လာတဲ့လူတစ်ယောက်ကိုဖမ်းလိုက်ပြီးတော့အဲ့လူကိုဘသူတက်အလုံးလုံးပေးနေရလေလို့မေးလိုက်ပေမဲ့ဘာမှပြန်မဖြေရကြောင်းမလို့အဲ့လူကိုဒိုမနစ်ရဲ့ကားပေါ်ပစ်ချလိုက်ပါတယ်တကယ်တော့အဲ့လူကဒိုမနစ်ရဲ့လူလည်းမဟုတ်တာကြောင်းမလို့ဒိုမနစ်ကသူ့ရဲ့တပည့်တွေကိုအဲ့လူကိုပါရှင်းပြခိုင်းလိုက်ပါတယ်
အဲ့လူကဘွဲကိုတက်လာတဲ့ဝင်းကြီးတို့တယောက်ရဲ့တက်တော်ဆောင်ဖြစ်နေခဲ့ပါတယ်ခေါင်းဆောင် M ကလည်းဘုံကိုအဲ့လိုတက်လိုက်တယ်လို့ထင်ပြီးတော့ဘုံကိုပြန်ဆုပ်ခိုင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒါဟာနိုင်ငံတကာအရေးဖြစ်လာနိုင်လို့ပါဒါမဲ့ဘုံကတော့ညှင်းဆန်ခဲ့ပါတယ်သူကနောက်ွယ်ရလူကိုဖမ်းဆီးခြင်းလို့ပါနောက်ဆုံးမှာတော့ခေါင်းဆောင် M ကဘုံကိုမထိန်ချုံနိုင်တော့ဘုံရဲ့လှုပ်ရှားမှုကိုကန့်သတ်ဖို့အတွက်သူ့ passport တွေနဲ့သူ့ရဲ့ကတ်တွေအားလုံးကိုပိတ်ပစ်လိုက်ရပါတယ်ဒါမဲ့ဒါတွေကထိတဲ့ agent တယောက်ကိုတားဆီးဖို့အတွက်မလုံလောက်ပါဘူးဖြစ်လာတဲ့ပြဿနာကိုဖြေရှင်းဖို့ဘုံကမာတစ်စီကိုသွားခဲ့ပါတယ်ပြီးခဲ့တဲ့ပိုင်းမှာတော့ကဘုံကမာတစ်ကိုသစ္စာဖောက်လို့ထင်ပြီးတော့ခေါင်းဆောင် M ကိုမာတစ်ကိုဖမ်းခိုင်းခဲ့ပါတယ်ဒါမဲ့အမျိုးမျိုးနှိပ်စက်ပြီးတော့စစ်ဆေးကြည့်တော့မှမာတစ်ကသစ္စာဖောက်မဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်အဲဒါကြောင့် MI6 ကမာတစ်ကိုရော်ချင်းနေနဲ့အိမ်တလုံးဝယ်ပေးခဲ့ပါတယ်ဒါမဲ့မာတစ်ကဘုံကိုအရန်မျက်မုံးကျိုးနေတော့မှာပဲဘုံကမာတစ်စီကိုဘာလို့လာလဲဆိုတော့ငွေကြေးလေရင်နဲ့ဘုံတပ်ပုံရိုက်မရခဲ့တဲ့လူတွေရဲ့အချက်လက်တွေကိုအကူအညီတောင်းဖို့ပါမာတစ်ကတရှိုးအလုပ်ကိုအကြာကြီးလုပ်ခဲ့တဲ့သူဆိုတော့ဒီလူတွေအကြောင်းကိုတော်တော်လေးသိပါတယ်မာတစ်ရဲ့ပြောပြချက်အရတော့ဒီလူတွေဟာအာဏာရှင်ဟောင်းတွေဖြစ်ပြီးတော့အခုအစိုးရအဖွဲ့ထဲမှာအရေးကြီးတဲ့ပုံကိုယ်တွေဖြစ်နေပါတယ်ပြီးတော့ဒီလူတွေစုဝေးတဲ့အကြောင်းရင်းကဘိုလီးဗီးယားနိုင်ငံကတန်မိုးကြီးရဲ့ရေနံကြောင့်ဖြစ်နိုင်ပါတယ်အဲ့ဒီအကြောင်းကိုသိပြီးတဲ့နောက်မှာတော့ဒိုမနစ်လုံနေတဲ့ကိစ္စတွေကအရန်အောင်ကြီးမားတယ်ဆိုတာကိုဘုံတယောက်သိလိုက်ရပါပြီအကယ်လို့ဒိုမနစ်ကဒီတယံစာတွေကိုရသွားမယ်ဆိုလို့ရှိရင်တော့နောက်ထပ်ဇက်သွဲပြဿနာတွေကအများကြီးဖြစ်လာနိုင်ပါတယ်ဘုံကအဲ့လိုမဖြစ်စေချင်တော့မာတစ်ကိုဒီအလုပ်ကိုကူညီဖို့တောင်းဆိုခဲ့ပါတယ်မာတစ်ကတော့အစာပိုင်းမှာတော့ဘုံကသူ့ကိုအရင်တော့တော်တော်လေးကိုဒုက္ခပေးခဲ့လို့တိတ်ပြီးတော့မကူညီချင်ပါဘူးဒါပေမဲ့မာတစ်သားဘုံကိုမကူညီဘူးဆိုရင်တော့ဘုံကဒီတာဝန်ကိုပြီးမြောက်အောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုတာကိုသူသိပါတယ်နောက်ဆုံးမှာတော့မာတစ်ကဘုံကိုကူညီဖို့တဲ့သဘောတူခဲ့ပါတယ်ပြီးတော့သူကိုယ်တိုင်ဘုံနဲ့အတူလိုက်လာခဲ့ပါတယ်သူတို့ရောက်သွားမယ့်နေရာကိုရောက်တော့ MI6 ကဘုံဘာလို့မလဲဆိုတာကိုတီးသွားပါတယ်အဲဒါကြောင့် MI6 ကဘုံကိုပြန်ခေါ်ဖို့အတွက် Strawberry Field ဆိုတဲ့အမျိုးသမီး agent တယောက်ကိုစေလွှတ်ခဲ့ပါတယ်ဒါပေမဲ့ဘုံကအဲ့ဒါကိုဂယူးမဆိုင်ဘဲနဲ့သူ့ရဲ့တာဝန်ကိုသူဆက်လုပ်နေပါတယ်ပြီးတော့ဘုံရဲ့ဆွဲဆောင်မှုကြောင့်မလို့ Field ကဘုံကိုမတားဆီးနိုင်ခဲ့ပါဘူးအဲဒီညမှာမာတစ်ကဒိုမနစ်ရဲ့အကြောင်းကိုစုံစမ်းရင်းနဲ့ဒိုမနစ်ဟာဒီညပါတီပွဲတစ်ခုလုပ်ပြီးတော့သူ့ကိုငွေကြေးထောက်ပံ့ပေးတဲ့အာဏာရှင်တွေကိုစူးစီးထားတယ်ဆိုတာကိုသိလိုက်ရပါတယ်မာတစ်ကဘုံနဲ့ဖီးအတွက်ဖိတ်စာတွေရှာပေးခဲ့ပါတယ်မာတစ်ကတော့မိတ်ဆွေကာနယ်တယောက်နဲ့ချိန်ထားတာမလို့အရင်သွားမှာဖြစ်ပြီးတော့အဲဒီနောက်မှာသူတို့ပါတီပွဲမှာပြန်တွေ့ကြမယ်လို့ပြောလိုက်ပါတယ်တစ်ပတ်မှာလည်းဒိုမနစ်ကပါတီပွဲကိုလာတဲ့သူတွေကိုစီးယုံသိမ်းသွင်းနေပါတယ်သူတို့ရဲ့ငွေတွေကိုသုံးပြီးတော့သူလုပ်နေတဲ့ project ကိုဆက်ပြီးတော့လုပ်နိုင်ဖို့ပါဒိုမနစ်ရဲ့အစီအစဉ်အောင်မြင်သွားတော့မယ့်အချိန်မှာကမီးကပါတီပွဲတွေကိုရောက်လာပြီးတော့ဒိုမနစ်ရဲ့ရီးစားရောင်ဟန်ဆောင်ခဲ့ပါတယ်ပြီးတော့ဒိုမနစ်နောက်ွယ်မှာလုပ်နေတဲ့ကိစ္စတွေကိုတခြားသူတွေကိုပြောပြလိုက်ပါတယ်အဲဒါကြောင့်ဒိုမနစ်ကသူ့ရဲ့ကိစ္စတွေမပေါ်မီမှာကမီးကိုအရင်ရှင်းနိုင်ဖို့အတွက်တခြားလူတွေကိုခွင့်တောင်းပြီးတော့ခေါ်ထုတ်သွားလိုက်ပါတယ်ဒါမဲ့ဒိုမနစ်ကတော့ကမီးကိုဘာမှမလုပ်နိုင်ခင်မှာစောင့်ကြည့်နေတဲ့ဘုံကရုတ်တရက်ပေါ်လာပြီးတော့ကမီးကိုခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်ဘုံတို့နောက်ကိုလိုက်သွားဖို့ပြင်နေတဲ့ဒိုမနစ်ရဲ့လူကိုလည်းပဲဖီးရမတော်တဆလိုနဲ့ခြေကန်ထိုးပေးလိုက်ပြီးတော့လေကားပေါ်ကနေပြုတ်ကျသွားအောင်လုပ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဘုံကကမီးကိုပါတီပွဲကနေခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်ဒါမဲ့ဒိုမနစ်ကတော့အဲ့ဒါကိုလွတ်မပေးပါဘူးသူ့ရဲ့လူဖြစ်တဲ့ရဲတွေကိုလွတ်ထားပြီးတော့ဘုံကိုဖမ်းခိုင်းခဲ့ပါတယ်ရဲနှစ်ယောက်ကကားကိုရက်ခိုင်းပြီးတော့ကားနောက်ခန်းကိုဖွင့်ခိုင်းလိုက်တော့ဒဏ်ရာတွေပြင်းထန်စွာရထားတဲ့မာတစ်ကိုတွေ့လိုက်ရပါတယ်ဘုံကမာတစ်ကိုကားပေါ်ကဆွဲထုတ်လာတော့ရဲနှစ်ယောက်ကသူတို့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တော့ဘုံကရဲနှစ်ယောက်ကိုရှင်းလိုက်ရပါတယ်ဒါမဲ့မာတစ်ကတော့ကံမကောင်းစွာနဲ့ပဲပြစ်ခတ်မှုကြောင့်တေဆုံးသွားခဲ့ပါတယ်မာတစ်တေဆုံးပြီးတဲ့နောက်မှာ MI6 ဟာဒါဟာဘုံရဲ့လက်ချက်လို့ထင်မြန်ပါတယ်ဒါဟာဘုံအတွက်အရန်ကိုမှစိုးတဲ့ဆွဆွဲချက်ပါပဲဒီကိစ္စတွေအားလုံးပြီးသွားရင်တော့မှဒိုမနစ်တယောက်ဘာတွေအစီအစဉ်လုပ်နေတယ်လဲဆိုတာကိုဘုံကတန်တရားဝင်လာပါတယ်အဲဒါကြောင့်ဘုံကကမီးကိုခေါ်ပြီးတော့လေရင်နဲ့ဒိုမနစ်ပြင်ဆင်ထားတဲ့နေရာကိုတွားကြည့်ဖို့လုပ်ခဲ့ပါတယ်သူတို့နှစ်ယောက်လေရင်ပေါ်ကနေပြီးတော့အောက်ကိုကြည့်ပြီးတော့လေးလာနေတော့မှရုတ်တရက်တခြားလေရင်တစ်စင်းရောက်လာပြီးတော့သူတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဘုံကဘလောက်ပဲရှောင်ပြေးမောင်းနေပါစေလာပြီးတော့တိုက်ခိုက်တဲ့လေရင်ကဘုံကိုအလွန်မပေးဘဲနဲ့လိုက်ပြီးတော့ပြစ်ခတ်နေခဲ့ပါတယ်ဘုံမှာတခြားရွေးချယ်စရာမရှိတော့ဘဲနဲ့သူမောင်းနေတဲ့လေရင်အိုဟောင်းကြီးကိုတုံးပြီးတော့သူ့ကိုတိုက်ခိုက်နေတဲ့လေရင်ကိုရှင်းဖို့လုပ်ခဲ့ပါတယ်ဘုံကလေရင်ကိုမောင်းပြီးရှောင်ရှားနေနဲ့နောက်ဆုံးမှတိုက်ခိုက်နေတဲ့လေရင်ကိုရှင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလေရင်ကနေလွတ်မြောက်ပြီးတဲ့နောက်မှာတော့သူတို့နောက်ထပ်ရဟတ်ယာဉ်တစ်စီးနဲ့ထပ်တွေ့ခဲ့ပါတယ်အဲ့ရဟတ်ယာဉ်ကသူတို့ကိုစီးကြိုပစ်ခတ်လိုက်ပါတယ်ဘုံတို့ရဲ့လေရင်အဟောင်းကြီးကလည်းပျက်စီးနေရများပြီးတော့မကြမီမပေါက်ကွဲနိုင်တာမလို့သူတို့လွတ်မြောက်ဖို့အတွက်လေရင်ကိုအမြင့်ဆုံးထိမောင်းတင်ခဲ့ပါတယ်အဲ့နောက်မှာတော့ဘုံနဲ့ကမီးတို့ကလေရင်ပေါ်ကနေပြီးတော့ခုံချခဲ့ပြီးချိန်ခဏလေးမှာပဲအဲ့ဒီလေရင်ဟောင်းကြီးကလည်းပေါက်ကွဲသွားခဲ့ပါတယ်ဘုံကကမီးစီမှာပါလာတဲ့လေထီးကိုအချိန်မီသုံးလိုက်နိုင်ခဲ့တာကြောင့်မလို့အသက်ဘေးကနေပြီးတော့တီတီလေးလွတ်မြောက်ခဲ့ကြပါတယ်ဒါမဲ့လည်းအခုသူတို့ပြုတ်ကျသွားတဲ့နေရာကလူသူအရောက်ပေါက်နေလာတဲ့ဂူရင်းတနေရာဖြစ်နေခဲ့ပါတယ်အဲဒီမှာနှစ်ယောက်သားကအမောပြည့်ရဲ့အထိစောင့်နေတော့မှကမီးကိုဘာလို့ဒိုမနစ်စီကိုချင်းကပ်ဖို့ဒီလောက်ထိလုံနေရလဲဆိုတာကိုမေးခဲ့ပါတယ်ကမီးကသူဒိုမနစ်စီကိုချင်းကပ်ချင်တာမဟုတ်ဘဲနဲ့ဗိုလ်ချုပ်မန်ဒရာနိုစီကိုသာဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်ဒီမှာကဗိုလ်ချုပ်မန်ဒရာနိုကိုတတ်ချင်လို့ပါဘာလို့လဲဆိုတော့အရင်တုန်းကဗိုလ်ချုပ်မန်ဒရာနိုကသူတို့မိသားစုကိုတတ်ခဲ့ပြီးတော့သူ့မိကိုသူ့ရှိမှာပဲအာဓမပြုတ်ကျင့်ပြီးတော့တတ်ခဲ့တာကြောင့်ဖြစ်ပါတယ်
အဲဒီတော့ကသူမအရန်ငယ်သေးတော့ဗိုလ်ချုပ်ကဘာပြဿနာမှမဖြစ်နိုင်ဘူးလို့ထင်ပြီးတော့လှုပ်ပေးခဲ့ပါတယ်ဘုံကဒီအကြောင်းသိပြီးတဲ့နောက်မှာတော့ကမီးကိုသူတို့နှစ်ယောက်ကတရားရောက်ကိုရဖို့အတွက်ဒိုမနစ်ကိုအတုံးချနေရအတူတူပဲလို့ပြောလိုက်ပါတယ်ဒါမဲ့ဘုံကသူဘသူ့ကိုရှာနေလဲဆိုတာကိုမပြောပြခဲ့ပါဘူးအဲဒီမှာနှစ်ယောက်သားကအမောပြေးပြီးတဲ့နောက်မှာတော့သူတို့ပြုတ်ကျသွားတဲ့ဂူရင်းတွေကနေပြီးတော့ပြန်ထွက်ဖို့နီလန်းရှာခဲ့ကြပါတယ်လမ်းလျှောက်လာရင်းနဲ့ဒိုမနစ်လိုဝက်တီစောက်ထားတဲ့ရေကာတာတစ်ခုလည်းတွေ့ခဲ့ပါတယ်အဲဒီရေကာတာကိုတွေ့တော့ဒိုမနစ်ရဲ့ရွေချက်ကရေနံမဟုတ်ဘဲနဲ့ဘိုလီဗီးယားနိုင်ငံရဲ့တန်ရှင်းတဲ့ရေတွေအားလုံးကိုပိုင်ဆိုင်ဖို့ဆိုတာဘုံသိလိုက်ရပါတယ်အဲဒီအကြောင်းသိပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကဟိုတယ်ကိုပြန်မှုအတွက်စူးစမ်းခဲ့ပါတယ်နောက်ဆုံးမှာသူတို့ကဟိုတယ်ကိုပြန်ရောက်လာခဲ့ပါတယ်ဒါမဲ့ဟိုတယ်ကိုရောက်တော့ဖီးထားခဲ့တဲ့စားတောင်တွေ့ခဲ့ပြန်ပါတယ်စားထဲမှာတော့ဘုံကိုထွက်ပြေးဖို့အတွက်ပြောထားတာပါဒါမဲ့ဘုံကတော့ဖီးကိုစိတ်ပူပြီးတော့သူမအခန်းအောင်သွားကြည့်ဖို့အတွက်လုပ်ခဲ့ပါတယ်ဘုံတယောက်အခန်းထဲကိုရောက်တော့ဖီးကဘာလို့သူ့ကိုထွက်ပြေးခိုင်းတယ်လဲဆိုတဲ့အကြောင်းရင်းကိုသိလိုက်ရပါတယ်ခေါင်းဆောင်ရန်ကဘုံကိုဖမ်းဖို့အတွက်စောင့်နေလို့ပါပဲဘုံလုပ်ခဲ့တဲ့ကိစ္စတွေအားလုံးကနိုင်ငံများပေါက်ကိုဒုက္ခရောက်စေခဲ့ပါတယ်ပြီးတော့ဗြိတိရှဝန်ကြီးချုပ်ကဒိုမနစ်နဲ့ပူးပေါင်းဖို့တဲ့သဘောတူထားပါတယ်ဒါကြောင့်သူတို့ကပြဿနာရှာနေတဲ့ဘုံကိုရှင်းလင်းခိုင်းနေတာပါပြီးတော့ဖီးကဘုံကို MI6 လက်ကနေပြီးတော့ထွက်ပြေးဖို့အတွက်သတိပေးခဲ့တာမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့ဖီးကိုဒိုမနစ်ကရဲရဲဆက်ဆက်တပ်ပစ်လိုက်လို့ပါပဲသူမကဘုံကိုဒိုမနစ်စီကနေထွက်ပြေးဖို့အတွက်သတင်းပေးချင်တာဖြစ်နိုင်ပါတယ်နောက်ထပ်အမျိုးသမီးဘယ်နှယောက်သေဆုံးရအောင်ပါလေခေါင်းဆောင် M ကဒီလိုကိစ္စမျိုးထပ်ပြီးတော့မဖြစ်စေချင်တော့ဘုံကိုတာဝန်ကနေပြီးတော့ယာယီအနေနဲ့အနားယူဖို့ဖမ်းခိုင်းခဲ့ပါတယ်ဒါမဲ့ဘုံကိုဓာတ်လေကားနဲ့ခေါ်သွားတော့မှဘုံကသူတို့တတိမထားမိတဲ့အချိန်မှာ MI6 ရဲ့လူတွေကိုအကုန်လုံးအမှောက်သိလိုက်ပြီးတော့ဟော်တယ်ကနေထွက်ပြေးသွားခဲ့ပါတယ်ကံကောင်းသွားတာကကမီးကကားနဲ့ရောက်လာပြီးတော့ထွက်ပြေးဖို့အတွက်ကူညီခဲ့ပါတယ်အဲဒီနောက်မှာတော့ဘုံကဒိုမနစ်နောက်ထပ်ဘယ်ကိုသွားမလဲဆိုတာသိဖို့လိုအပ်ပါတယ်ဘုံအနေနဲ့အကူအညီကြောင်းနေတဲ့လူကဖီလစ်ပဲရှိပါတယ်ဘုံကဖီလစ်ကိုဖုန်းဆက်ပြီးတော့တွေ့ဖို့အတွက်ချိန်ခဲ့ပါတယ်သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့တော့ဘုံကဒိုမနစ်အခုဘယ်မှာလဲဆိုတာမေးခဲ့ပါတယ်အစာပိုင်းမှာတော့ဖီလစ်ကဒီအကြောင်းမပြောချင်ပါဘူးဘာလဲဆိုတော့သူတို့ကဒိုမနစ်စီကနေပြီးတော့အကျိုးမြတ်တွေရထားလို့ပါပဲနောက်ဆုံးမှာတော့ဖီလစ်ကစိတ်ကောင်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူလုံနေရတွေကမမှန်ကန်ဘူးဆိုတာကိုသိတော့ဖီလစ်ကမနက်ဖြန်ဒိုမနစ်ကတဲကန်နာတွေကဟိုတယ်တစ်ခုမှာဘိုလီဗီးယားဗိုလ်ချုပ်နဲ့တွေ့ဖို့အတွက်ချိန်ထားတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဖီလစ်ကဘုံကိုဖမ်းဖို့အတွက်လူတွေရောက်လာတော့မယ်လို့သတိပေးခဲ့ပါတယ်ဖီလစ်အချိန်မီသတိပေးလိုက်နိုင်လို့ဘုံကလွတ်မြောက်လာနိုင်ခဲ့ပြီးတော့ဒိုမနစ်ဘယ်ကိုသွားမလဲဆိုတာကိုလည်းတီးသွားခဲ့ပါပြီနောက်တစ်နေ့မှာတော့ဘုံကဗိုလ်ချုပ်မန်ဒရာနိုကိုလည်းရှင်းကျင်နေတဲ့ကမီးကိုခေါ်ပြီးတော့အဲ့ဒီဟိုတယ်ကိုသွားခဲ့ပါတယ်မကြခင်မှာဒိုမနစ်လည်းပဲရောက်လာခဲ့ပါတယ်ဒိုမနစ်ကငွေများစွာကိုသူစောင့်နေတဲ့ဗိုလ်ချုပ်နှစ်ယောက်ကိုပေးဖို့အတွက်ယူလာခဲ့ပါတယ်သူတို့သဘောတူညီမှုယူရတော့မယ့်အချိန်မှာဒိုမနစ်ကသူ့ရဲ့တကယ့်ရည်ရွယ်ချက်ကိုထုတ်ပြောခဲ့ပါတယ်ဒိုမနစ်ကအစိုးရအသစ်ဖြစ်လာမဲ့ဗိုလ်ချုပ်မန်ဒရာနိုကိုသူ့ကုမ္ပဏီနိုင်ငံအတွင်းမှာရေမီးဝန်ဆောင်မှုပေးရသူဖြစ်ခွင့်ပေးဖို့အတင်းကျပ်စေခိုင်းခဲ့ပါတယ်ဒါဟာဒိုမနစ်ကရေတွေကိုတင်ထားရတဲ့အကြောင်းရင်းပါပဲဗိုလ်ချုပ်မန်ဒရာနိုမှညင်းဆန်မှုမတက်နိုင်တော့နောက်ဆုံးမှမကြေမချမ်းတဲ့သဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်ရပါတယ်ပြီးတော့သူစိတ်တူနေတာကိုလေအေကန်းမှာစောင့်ခိုင်းထားတဲ့ဝန်ထမ်းအမျိုးသမီးစီမှာသွားပြီးတော့ပုံချခဲ့ပါတယ်အဲ့ဒီအချိန်မှာဘုံနဲ့ကမီးတို့ကဟိုတယ်ထဲကိုခိုးဝင်လာပြီးတော့သူတို့ကိုရှင်းဖို့အတွက်အစီအစဉ်စနေပါပြီဘုံကမာတစ်ကိုတက်ခိုင်းတဲ့နောက်ွယ်ကဗိုလ်ချုပ်တယောက်ကိုရှင်းပစ်လိုက်ပြီးတဲ့နောက်မှာတော့ထွက်ပြေးဖို့လုပ်နေတဲ့ဒိုမနစ်ကိုရှင်းဖို့အတွက်သွားခဲ့ပါတယ်တပတ်မှလည်းကမီးကဗိုလ်ချုပ်မန်ဒရာနိုရဲ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်ဒါမဲ့ဗိုလ်ချုပ်ကခန္ဓာကိုတောင်တင်းတန်မာတဲ့သူဆိုတော့ကမီးကတော်လေးကိုရင်ဆိုင်နေရပါတယ်သူတို့နှစ်ယောက်တော်တော်ကြာရုန်းကန်ကြရင်းနဲ့တိုက်ခိုက်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဘုံကလည်းဒိုမနစ်နဲ့သူတပြန်ကိုတပြန်တိုက်ခိုက်နေခဲ့ကြပါတယ်ဒါမဲ့လည်းဘုံကခုနကဗိုလ်ချုပ်ကြီးကိုရှင်းပြီးတဲ့အချိန်ကဗိုလ်ချုပ်ရဲ့ကားပောက်ကွဲသွားခဲ့ပါတယ်ပြီးတော့ဒီဟိုတယ်ကရေနံစိမ်းတွေပေါ်မှာတီးဆောက်ထားတယ်ဆိုတော့ခဏကြာမှပဲဟိုတယ်တစ်ခုလုံးပောက်ကွဲမှုတွေဖြစ်နေခဲ့ပြီးဖြစ်ပါတယ်ကမီးကဗိုလ်ချုပ်မန်ဒရာနိုရဲ့လက်ချက်နဲ့အတော်လေးခံလိုက်ရပေမဲ့လည်းနောက်ဆုံးမှာတော့သူ့ရဲ့သွေးကြွေးကိုဆက်နိုင်ခဲ့ပါတယ်ဒါမဲ့အရင်တော့ကဗိုလ်ချုပ်မန်ဒရာနိုကသူ့ရဲ့မိသားစုကိုတပ်ပစ်ခဲ့ပြီးတော့သူတို့အိမ်ကိုပါမီးရှို့ခဲ့လို့သူ့ရဲ့စိတ်ထဲမှာမီးကိုအယမ်းပဲကြောက်နေခဲ့ပါတယ်အဲဒါကြောင့်သူအခန်းထဲကနေထွက်ပြီးတော့မပြေးနိုင်ခဲ့ပါဘူးဘုံကဒိုမနစ်ကိုရှင်းတော့မဲ့အချိန်မှာနောက်ထပ်ဘသူမှသူ့ကြောင့်မသေးဆုံးကျင်တာကြောင့်မလို့ဒိုမနစ်ကိုထားခဲ့ပြီးတော့အခန်းထဲမှာပိတ်မိနေတဲ့ကမီးကိုကယ်တင်ဖို့အတွက်ပြေးသွားခဲ့ပါတယ်အဲနောက်မှာတော့ဘုံကကမီးကိုအချိန်မီကယ်တင်လိုက်နိုင်ခဲ့ပါတယ်ဒိုမနစ်ကလမ်းလျှောက်ပြီးတော့ထွက်ပြေးနေတာကိုမြင်တော့ဘုံကကားမောင်းပြီးတော့သူ့ရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်ဒါမဲ့ဘုံကဒိုမနစ်ကိုမတတ်ခဲ့ပါဘူးဘုံကဒိုမနစ်ကိုဆက်လက်ပြီးလမ်းလျှောက်ခိုင်းထားပြီးတော့ဂန်နာထဲမှာဒိုမနစ်ရင်ငတ်တဲ့အခါမှာတောက်ဖို့အတွက်ဆက်စီကိုပြစ်ပေးခဲ့ပါတယ်အဲနောက်မှာတော့ဘုံကကမီးကိုပြန်ပို့ပေးခဲ့ပြီးသူတို့နှစ်ယောက်အနမ်းနေနဲ့နှုတ်ဆက်ခဲ့ကြပါတယ်နောက်ကမှာတော့ပျော်ရွှင်စွာနဲ့အခန်းထဲကိုပြန်လာနေတဲ့ချစ်သူဇုံတဲ့တူတွေကိုမြင်ရမှာဖြစ်ပါတယ်ဒါမဲ့သူတို့တွေအခန်းထဲကိုရောက်လာခဲ့တဲ့အခါမှာတော့ဘုံကသူတို့ကိုစောင့်နေရတွေ့လိုက်ရပါတယ်ဘုံကဘာလို့လာစောင့်နေရလဲဆိုတော့ဒီမျိုးသားကသူလိုက်ရှာနေတဲ့လင်းရဲ့ချစ်သူဖြစ်ပြီးတော့လင်းသေးဆုံးရတဲ့အဓိကအကြောင်းရင်းဖြစ်နေလို့ပါပဲနောက်ဆုံးမှာတော့ဘုံကသူအချိန်ကြာကြီးလိုက်ရှာနေရတဲ့လူကိုတွေ့သွားခဲ့ပါပြီအခုသူကလင်းအတွက်လက်စားချိန်ဖို့အခွင့်အရေးရခဲ့ပါပြီဒါမဲ့လည်းဘုံကအဲ့လိုမတတ်ခဲ့ပါဘူးဘာလဲဆိုတော့သူကဒီလူကို MI6 ရဲ့တာဝန်အဖြစ်လွှဲပြောင်းပေးလိုက်လို့ပါအမြဲတမ်းရန်သူအရှိန်မထားတတ်တဲ့ဘုံကမတတ်ဖဲနဲ့ထွက်လာခဲ့တာကြောင့်မလို့ခေါင်းလောင်အံ့အားသိနေခဲ့ပါလေ
ခေါင်းဆောင် M ကအမေရိကန်အေဂျင်စီကနေပြီးတော့ဒိုမနစ်တယောက်ဘိုလီဗီးယားကန်နာအလယ်မှာတင်းနေတာကိုတွေ့ခဲ့ပြီးခေါင်းတော့ကကြီးစံနှစ်ချက်နဲ့ဗိုက်ထဲမှာလည်း73စီကိုတွေ့ခဲ့ကြောင်းဘုံကိုပြောပြလိုက်ပါတယ်ခေါင်းဆောင် M ကသူအမေရိကန်ရဲ့ကိစ္စအားလုံးရှင်းပြီးဖြစ်ပြီးတော့ဘုံရဲ့တငယ်ချင်းဖီလစ်လည်းပဲယာရုတိုးသွားကြောင်းပြောပြလိုက်ပါတယ်ဘုံကကောင်းတာပေါ့ရသင်ရထိုက်တဲ့လူကိုသူတို့နေရာသူတို့ဆက်လက်ပြီးတော့ထိန်းသိမ်းသွားတာလို့ပြောလိုက်ပါတယ်ဘုံမထွက်သွားမီမှာတော့ခေါင်းဆောင် M ကငါမင်းကိုပြန်လို့အပ်တယ်လို့ပြောလိုက်တော့ဘုံကကျွန်တော်ဘယ်တော့မှထွက်မသွားခဲ့ပါဘူးလို့ပြန်ပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ဘုံကလင်းရဲ့လေဆွဲကိုပြစ်ချထားလိုက်ပြီးတော့ဝမ်းနဲ့ပူဆွေးစွာနဲ့ထွက်သွားခဲ့တဲ့အချိန်မှာပဲစကားလေးရလေဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်အမရှစ်လို့ခေါ်တဲ့ထိတ်တန်းလိုဝက်အေဂျင့်အဖွဲ့အစည်းတစ်ခုကအတော်ဆုံးဟက်ကာတယောက်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်MI6 အဖွဲ့အစည်းရဲ့ရန်သူဟာလည်းပဲဟက်ကာတယောက်တည်းမဟုတ်ပါဘူးဂျိမ်းစ်ဘွန်ဟာသူ့ရဲ့အရေးချင်းတဲ့ဒန်းတူပြိုင်ဘက်တယောက်ကိုရင်ဆိုင်ရောက်မှာဖြစ်ပါတယ်ဘုံနဲ့ MI6 အဖွဲ့အစည်းဟာဒီအခြေအနေဇိုးကြီးတွေကနေပြီးတော့လွတ်မြောက်နိုင်မှာမလားဆိုတာကိုတော့ကျွန်တော်တို့အတူတူလိုက်ပါကြည့်ရှုခန်းစားလိုက်အောင်ပါခင်ဗျဇလိုင်းရဲ့အစမှာတော့ဂျိမ်းစ်ဘွန်ဟာအိမ်ထဲကိုဝင်လာပြီးတော့တစုံတစ်ခုကိုလိုက်လံရှာဖွေနေတဲ့ပုံပေါ်နေပါတယ်သူအခန်းတွင်းကိုဝင်ရောက်လာတဲ့အခါမှာတော့ရိုဆွန်ဆိုတဲ့ MI6 agent တယောက်ဟာတစုံတစ်ယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံထားပြီးတော့ဒဏ်ရာအပြင်းထန်လေးရရှိထားတာကိုတွေ့လိုက်ရပါတယ်ဘုံရှာဖွေနေတဲ့ head drive ကလည်းရန်သူလက်ထဲကိုပါသွားပြီဆိုတာကိုသိလိုက်ရသလိုဘုံဟာသူ့ရဲ့လုပ်ဖော်ကင်ဘက်ရိုဆွန်ကိုအရင်ကယ်တင်ခဲ့ခြင်းပေမဲ့လေ head drive ထဲမှာရှိတဲ့အချက်လက်တွေဟာ MI6 အတွက်အရေးကြီးလွန်းနေရကြောင်းမလို့ခေါင်းဆောင် M ကရိုဆွန်ထားခဲ့ပြီးတော့ head drive ကိုပြန်ယူဖို့အတွက်အမိန့်ပေးခဲ့ပါတယ်ခေါင်းဆောင်ရဲ့အမိန့်ကြောင့်မလို့ဘုံလည်းပဲရိုဆွန်ကိုစိတ်မကောင်းစွာနဲ့ထားခဲ့ရပါတယ်ဘုံထွက်လာတဲ့ MI6 ရဲ့ agent မလေး If ကကားနဲ့ရောက်လာပြီးတော့နှစ်ယောက်သားကရန်သူကားနောက်ကိုအမြန်ဆုံးလိုက်သွားခဲ့ကြပါတယ်ရန်သူကားကိုလိုက်မိသွားခဲ့တဲ့အခါမှာတော့ဘုံတို့ကရန်သူကားကိုမှောက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်ရန်သူကလည်းကားတွေကထွက်လာပြီးတော့ဘုံတို့နဲ့ပြစ်ကြခတ်ကြလုံနေတော့မှရဲတွေကလည်းဆိုင်ကယ်နဲ့ရောက်ရှိလာခဲ့ပါတယ်ရန်သူကရောက်ရှိလာတဲ့ရဲတွေကိုပြစ်ခတ်လိုက်ပြီးတော့ရဲရဲ့ဆိုင်ကယ်နဲ့ထွက်ပြေးသွားခဲ့တယ်လို့ဘုံကလည်းဆိုင်ကယ်တစ်စီးနဲ့ရန်သူနောက်ကိုလိုက်သွားခဲ့ပါတယ်ဘုံနဲ့တစ်ဖက်ကရန်သူတို့ကဆိုင်ကယ်စတန်သမားတွေရှုံးလောက်အောင်အထိကိုခေါင်းမိုးပေါ်မှာအပြိုင်အဆိုင်နဲ့မောင်းနေကြပါတယ်ရန်သူကဘလောက်ပဲထွက်ပြေးနေပါစေဘုံတို့ဘက်မှာလူရင်ရပုံများသလို MI6 ရဲ့အကူအညီတွေလည်းရနေတာကြောင့်မလို့နောက်ဆုံးမှာတော့ဘုံနဲ့ If တို့ကအဲ့ဒီရန်သူကိုအမိလိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရန်သူကယထာဘုတ်ကိုခုံဆင်းသွားပြီးတော့ထွက်ပြေးသွားပြန်ပါတယ်အေကန်ကောင်းစွာနဲ့ဘုံကလည်းယထာဘုတ်ကိုခုံတက်နိုင်ခဲ့ပါတယ်ဘုံကယထာဘုတ်မှာရန်သူနဲ့ပြစ်ခတ်နေနဲ့ကြီးစံကုံသွားခဲ့တာကြောင့်မလို့မြေတူးဆက်တွေကိုဝင်ပြီးတော့ရန်သူကိုရိုက်ချနိုင်ဖို့လုပ်နေခြင်းမှာပဲရင်ဘတ်ကိုတနက်နဲ့အပြစ်ခံလိုက်ရပါတယ်ရန်သူကလည်းဘုံကသူ့စီကိုမရောက်လာနိုင်အောင်လို့ယထာတွဲတွေကိုတနက်နဲ့ပစ်ပြီးတော့ဖြုတ်ချခဲ့ပါတယ်ဒါပေမဲ့ဘုံကယထာတွဲနှစ်ခုကိုမြေတူးဆက်နဲ့ချိတ်ဆက်ပြီးတော့ယထာတွဲပေါ်ကိုကူးသွားနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့နှစ်ယောက်သားကယထာခေါင်မိုးပေါ်မှာအပြင်းထန်တိုက်ခိုက်နေခဲ့သလို If ကလည်းယထာနောက်ကိုကားနဲ့အမိလိုက်နေခဲ့ပါတယ်ဘုံက hard drive ကိုပြန်ယူဖို့ကြိုးစားပေမဲ့လေရန်သူကလည်းသူ့လိုပဲတော်ရည်သူဖြစ်နေသလိုဘုံကလည်းပဲဒဏ်ရာရထားအကြောင်းမလို့သူတို့နှစ်ယောက်ဟာ hard drive ကိုလုနေကြရင်းနဲ့အချိန်တော်တော်ကြာတိုက်ခိုက်နေခဲ့ကြပါတယ်အနောက်ကနေကားနဲ့လိုက်လာတဲ့ If ကလည်းတူသွားမဲ့လမ်းဆုံးသွားပြီဆိုတာကိုသိလိုက်ရတဲ့အခါမှာကားပေါ်ကဆင်းပြီးတနက်ကိုကိုင်းကရန်သူကိုပြစ်ခတ်ဖို့အတွက်ပြင်လိုက်ပါတယ်ဒါမဲ့ယထာကအချိန်နဲ့မောင်းလာနေရကြောင်းမလို့သူတို့နှစ်ယောက်တိုက်ခိုက်နေတဲ့အနေအထားအရ If အတွက်ပြစ်ခတ်ဖို့အတွက်အဆင်မပြေဖြစ်နေခဲ့ပါတယ်တကယ်လို့ဒီအခွင့်အရေးကိုလက်လွတ်လိုက်မယ်ဆိုရင် hard drive တဲကအချက်လက်တွေဆုံးရှုံးသွားနိုင်တယ်လို့ပြစ်လိုက်ရင်လည်းပြစ်ကွင်းမရှင်းတာကြောင့်မလို့ဘုံကိုလည်းပဲထိသွားနိုင်ပါတယ်တခြားရွေးချယ်စရာမရှိတော့တာကြောင့်မလို့ခေါင်းဆောင် M ကရန်သူကိုပြစ်ခတ်ဖို့အတွက် If ကိုအမိန့်ပေးလိုက်ပါတယ် If ကတနက်ကိုပြစ်လိုက်တဲ့အခါမှာတော့ယထာဘော်ကပြုတ်ကျသွားတဲ့သူကရန်သူမဟုတ်ဘဲနဲ့ဘုံဖြစ်နေခဲ့ပါတယ်အဲဒါကြောင့်သူတို့ရဲ့ mission ဟာမအောင်မြင်ခဲ့တယ်လို့ MI6 ရဲ့အတော်ဆုံး agent ဖြစ်တဲ့007ဟာလေဒီအဖြစ်အပျက်မှာတေဆုံးသွားခဲ့ပြီလို့ထင်ထားခဲ့ကြပါတယ်အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ MI6 အဖွဲ့အစည်းကအတော်လေးအချိန်တွေဆိုးရွားသွားခဲ့ပါတယ်Garrett Mallory လို့ခေါ်တဲ့အစိုးရအဖွဲ့ဝင်တယောက်ဟာ MI6 ရဲ့အကြီးအကဲဖြစ်တဲ့ M နဲ့ဒီကိစ္စကိုလာရောက်ပြီးတော့ဆွေးနွေးခဲ့ပါတယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့်မလို့အစိုးရအဖွဲ့ဝင်တွေကမကြေမနက်ဖြစ်နေကြပြီးသူတို့က M ကိုယာရုကနေပြီးတော့ဖယ်ရှားဖို့အတွက်မိန့်ပေးခဲ့ပါတယ်ပြီးရင်တခြားလူတယောက်ကိုသူ့နေရာမှာခန့်အပ်မယ်လို့လည်းပြောပါတယ်ဒါမဲ့ M ကတော့အဲ့လိုမျိုးဖြစ်ခွင့်မပေးနိုင်ပါဘူးသူကိုယ်တိုင်လည်းပဲအမြဲတမ်းတာဝန်ထမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတာသိပေမဲ့ MI6 အဖွဲ့အစည်းအချိန်တွေမကောင်းတဲ့အချိန်မှာသူထွက်ပြေးမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့ M ကမကြေမနက်နဲ့ထွက်သွားခဲ့ပါတယ်သူတို့ကကားနဲ့သွားနေကြတော့မှသူ့ရဲ့လက်အောက်ငယ်သားတွေက half drive တွေကအချက်လက်တွေကိုတစုံတစ်ယောက်ကဖွင့်နေတာကိုခြေရာခံမိခဲ့ပါတယ်အမှခြေရာခံလိုက်တဲ့အခါမှာတော့အချက်လက်တွေကိုဖွင့်နေတဲ့ကွန်ပျူတာက M ရဲ့ရုံးခန်းထဲကကွန်ပျူတာဖြစ်နေတာကိုသိလိုက်ရပါတယ်ဒါတော့သူတို့ M ကချက်ချင်းပဲရုံးခန်းကိုပြန်ပြီးတော့လှည့်ခိုင်းလိုက်ပါတယ်သူတို့ရုံးခန်းကိုမြောက်ခင်မှာပဲရုံးခန်းကဘုံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲဒီပေါက်ကွဲမှုကြောင့်မလို့ M ဟာအဖွဲ့ဝင်တွေတော်တော်များများကိုဆုံးရှုံးလိုက်ရပြီးတော့သူကိုယ်တိုင်ကလည်းဒီအဖြစ်အပျက်အတွက်တော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ်နောက်ကမှာတော့အားလုံးကတည်သွားပြီလို့ထင်ခဲ့တဲ့ဘုံကိုတွေ့ရမှာဖြစ်ပါတယ်ဘုံကမိန်းကလေးတယောက်နဲ့အတူတူနေပြီးတော့အရက်တောက်ချင်းနေနေပဲနေ့ရက်တွေကိုကုံလွန်နေစီခဲ့ပါတယ်တနေ့မှာတော့ဘုံက MI6 ရဲ့ဌာနချုပ်ဘုံဖောက်ခွဲခံရတဲ့တဲ့ရင်ကိုကြည့်နေတော့
MI6 အဖွဲ့အစည်းဟာအခက်အခဲနဲ့ရင်ဆိုင်နေရပြီဆိုတာသိလိုက်ရပါတယ်။ဘုံကခေါင်းဆောင် MC ကိုပြန်သွားပြီး Agent 007အဖြစ်တာဝန်ကိုပြန်လည်ထမ်းဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက်ပြန်တွေ့တဲ့အခါမှာတယောက်ကိုတယောက်တိတ်ပြီးတော့မကျေနပ်ကြပါဘူး။ဘုံကခေါင်းဆောင် M ကသူ့ကိုမယုံကြည်ပဲ Eve ကိုပြစ်ခတ်ခိုင်းခဲ့တာကိုမကျေနပ်ခဲ့တယ်လို့ M ကလည်းဘုံနောက်ကျမှပြန်လာတာကိုမကျေမနပ်ဖြစ်နေခဲ့ပါတယ်။ဒါမဲ့သူတို့မှရန်ဖြစ်နေဖို့တော့အချိန်မရှိပါဘူး။ဘာလို့လဲဆိုတော့ MI6 အဖွဲ့အစည်းကအရေးပေါ်အခြေအနေမှာရှိနေရကြောင်းမလို့ M ကဘုံကို MI6 ဌာနချုပ်အသစ်ကိုခေါ်သွားခဲ့ရပါတယ်။ဘုံကအချိန်တော်ကြာပြောင်းနေခဲ့တာကြောင့်မလို့သူဟာ MI6 agent အဖြစ်ဆက်လုပ်ဖို့တင့်တော်သေးရလားဆိုတာကိုစစ်ဆေးဖို့အတွက်ခန္ဓာကိုယ်စစ်ဆေးမှုရောစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေရောတနက်ပြည့်စွမ်းရည်စစ်ဆေးမှုတွေကိုပါပြုလုပ်ရပါတယ်။ဘုံကစစ်ဆေးမှုအားလုံးကိုအောင်မြင်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုမှာတော့အားနည်းမှုအနည်းငယ်ရှိနေတာတွေ့ရပါတယ်။အထူးသဖြင့် Skyfall ဆိုတဲ့စကားလုံးကိုကြားတဲ့အခါမှာသူဟာအရင်ကသေလူမျောပါဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်ပြီးတော့သတိရသွားပါတယ်။စစ်ဆေးမှုတွေပြီးသွားတဲ့အခါမှာတော့ Eve ကနေပြီးတော့ဘုံကို M နဲ့ Mallory တို့နဲ့တွေ့ဖို့အတွက်ခေါ်လာခဲ့ပါတယ်။ M ကဘုံကိုခေါ်တွေ့ရတဲ့အကြောင်းရင်းကတော့ဘုံဟာ agent စစ်ဆေးမှုကိုအောင်မြင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဆိုလိုတာကတော့ဘုံအနေနဲ့အရင်လိုပဲမစ်ရှင်တွေကိုပြန်လည်ပြီးတော့လုပ်နိုင်ပြီဆိုတဲ့အထိပ္ပယ်ပါပဲ။ Mallory ကဘုံရဲ့အရေးချင်းကိုအရင်လိုမျိုးယုံကြည်မှုမရှိတော့ပေမဲ့ M က MI6 ရဲ့ခေါင်းဆောင်ဖြစ်နေသေးတာကြောင့်မလို့သူ့ရဲ့ဆုံးဖြတ်ချက်ဟာအတီးပဲဖြစ်ပါတယ်။ဘုံရဲ့ခန္ဓာကိုယ်ကအရင်လိုမျိုးမကောင်းတော့တဲ့အကြောင်းရင်းကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအရင်ရန်သူရဲ့ကြီးစံအစနာတွေကျန်နေသေးတာကြောင့်ဖြစ်ပါတယ်။ဘုံဟာ MI6 ဌာနချုပ်ကိုရောက်တဲ့အခါမှာကြီးစံအစနာကိုခွဲထုတ်လိုက်ပြီးအဲဒီကြီးစံကိုလှုပ်ဝက်စစ်ဆေးဖို့အတွက်ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့ MI6 ထဲမှာတစ်စက်ဖောက်တွေရှိနေနိုင်သေးသလားဆိုတာသူမသိသေးလို့ပါပဲ။ဘုံဟာ007 agent ဖြစ်ပြန်ဖြစ်လာတဲ့အခါမှာ Q ဌာနကိုသွားပြီးတော့ပစ္စည်းကိရိယာတွေကိုထုတ်ရပါတယ်။ Q ဌာနက MI6 အတွက်နည်းပညာပစ္စည်းတွေကိုထောက်ပံ့ပေးတဲ့ဌာနဖြစ်ပါတယ်။ဘုံကပစ္စည်းလာပေးတဲ့သူကိုတွေ့တဲ့အခါမှာအံ့အားသင့်သွားပါတယ်။ဘာလို့လဲဆိုတော့အဲ့လူကငယ်ရွယ်ပြီးတော့နှုတ်ပြလုံးနေလို့ပါ။ဒါမဲ့အဲ့လူငယ်လေးဟာ Q ဌာနရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်။ Q ကဘုံအတွက်လက်ပွေရာထဲမှာအလုံးလုံးတဲ့တနက်တစ်လက်ကိုပေးခဲ့ပါတယ်။အဲ့ဒီတနက်ဟာဘုံရဲ့လက်ပွေရာမှမဟုတ်ရင်ဘယ်သူမှအသုံးပြုလို့မရပါဘူး။နောက်ထပ်ကိရိယာတစ်ခုကတော့တီနီယာပြကိရိယာအသေးစားတစ်ခုဖြစ်ပါတယ်။ဘုံကဒီကိရိယာကိုဖွင့်ထားရင် MI6 ကသူ့ရဲ့တီနီယာကိုချက်ချင်းပဲသိနိုင်မှာဖြစ်ပါတယ်။ဘုံကအဲ့ဒီပစ္စည်းကိရိယာတွေအားလုံးရပြီးတဲ့နောက်မှာM ရဲ့လူတွေကဘုံစီကရလာတဲ့ကြီးစံအစအနကိုစစ်ဆေးပြီးတဲ့ရလဒ်ကိုသိခဲ့ရပါတယ်။အဲ့ဒီကြီးစံကိုသုံးတဲ့သူဟာ Patrick လို့ခေါ်တဲ့ကျေးစားလူသက်သမားတစ်ယောက်ဖြစ်ပါတယ်။ CIA ဘက်ကလည်းဒီလူသက်သမားကိုစောင့်ကြည့်နေတာကြောင့် Patrick ဟာနောက်2ရက်ဆိုရင်ရှန်ဟိုင်းကိုသွားတော့မယ်ဆိုတာကိုသူသိခဲ့ရပါတယ်။အဲ့တော့ဒီတော့ M ကနေပြီးတော့ဘုံကို Patrick ကိုဖမ်းဖို့တက်ဆေးလွတ်ခဲ့ပါတယ်။လူသက်သမားကရှန်ဟိုင်းကိုရောက်လာတဲ့အခါမှာဘုံကနောက်ကနေပြီးတော့လိုက်သွားခဲ့ပါတယ်။ဘတ်ထရက်ကအစာအုပ်တစ်ခုရဲကိုဝင်သွားပြီးအဲ့ဒီမှာရှိတဲ့လုံခြုံရေးအဆောင်တွေကိုရှင်းလိုက်ပါတယ်။ပြီးတော့ဓလိကားနဲ့ပေါ်ရက်ကိုတက်သွားပါတယ်။ဘုံကအဲ့ဒါကိုမြင်တော့အနောက်ကနေပြေးလိုက်သွားပြီးဓလိကားအောက်ကိုတွေ့တက်သွားခဲ့ပါတယ်။သူရဲ့ခန္ဓာကိုယ်ကအရင်လိုမျိုးမတန်မာတော့တာကြောင့်ဓလိကားအပေါ်ရက်ကိုရောက်တဲ့အထိခံနိုင်မှုအတော်လေးကိုစူးစမ်းလိုက်ရပါတယ်။နောက်ဆုံးဓလိကားအပေါ်ရက်ကိုရောက်တဲ့အခါမှာဘုံကလူသက်သမားနောက်ကိုလိုက်သွားခဲ့ပါတယ်။သူရောက်တဲ့အခါမှာလူသက်သမားကတစုံတစ်ယောက်ကိုတတ်ဖို့ပြင်းစင်နေတာကိုတွေ့လိုက်ရပါတယ်။ဘုံကလူသက်သမားကိုသူလှုပ်ချင်တာကိုလှုပ်ခွင့်ပေးလိုက်ပါတယ်။လူသက်သမားကတော့သူ့ရဲ့ပြစ်မှတ်ကိုတက်ပြီးတဲ့နောက်မှာဘုံကချက်ချင်းပဲလူသက်သမားကိုဝင်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာနောက်တစ်ချိန်ထပ်မံပြီးတော့ပြန်လည်တိုက်ခိုက်ကြပါတယ်။ဒီချိန်မှာတော့ဘုံကပက်ထရစ်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ပက်ထရစ်ပြုတ်ကျတော့မဲ့ချိန်မှာဘုံကပက်ထရစ်ကိုဆွဲထားပြီးသူဘသူတို့အလုပ်လုပ်ပေးနေတယ်လဲဆိုတာကိုမေးခဲ့ပါတယ်။ဒါမဲ့ပက်ထရစ်မဖြေခင်မှာပဲအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။အဲဒါကြောင့်ဘုံကပက်ထရစ်စီကဘာအချက်လက်မှမရခဲ့ပါဘူး။ပက်ထရစ်တက်လိုက်တဲ့တစ်ဖက်တိုက်ခန်းကနေပြီးတော့မိန်းကလေးတစ်ယောက်ကဘုံကိုမြင်သွားခဲ့ပါတယ်။ဘုံကပက်ထရစ်စီကဘာအချက်လက်မှမရတော့တဲ့အခါမှာလူသက်သမားရဲ့အိတ်ကိုစစ်ဆေးကြည့်ပါတယ်။အိတ်ထဲမှာတော့မကာအိုးလို့ရေးထားတဲ့ chip တစ်ခုကိုတွေးလိုက်ရပါတယ်။အဲဒီအရာတစ်ခုပဲရှိတာကြောင့်ဘုံနဲ့ Eve တို့ကမကာအိုသွားပြီးဒီ chip ကဘာလုပ်လို့ရတယ်လဲဆိုတာကိုစစ်ဆေးကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဘုံကမကာအိုကကာစီနိုရောက်တဲ့အခါမှာပက်ထရစ်စီကရလာတဲ့ chip ကိုငွေသားနဲ့လဲလှယ်ကြည့်ပါတယ်။အဲဒီ chip ကယူရို4သန်းနဲ့ညီမျှတဲ့ငွေလဲလို့ရတာကိုတွေးလိုက်ရပါတယ်။အဲဒီ chip ကပက်ထရစ်ရဲ့အလုပ်အတွက်ရထားတဲ့လုပ်အားကဖြစ်နိုင်ပါတယ်။ဘုံကငွေကိုစောင့်နေတော့မှအရင်တိုက်ခန်းမှာသူ့ကိုမြင်ခဲ့တဲ့မိန်းကလေးကိုတွေ့လိုက်ရပါတယ်။ဘုံကဟန်ဆောင်ပြီးတော့ကစားပွဲမှာဝင်ကစားတဲ့အခါမှာသူ့ကိုမှတ်မိနေသေးတဲ့မိန်းကလေးကသူ့စီကိုလာပြီးတော့နှုတ်ဆက်ပါတယ်။မိန်းကလေးကဘုံကိုတောက်ဖို့တက်ဖိတ်ခေါ်လိုက်ပြီးသူ့ရဲ့နာမည်ကတော့ Severin လို့ပြောလိုက်ပါတယ်။အဲဒီမိန်းကလေးကတော့ဘုံကဘယ်သူဘယ်ဝါဆိုတာကိုလည်းသိနေပါတယ်။အဲ့မှာသူတို့ကခဏလောက်စကားပြောပြီးတဲ့နောက်မှာဘုံကဒီမိန်းကလေးဟာတကယ်တရားခံမဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။အဲဒါကြောင့်သူကမိန်းကလေးကိုသူ့ရဲ့အလုပ်ရှင်ကိုတွေ့ကျင်တယ်လို့ပြောလိုက်ပြီးတော့မိန်းကလေးရဲ့တတော်ဆောင်က3ယောက်တော်ဖြစ်နေရမလို့တကယ်တော့သူတို့ကမိန်းကလေးကိုကာကွယ်နေရမဟုတ်ပဲထိန်းချုပ်နေတာလို့ပြောလိုက်ပါတယ်။ Severin ကအံ့အားသင့်သွားပါတယ်။ဘာလို့လဲဆိုတော့ဘုံပြောလိုက်တဲ့အရာတွေဟာအမှန်ကြီးပဲဖြစ်နေလို့ပါ။ Severin ကသူထွက်သွားနေသူတို့ကဘုံကိုတပ်ဖို့အတွက်လာကြလိမ့်မယ်။တကယ်လို့ဘုံအသက်ရှင်လျက်လွတ်မြောက်နိုင်သွားရင်
မြောက်ဘက်စိတ်ကမ်းမှာစိုက်ကက်ထားတဲ့သင်းပေါ်မှာသူ့ကိုလာတွေ့ဖို့ပြောခဲ့ပါတယ်။ Severin ထွက်သွားပြီးတဲ့နောက်မှာတော့သူ့ရဲ့တက်တော်ဆောင်ကချက်ချင်းပဲဘုံကိုတိုက်ခိုက်ဖို့ဝိုင်းလိုက်ကြပါတယ်။အဲဒီမှာဘုံကလက်ဦးမှုရယူပြီးသူတို့ကိုတယောက်ပြီးတယောက်ရှင်းခဲ့ပေမဲ့သူကအရင်လိုမတန်မာတော့တယ်လို့ရန်သူတွေလည်းများနေရကြောင်းနောက်ဆုံးဘုံကိုပြစ်တက်တော့မဲ့အချိန်မှာ Eve ကရောက်လာပြီးတော့ကူညီပေးခဲ့ရပါတယ်။ဘုံကအဲဒီကနေလွတ်မြောက်ပြီးတဲ့နောက်မှာ Severin ပြောတဲ့အတိုင်းပဲသင်းပေါ်ကိုသွားခဲ့ပါတယ်။အဲဒီညမှာတော့ဘုံနဲ့ Severin တို့ကအချိန်တွေအတူတူဖြတ်တန်းကုံဆုံးစေခဲ့ပါတယ်။မနေ့ရောက်တော့ Severin ကဘုံကိုလူမနေတဲ့ကျွန်းတစ်ခုကိုခေါ်သွားပါတယ်။သူတို့အဲဒီကျွန်းကိုမရောက်ခင်မှာဘုံက MI6 ကိုသူတို့ရဲ့တီနီယာကိုအတိပေးလိုက်ပါတယ်။ Severin ကတော့ဘုံကိုခေါ်လာပြီးတဲ့နောက်မှာဒီမင်းကလေးကဘုံကိုဒီကိုခေါ်လာဖို့အတွက်အသုံးချခံငှက်ကလေးတသားပဲဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ဘုံကိုဖမ်းချုပ်ထားပြီးမကြခင်မှာ Severin ရဲ့နောက်ွယ်ကအလုပ်ရှင်ကပေါ်လာပါတယ်။ဒီဖြစ်ဖြစ်အားလုံးရဲ့နောက်ွယ်ကလူဟာဆေးဘာလို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဆေးဘာကတော့ဘုံလိုပဲ MI6 ရဲ့အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ဆေးဘာကတော့သူ့ရဲ့အရေးချင်းက007ထက်မညံဘူးလို့ယုံကြည်ထားပါတယ်။ဆေးဘာကဘုံကိုဒီကိုဖမ်းခေါ်လာတဲ့အကြောင်းရင်းကဘုံကိုသူ့ဖွဲ့တဲ့ကိုခေါ်သွားခြင်းလို့ပါ။ဆေးဘာကဘုံကအရေးချင်းရှိတဲ့အေးဂျင့်တစ်ယောက်ဆိုတာကိုသိပါတယ်။သူကဘုံရဲ့အရေးချင်းတွေကို MI6 မှာပဲအလဟတ်သက်ဖြစ်မသွားစေချင်ပါဘူး။ဘာလို့လဲဆိုတော့သူကအေးဂျင့်တွေကိုတုံးပြီးရန်သူကိုလိုက်ဖမ်းခိုင်းတာဟာခင်းနောက်ကျသွားပြီလို့ထင်နေပါတယ်။သူကခင်မီဟက်ကာနေပညာကိုတုံးရင်ဘုံလုတ်ချင်တဲ့မစ်ရှင်မှန်သမျှအားလုံးလုပ်လို့ရတယ်လို့ပြောပါတယ်။အဲလိုဆိုရင်တော့ဘုံက MI6 ရဲ့အမိန့်ကိုစောင့်နေကြမလို့ဘူးလို့လည်းထပ်ပြီးတော့ပြောပါတယ်။ဆေးဘာဘလောက်ပဲဘုံကိုစီယုံသိမ်းသွင်းဖို့ကြိုးစားပါစီ။ဘုံကတော့ဆေးဘာနဲ့အလုပ်တွဲလုပ်ဖို့စိတ်ဝင်စားပါဘူး။အဲဒါကြောင့်ဆေးဘာကဘုံကိုတစုံတစ်ခုကိုကြည့်ဖို့အတွက်အပြင်ကိုခေါ်ထုတ်သွားပါတယ်။ဆေးဘာကဘုံကိုဘာကိုကြည့်ခိုင်းပြီးဘာကိုလှုပ်ခိုင်းနေတာလဲဆိုတော့သူက Severin ရဲ့ခေါင်းပေါ်မှာဖန်ခွက်တစ်လုံးတင်ထားပြီးတော့ဘုံကိုသူ့ရဲ့တနက်ပြည့်ကျွမ်းကျင်မှုကိုပြန်လည်သက်သေပြခိုင်းတာပါ။ဘာလို့ဆိုတော့ဆေးဘာကဘုံကအရင်လိုခန္ဓာကိုယ်စစ်ဆေးမှုမှာစစ်ဆေးမှုတစ်ခုမှမအောင်မြင်ခဲ့ဘူးဆိုတာကိုသိနေလို့ပါ။ဆေးဘာကဘုံအေဂျင့်အဖြစ်ပြန်လာတာဟာအမ်ကစစ်ဆေးမှုအားလုံးကိုအောင်နေဆိုပြီးလိန်ပြောလိုက်တာကြောင့်ဖြစ်ကြောင်းပြောပြလိုက်ပါရီ။ဘုံကဒီလိုချိန်ဒီမှာရွေးချယ်စရာမရှိတော့တာကြောင့်မလို့တနက်ကိုပြစ်လိုက်ပါရီ။ဒါမဲ့လည်းဘုံရဲ့ပြစ်ချက်ကတော့လွဲသွားခဲ့ပါရီ။ဆေးဘာအလဲရောက်တော့သူကတနက်ကိုဆွဲထုတ်ပြီးချက်ချင်းပြစ်လိုက်ပါရီ။သူပြစ်တာကတော့မလွဲဘူးလို့ဆိုရမှာပါ။ဘာလို့လဲဆိုတော့ဆေးဘာကဖန်ခွက်ကိုမပြစ်ဘဲနဲ့ Severin ရဲ့ခေါင်းကိုပြစ်ထည့်လိုက်တာကြောင့်ပါ။ဆေးဘာအဲ့လိုလုပ်လိုက်တဲ့အခါမှာဘုံကဆေးဘာရဲ့လူတွေစီကတနက်ကိုလူယူပြီးတော့ဆေးဘာရဲ့တပည့်တွေအားလုံးကိုရှင်းပြလိုက်ပါရီ။MI6 ကလည်းဘုံစီကရလာတဲ့အချက်ပြမှုကြောင့်မလို့သူတို့ဟာဆေးဘာကိုဖမ်းဖို့လာခဲ့ကြပါရီ။ဆေးဘာကိုဖမ်းကခေါ်လာခဲ့ပြီးတဲ့နောက်မှာတော့သူ့ကိုစစ်ဆေးမေးမြန်းမှုအတွက်အမ်ရောက်လာတဲ့အခါမှာဆေးဘာအမ်နဲ့ပတ်သက်ပြီးတော့အတော်လေးကိုအညိုတေးကြီးနေတာကိုသိလိုက်ရပါရီ။ဘာလို့လဲဆိုတော့အရင်တုန်းကဆေးဘာဟာဘုံလိုပဲ MI6 ရဲ့ထိပ်တန်းအေဂျင့်တစ်ယောက်ဖြစ်ခဲ့ပါရီ။ဒါမဲ့ဆေးဘာဟာရန်သူလက်ထဲမှာအဖမ်းခံခဲ့ရပါရီ။ဒါအပြင်သူကအပြင်းထန်ညှဉ်းပန်းနှိပ်စက်ခံရတဲ့အချိန်မှာတော့မှ MI6 ရဲ့ချက်လက်တွေကိုဘယ်တော့မှမပြောပြခဲ့ပါဘူး။ဆေးဘာနောက်ဆုံးမှာအမ်ကသူ့ကိုကယ်တင်ဖို့လူလွတ်ပေးလိုက်မယ်လို့ထင်ထားခဲ့ပါရီ။ဒါမဲ့လေသူထင်ထားသလိုတော့ဖြစ်မလာခဲ့ပါဘူး။အဲဒါကြောင့်နောက်ဆုံးမှာဆေးဘာမှာရွေးချယ်စရာမရှိတော့တာကြောင့်မလို့သူက MI6 ကိုကာကွယ်ဖို့အတွက်သူ့ရဲ့သွားထဲမှာဖွက်ထားတဲ့ဆိုင်ယာနိုက်ဆေးကိုတုံးပြီးတော့ကိုတက်တည်ခဲ့ပါရီ။ဒါမဲ့သူတေကန်မရောက်ခဲ့ပဲဆိုင်ယာနက်ကြောင့်သူ့ပါးစပ်နဲ့မျက်နှာတွေပျက်စီးသွားခဲ့ပါရီ။အဲဒါကြောင့်ဆေးဘာဟာပုံပြက်ပန်းပြက်မျက်နှာအစ်စ်ကိုကာကွယ်ဖို့အတုတွေကိုအမြဲတထားရပါရီ။အဲဒါကြီးအားလုံးကြောင့်သူဟာအမ်ကိုအညိုတေးကြီးနေရတာဖြစ်ပါရီ။ဆေးဘာကိုခဏလောက်စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာအမ်ကဖြစ်ပျက်ခဲ့တာအားလုံးကိုအစိုးရအဖွဲ့ဝင်တွေကိုရှင်းပြဖို့အတွက်ထွက်သွားခဲ့ပါရီ။ဘာလို့ဆိုတော့သူလည်းပဲယာတူးကနေပြီးတော့ဖယ်ရှားခံရတော့မှာဖြစ်လို့ပါ။ဘုံကဆေးဘာရဲ့ကွန်ပျူတာတွေကအချက်လက်တွေကိုရခဲ့ပါရီ။ဘုံကအဲ့ဒီအချက်လက်တွေကို Q ကိုစစ်ဆေးခိုင်းပါရီ။ Q ကစစ်ဆေးတဲ့အခါမှာဒီအချက်လက်တွေကအတော်လေးရှုပ်ထွေးနေတဲ့အချက်လက်တွေဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါရီ။ဒါမဲ့ Q ကအဲ့ဒီအချက်လက်တွေကိုမကြခင်မှာပဲကုတ်ဖော်နိုင်ခဲ့ပါရီ။အဲ့လိုနဲ့သူကုတ်ဖော်ပြီးတဲ့နောက်မှာ MI6 ရဲ့ဆာဗာဟာတစုံတယောက်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါရီ။အဲ့လိုအခြေအနေဖြစ်လာတဲ့အခါမှာအဖြစ်ပြက်အားလုံးဟာဆေးဘာရဲ့ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်တွေဖြစ်တယ်ဆိုတာပို့ပြီးတော့ထင်ရှားလာပါရီ။ MI6 ရဲ့စနစ်ကိုဖောက်ထွင်းခံရတဲ့အခါမှာဆေးဘာကိုဖမ်းချုပ်ထားတဲ့အခန်းတစ်ခါပွင့်သွားပြီးထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါရီ။ဘိုးလည်းပဲဆေးဘာနောက်ကိုလိုက်သွားရင်းနဲ့တမ်မက်ကျူဘူဒါယုံကိုရောက်ရှိသွားခဲ့ပါရီ။တပတ်မှလည်းကျူကဆေးဘာဘယ်မှာရှိတယ်ဆိုတာကိုခြေရာခံပေးနေခဲ့ပါရီ။တကယ်တော့ဆေးဘာကရဲရရှိဝတ်စုံကိုဝတ်ထားပြီးယထာဘော်တက်သွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ယထာကထွက်သွားနေပြီမလို့ဘိုးလည်းပဲယထာနောက်ကိုအလင်းမြန်ပြေးပြီးတော့ခုန်တက်သွားနိုင်ခဲ့ပါရီ။ဘိုးကယထာပေါ်မှာဆေးဘာကိုလိုက်ရှာနေရင်ဆေးဘာက MCRC ကိုဥတီသွားနေတယ်ဆိုတာကိုရိပ်မိသွားတာကြောင့်ဝင်ကြီးနဲ့ရှင်းလင်းပွဲလုပ်နေတဲ့ M ကိုအတီးပေးလိုက်ဖို့အတွက် Q ကိုပြောလိုက်ပါရီ။ဘုံကယထာပေါ်မှာဆေးဘာကိုရှာတွေ့လိုက်ပြီးချိန်မှာပဲဆေးဘာကယထာပေါ်ကနေပြီးတော့ဆင်းပြေးသွားခဲ့တာကြောင့်ဘုံကလည်းနောက်ကနေပြီးတော့ပြေးလိုက်သွားပြန်ပါရီ။ဆေးဘာဟာယထာလမ်းကြောင်းထဲကိုပြေးဝင်သွားပြီးယထာလမ်းကြောင်းကိုဘုံခွဲဖျက်ဆီးခဲ့ပါရီ။ယထာလမ်းကြောင်းကအပေါက်ကြီးဖြစ်သွားခဲ့တာကြောင့်ယထာဟာဘုံရှိတဲ့အောက်ကိုပြုတ်ကျလာတော့ဘုံလည်းပဲအချိန်မီရှောင်လိုက်ရပါရီ။အဲဒီနောက်မှာရဲရရှိအဖြစ်ဟန်ဆောင်ထားတဲ့ဆေးဘာကဝင်ကြီးနဲ့အစိုးရဖွဲ့စည်းတို့ရှင်းလင်းပွဲလုပ်နေတဲ့နေရာတွေကိုဝင်လာခဲ့ပါရီ
သူကအဲ့ဒီနေရာမှာတွေးသမျှရဲရရှိတဲ့အားလုံးကိုပြစ်ခတ်လိုက်ပြီးသူအညိုတေးကြီးနေတဲ့ M ကိုတတ်ဖို့ပြင်လိုက်ပါရီကံကောင်းစွာနဲ့ဘုံကအချိန်မီရောက်လာပြီးတားဆီးနိုင်ခဲ့သလိုမယ်လိုရီနဲ့ if တို့ကလည်းအကူအညီပေးခဲ့ကြပါရီ M ကိုတတ်ဖို့အတွက်အခွင့်အရေးကိုလက်လွတ်လိုက်ရတဲ့ဆေးဗားဟာနောက်ဆုတ်ကပြန်ထွက်သွားခဲ့ပါရီဘုံက M ဟာအန္တရာယ်ရှိနိုင်တယ်ဆိုတာကိုသိရကြောင်း M ကိုခေါ်ပြီးတော့ထွက်ပြေးဖို့အတွက်ပြင်ဆင်ခဲ့ပါရီ M ကိုကားနဲ့ခေါ်ပြေးနေတော့မှဘုံက Q ကိုဆက်သွယ်ပြီးတော့သူတို့ရဲ့ဒီနေရာကိုဖျောက်ဖျက်ခိုင်းပါရီဆေးဗားတယောက်ကလွဲလို့ဘယ်သူမှသူတို့ရဲ့ဒီနေရာကိုမသိစေချင်ပါဘူးQ ကတော့ဒါဟာအစိုးရအဖွဲ့ဝင်တွေရဲ့အမိန့်ကိုဆန့်ကျင်တာဖြစ်တယ်ဆိုတာကိုသိပေမဲ့ဘုံပြောတဲ့အတိုင်းပဲလုပ်ဖို့သဘောတူခဲ့ပါရီမယ်လိုရီကလည်း Q လုံနေရာကိုတွေ့တဲ့အခါမှာမတားမြစ်တဲ့အပြင်ကိုမှအကြံဉာဏ်တွေပါပေးပြီးတော့ဆက်လုပ်ခွင့်ပေးခဲ့ပါဘုံနဲ့ M တို့ခဏလောက်ထွက်ပြေးလာပြီးတဲ့နောက်မှာသူတို့စီးလာတဲ့ကားမှာခြေရာခံကရိယာတက်ထားတာမလို့ဘုံက M ကိုကားပြောင်းစီးဖို့ခေါ်သွားလိုက်ပါရီကားဟောင်းတစ်စီးကိုပြောင်းစီးပြီးတဲ့နောက်မှာဘုံက M ကိုစကော့တလန်ကိုကားမောင်းပြီးတော့ခေါ်သွားခဲ့ပါရီအဲ့ဒီနေရာဟာသူရင်ကနေထိုင်ခဲ့တဲ့ဇာတိမြေပဲဖြစ်ပါရီလမ်းမှာသူတို့နှစ်ယောက်ဟာအတေအကြောင်းတွေကိုပြောဆိုဆွေးနွေးနေခဲ့ကြပါရီ။ M ကဘုံကိုဒါကမင်းရဲ့ဇာတိမြေလားလို့မေးပြီးတော့ဘုံငယ်တုန်းကဘာတွေကြုံခဲ့ရတယ်လဲဆိုတာမေးလိုက်ပါရီ။ဒါမဲ့ဘုံကသူ့အကြောင်းကို M ကအစားဆုံးသိနေတယ်လို့ပြန်ဖြေလိုက်တော့ M ကမိဘမဲ့ကလေးတွေကအမြဲတမ်းအကောင်းဆုံးအေဂျင့်တွေဖြစ်တယ်လို့ပြောလိုက်ပါရီ။အဲဒီနောက်မှာအချိန်သိမ့်မရှိတော့တာကြောင့်မလို့ဘုံက M ကိုသူတို့သွားရမယ့်နေရာကိုခေါ်သွားခဲ့ပါရီ။အဲဒီနေရာကတော့ Sky Floor လို့ခေါ်တဲ့အိမ်ကြီးဖြစ်ပြီးတော့ဘုံငယ်တုန်းကနေထိုင်ခဲ့တဲ့ဇာတိအိမ်လေးလည်းဖြစ်ပါရီ။သူတို့နှစ်ယောက်အဲဒီကိုရောက်တဲ့အခါမှာခင်ခိတ်လို့ခေါ်တဲ့အိမ်ဆောင်တွေတွေ့ခဲ့ပါရီခင်ကိတ်ကဘုံငယ်လေးတွေကဒီရင်ကိုစောင့်ရှောက်ပေးနေခဲ့တဲ့သူပါဘုံက M ကိုဒီကိုခေါ်လာတဲ့အကြောင်းရင်းကဒီနေရာမှာလက်နက်တွေအများကြီးတူလောင်ထားခဲ့ဘူးလို့ပါဒါမဲ့ဘုံပြောက်သွားတာအတော်ကြာနေပြီဖြစ်တာကြောင့်ဘုံသေးသွားပြီလို့အားလုံးကထင်နေကြပါရီအဲဒါကြောင့်သူတို့ကဒီအိမ်ကြီးနဲ့လက်နက်တွေကိုလွန်ခဲ့တဲ့အပတ်ကပဲရောင်းလိုက်ကြတာကြောင့်အခုချိန်မှာတနက်ရှည်နဲ့ကြီးစံအနှင်းငယ်ပဲကြံပါတော့တယ်ဘုံကသူတို့ကိုတတ်ဖို့လိုက်နေသူရှိတယ်ဒါမဲ့သူတို့ကအရင်တတ်ဖို့အတွက်ဒီကိုရောက်လာကြောင်းပြောလိုက်ပါရီခင်ကိတ်ကအဲ့ဒါကိုကြားသိရတဲ့အခါမှာလက်နက်ကမရှိတော့တာကြောင့်ဓာတ်တို့လက်ကိုထုတ်ပေးပြီးတော့ဘုံကိုအရင်တုန်းကတိုက်ခိုက်နီးကိုပြန်သုံးဖို့အတွက်ပြောခဲ့ပါရီအဲဒီနောက်မှာတော့ဘုံတို့ကဆေးဖားလာတဲ့ခါကြလို့ရှိရင်ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာကိုပြင်ဆင်နေခဲ့ကြပါရီဘုံနဲ့ခင်ကိတ်တို့ကအိမ်ထဲမှာကာကွယ်ဖို့ထောင်ချောက်တွေကိုလည်းပြင်ဆင်ခဲ့ပါရီအမ်ကအသက်ကြီးတဲ့အမျိုးသမီးတယောက်ဖြစ်ပေမဲ့သူကမီးသည်ဝက်အူနဲ့ရမ်းမှုတွေကိုတုံးပြီးတော့ဘုံတို့ကဆေးဖားတို့ဖွဲ့ကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ခဲ့ပါရီဒါဆုံးမှအားလုံးပြင်ဆင်ပြီးတဲ့အခါခင်ကိတ်ကအမ်ကိုလှုပ်ဝက်ဥမင်လိုင်ကောင်းအောင်ပြောပြခဲ့ပါရီဘုံရဲ့မိသားစုအလုံးကြံခံရတဲ့အချိန်မှာငယ်ရသေးတဲ့ဘုံကဒီဥမင်ထဲမှာ2ရက်ကျော်ကြာပုံနေခဲ့ပူပါရီသူအဲဒီကနေပြန်ထွက်လာပြီးတဲ့နောက်မှာသူ့ရဲ့ကလေးဘွားဟာပျောက်ကွယ်သွားခဲ့ပါရီအဲ့ဒါကပဲဘုံဟာရက်ဆက်ကြမ်းကြုတ်တဲ့အေဂျင့်တယောက်ဖြစ်လာရတဲ့အကြောင်းရင်းလည်းဖြစ်နိုင်ပါရီဘုံတို့အစင်းသစ်စောင့်နေကြတဲ့အချိန်မှာပဲဆေးဘားဟာသူ့ရဲ့အဖွဲ့သားတွေကိုခေါ်ပြီးတော့အဲ့နေရာရောက်လာခဲ့ပါရီသူတို့ရောက်လာတဲ့အခါမှာဆေးဘားရဲ့လူတွေကအိမ်ထဲကိုဝင်ဖို့အတွက်ကြိုးစားကြပါရီသူတို့အိမ်ရှိကိုရောက်တဲ့အခါမှာကားထဲမှာပုံနေတဲ့ဘုံကကားထဲမှာတက်ဆင်ထားတဲ့တနက်ကိုတုံးပြီးသူတို့ကိုပြစ်ခတ်ခဲ့ပါရီကျန်တဲ့လူတွေကအိမ်ထဲကိုဝင်ပြီးတော့ပြေးခဲ့ကြပါရီသူတို့အိမ်ထဲကိုရောက်တဲ့အခါဘုံတို့ပြင်ဆင်ထားတဲ့တနက်ရှည်နဲ့ထောင်ချောက်တွေကိုရင်ဆိုင်လိုက်ရသလိုအသက်ကြီးပေမဲ့မပြတ်စည်းသေးတဲ့ခင်ကိရဲ့လက်ချက်နဲ့လည်းကြုံလိုက်ရပါရီကျန်တဲ့သူတွေကလည်းအမ်လှုပ်ထားတဲ့မီးသီးဘုံတွေကိုရင်ဆိုင်ခဲ့ရပါရီဒါမဲ့ဆေးဘားကလူရင်းကအများကြီးခေါ်လာတာကြောင့်သူတို့၃ယောက်ကရန်သူတွေကိုအတော်လေးကိုရှင်းနိုင်ခဲ့ပေမဲ့ကျန်တဲ့လူတွေကခင်ကိနဲ့အမ်ကိုတိုက်ခိုက်ဖို့အတွက်အိမ်ထဲကိုဝင်လာနိုင်ခဲ့ပါရီကံကောင်းစွာနဲ့ဘုံကအချိန်မီရောက်လာပြီးကဲတင်နိုင်ခဲ့ပါရီဒါမဲ့ဘုံကသူရှင်းခဲ့တဲ့ရန်သူတွေကိုစစ်ဆေးကြည့်တဲ့အခါဆေးဘားကဒီလူတွေနဲ့အတူတူမပါလာဘူးဆိုတာကိုသိလိုက်ရပါရီမကြခင်မှာပဲဆေးဘားကရဟိန်နဲ့ရောက်လာပြီးဘုံကိုပြစ်ခတ်လိုက်ပါရီဆေးဘားလည်းသူ့ရဲ့အဖွဲ့သားတွေကိုခေါ်ပြီးအိမ်ရှိကိုရောက်လာကဘုံတွေနဲ့အိမ်ထဲကိုပြစ်ဖောက်လိုက်ကြပါရီဘုံကဒီတိုင်းဆိုရင်တော့အချိန်နေမကောင်းဘူးဆိုတာကိုသိတော့ကင်ကိတ်နဲ့အမ်တို့ကိုဥမင်ထဲကိုပြေးခိုင်းလိုက်ပါရီအဲဒီနောက်တော့ဘုံကဆေးဘားတို့အဖွဲ့ကိုတားဆီးဖို့အတွက်ကြိုးစားခဲ့ပါရီဒါမဲ့ဆေးဘားကလက်နက်တွေနဲ့လူဝင်ရအများကြီးခေါ်လာခဲ့သလိုသူ့ဘက်မှာလည်းကာကွယ်ပေးနေရဟိန်ကြီးကလည်းရှိနေပါသေးတယ်ဘုံဘက်မှာကကျတော့တခြားရွေးချယ်စရာမရှိတော့တာကြောင့်သူက gas အိုးနှလုံးနဲ့ဘုံကိုအသုံးပြုပြီးတော့ပောက်ကွဲသွားနိုင်ဖို့အတွက်ပြင်ဆင်ခဲ့ပါရီအဲဒီနောက်မှာဘုံလည်းမြေအောက်ဥမင်ထဲကိုထွက်ပြေးခဲ့ပြီးတဲ့နောက်မှာဘုံပြင်ဆင်ထားတဲ့ gas အိုးတွေကလည်းပောက်ကွဲသွားခဲ့ပြီးအိမ်တစ်ခုလုံးကအပြင်းထန်ပောက်ကွဲသွားခဲ့ပါရီအဲဒီပောက်ကွဲမှုကြောင့်ဆေးဘားရဲ့ရဟတ်ရင်နဲ့အပြင်မှာစောင့်နေတဲ့သူ့ရဲ့လူတွေဟာပောက်ကွဲမှုဒဏ်ကြောင့်သေဆုံးသွားကြပါရီအခုချိန်မှာတော့ဆေးဘားနဲ့သူ့ရဲ့လက်အောက်ငယ်သား2ယောက်သာကြံပါတော့တယ်ဆေးဘားကဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့်အံ့အားသင့်နေတော့မှအဝေးကနေတစုံတစ်ယောက်ပြေးနေတာကိုမြင်လိုက်ရပါရီဆေးဘားကတော့အဲ့လူကအန်ဖြစ်မယ်ဆိုတာကိုသိချဖို့သိပါရီအားကြောင့်သူကသူ့ရဲ့တပည့်တွေကိုဘုံကိုသွားရှင်းခိုင်းပြီးသူကိုယ်တိုင်ကတော့အမ်ကိုသွားရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဘုံကအမ်ကိုကူညီဖို့ပြေးသွားနေတော့မှဆေးဘားရဲ့တပည့်တွေနဲ့ဆုံသွားလို့တယောက်ကိုအမောက်သိပ်လိုက်ပြီးတော့ဆက်ပြေးသွားခဲ့ပါရီဆေးဘားနဲ့ဘုံတို့မျက်နှာချင်းဆိုင်တွေးလိုက်တဲ့အချိန်မှာပဲဆေးဘားရဲ့တပည့်လေးရောက်လာပြီးဘုံကိုတနက်နဲ့ချိန်ထားလိုက်ပါရီဆေးဘားကနှုတ်ဆက်စကားပြောပြီးတော့ဘုံကိုဒီမှာပဲအဆုံးသတ်ဖို့အတွက်ပြောလိုက်ပါရီအဲချိန်မှာပဲဘုံကသူရက်နေတဲ့နေရာကရေခဲပြင်ပေါ်မှာပဲဆိုတာကိုသိလိုက်တဲ့အချိန်မှာရုတ်တရက်ဆေးဘားရဲ့တပည့်စီကတနက်ကိုလူးလိုက်ပြီးရေပြုံပြစ်လိုက်တာကြောင့်မလို့နှစ်ယောက်သားကရေထဲကိုပြုတ်ကျသွားခဲ့ပါရီဆေးဘားအဲ့ဒါကိုမြင်တော့ဘလို့ပဲဖြစ်ဖြစ်ဘုံကအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ထင်ပြီးတော့
သူတို့နှစ်ယောက်ကိုဒီမှာပဲထားခဲ့လိုက်ပြီးသူက M ကိုသွားရှင်းဖို့အတွက်ထွက်သွားခဲ့ပါရီရေထဲကိုပြုတ်ကျသွားတဲ့ဘုံကဆေးဘားရဲ့တပည့်ကိုရှင်းဖို့အတွက်စူးစမ်းခဲ့ပါရီဒါမဲ့ဘုံကရှင်းနိုင်မှုကိုအချိန်အတော်ကြာသွားခဲ့တာကြောင့်မလို့သူရေထဲကပြန်တက်လာတဲ့အခါမှာသူရင်ကပြုတ်ကျခဲ့တဲ့နေရာကိုမမြင်ရတော့ပါဘူးအဲဒါကြောင့်ဘုံကရေထဲကိုပြန်ငုပ်ပြီးသူရှင်းလိုက်တဲ့လူစီကနေပြီးတော့ဓမီကိုယူခဲ့ရပါရီတပတ်မှလည်းဆေးဘားက M တို့နောက်ကိုလိုက်လာရင်းနဲ့နောက်ဆုံးမှဒဏ်ရာရနေတဲ့ M ကိုတွေ့သွားခဲ့ပါရီခင်ကိတ်ကသူ့ကိုတားဆီးဖို့စူးစမ်းပေမဲ့ဆေးဘားကခင်ကိတ်ကိုဒီကိစ္စတွေဝင်မပါဖို့အတွက်ချင်းချောက်ခဲ့ပါရီပြီးတော့သူက MC ကိုရှောက်သွားပြီးတော့ဖတ်လိုက်ပါရီဆေးဘားကတော့ M နဲ့အတူသူ့ကိုသူပါတခါတည်းအဆုံးစီရင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဘာလဲဆိုတော့သူကသူ့ရဲ့ဝေကျွေးကနေလွတ်မြောက်ချိန်နေလို့ပါဆေးဘားဟာသူ M အတွက်အလုံးလုံးပေးနေတဲ့တခြားလုံး M ဟာသူ့ရဲ့မိခင်နဲ့တူတယ်လို့အမြင်နဲ့ထင်နေခဲ့ပါရီဒါပေမဲ့သူတို့နှစ်ယောက်တနက်ကိုပြစ်ခတ်ပြီးအသက်ကိုအဆုံးစီရင်တော့မယ့်အချိန်မှာဘုံကပြန်ရောက်လာပြီးခင်ကိတ်အရင်ကပေးထားခဲ့တဲ့ဓာတ်ကိုတုံးပြီးတော့ဆေးဘားရဲ့နောက်ကျောကိုပစ်လိုက်ပါရီနောက်ဆုံးမှာဘုံကဆေးဘားကိုရှင်းနိုင်ခဲ့ပေမဲ့လည်းဒဏ်ရာအပြင်းထန်ရရှိထားတဲ့ခေါင်းဆောင် M ကလည်းဒဏ်ရာရဲ့အစိတ်တွေတက်ပြီးတော့ဘုံရဲ့ရင်ဝင်ထဲမှာပဲတေဆုံးသွားခဲ့ပါရီဘုံကလည်းသူ့ရဲ့ခေါင်းဆောင်လေးဖြစ်တယ်လို့သူ့ရဲ့အမေတယောက်လိုမျိုးလည်းဖြစ်တဲ့ M တေဆုံးသွားခဲ့တာကြောင့်မလို့ဝမ်းနေစွာနဲ့ပဲငိုချလိုက်ပါတော့တယ်အဲ့ဒီအဖြစ်အပျက်တွေအားလုံးပြီးဆုံးသွားတဲ့နေ့မှာ M ရဲ့တေရန်စာကိုဖွင့်ဖက်ကြည့်တဲ့အခါမှာသူဟာဘုံအတွက်လက်ဆောင်တစ်ခုခြံထားခဲ့တာကိုတွေ့လိုက်ရပါရီEve ကအဲ့လက်ဆောင်ကိုယူလာပေးပြီး M ကဘုံကိုရုံခန်းထဲမှာထိုင်ပြီးအလုံးလုံးစီကျင်တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါရီဒါမဲ့လည်းဘုံကအဲ့ဒီအရာကိုမြင်တော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပဲလို့ချက်ချင်းပဲပြန်ပြောလိုက်ပါရီရုံခန်းထဲရောက်တဲ့အခါမှာတော့တန်နာကရောက်လာပြီး MSC ရဲ့ခေါင်းဆောင်တစ်ကဘုံကိုစောင့်နေတယ်လို့ပြောလိုက်ပါရီတကယ်ကအဲ့လူကတခြားလူတော့မဟုတ်ပါဘူး M တစ်တယောက်ဖြစ်တာဝန်ယူရမယ့်မယ်လိုရီပဲဖြစ်ပါရီသူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာမယ်လိုရီက Agent 007အတွက် mission အသစ်တစ်ခုကိုပေးလိုက်ပြီးမင်းအလုပ်ပြန်လုပ်ဖို့အတွက်အသင့်ဖြစ်ပြီလားလို့ဘုံကိုမေးလိုက်တော့ဘုံကလည်းအစင်သင့်မယ်လို့ပြန်ပြောလိုက်တဲ့အချိန်မှာပဲဇကားလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါရီအရင်ပိုင်းမှာတော့ဆေးဘားကိုဘုံကအနိုင်ယူခဲ့ပြီးတဲ့နောက်မှာဆေးဘားတက်ပို့ပြီးတော့အင်အားကြီးတဲ့လူတယောက်ပေါ်လာခဲ့ပါရီသူကအရန်ကိုအန်ရများတဲ့လူတယောက်လည်းဖြစ်ပါရီအဲ့လူကိုသာလိုက်လံရှာဖွေပြီးတော့အမြင့်ဖြတ်ဖို့မလုပ်ဘူးဆိုရင်ဒီကဘာကြီးကအရန်အောင်မှရှုပ်ထွေးသွားနိုင်ပါရီနောက်ဆုံးမှာဘုံကအဲ့ဒီတာဝန်ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမလားဆိုတာကိုတော့ကျွန်တော်နဲ့အတူတူလိုက်ပါခန်းစားကြည့်လိုက်ကြအောင်ပါခင်ဗျဒီဇလန်ကိုတော့မက္ကဆီကိုမြို့ကနေပြီးတော့စတင်ထားပြီးအဲ့ဒီအချိန်မှာမြို့ထဲမှာရှိနေတဲ့လူတွေက Dave of the Dead ပွဲတော်ကိုဆင်တွဲနေကြပါရီဘုံကတော့မိမလာလေးတယောက်ကိုခေါ်ပြီးတော့အဲ့ဒီကိုရောက်လာခဲ့ပါရီသူတို့နှစ်ယောက်အခန်းထဲကိုအတူတူတက်သွားတဲ့အချိန်မှာဘုံကခဏလောက်အပြင်ကိုထွက်မယ်လို့ပြောပါရီပြီးတော့သူကဝစ်စားလေးပြီးသူ့ရဲ့လက်နက်ကိုပါယူသွားပါသေးတယ်အဲ့ဒီနောက်ဘုံကသူသွားမယ့်နေရာကိုရောက်သွားခဲ့ပါရီအဲ့ဒီမှာသူကတစုံတယောက်ကိုစောင့်ပြီးတော့ရှင်းပစ်ဖို့လုပ်နေရပါဘုံကလူတစုစကားပြောနေတာကိုချောင်းနှားထောင်နေပါရီဘုံရဲ့ပြစ်မှတ်ကတော့တခုခုကိုလဲလှယ်နေတဲ့ပုံရပါရီသူတို့စကားပြောနေတော့မှလူတယောက်ကဘုံကိုတွေ့သွားပြီးရိပ်မိသွားတဲ့အချိန်မှာနောက်ကျသွားပါပြီ။ဘာလဲဆိုတော့ဘုံကလက်ဦးမှုယူပြီးတော့လူတွေကိုအကုန်လုံးပစ်တက်လိုက်ပါရီ။ဒါမဲ့ဘုံရဲ့ပြစ်မှတ်ဖြစ်တဲ့လူတယောက်ပဲကြံပါတော့တယ်။ဘုံထပ်ပစ်ခတ်လိုက်တဲ့အချိန်မှာလူတွေလဲလှယ်နေတဲ့အိတ်ကိုသွားပြီးတော့မှန်ပါရီ။အဲ့ဒီအိတ်ကတော့ဘုံဖြစ်နေရကြောင်းမလို့တခါတည်းပေါက်ကွဲမှုကြီးဖြစ်သွားခဲ့ပါရီ။အဲ့ဒီပေါက်ကွဲမှုကြောင့်မလို့ဘုံရှိတဲ့အဆောက်အုံကိုပါထိခိုက်သွားခဲ့ပါရီ။အဲ့ဒီနောက်မှာတော့ဘုံလည်းပဲအသက်ဘေးကနေပြီးတော့လွတ်မြောက်အောင်ပြေးထွက်လာခဲ့ရပါရီ။ကံကောင်းထောက်မစွာနဲ့ပဲဘုံကအဆောက်အုံပြိုကျတဲ့အထဲကနေပြီးတော့လွတ်မြောက်လာခဲ့ပါရီ။သူ့ရဲ့ပြစ်မှတ်ကလည်းမတည်သေးပါဘူး။ဘုံကအဲ့ဒါကိုမြင်တော့လူကြားတွေကိုလိုက်သွားပြီးတော့အဲ့လူကိုဖမ်းဖို့တက်စူးစမ်းပါရီ။ဘုံကအဲ့ဒီလူနောက်ကိုလိုက်ပြီးတော့ဖမ်းနေတော့မှဘုံရဲ့ပြစ်မှတ်ကပွဲတော်ဆင်နွှဲနေတဲ့လူအုပ်ထဲကနေဟယ်လီကော်ပတာနဲ့သူ့ကိုလာခေါ်ဖို့သူ့ရဲ့လူတွေကိုဖုန်းဆက်လိုက်ပါရီ။မကြခင်မှာပဲသူဖုန်းဆက်ခေါ်ထားတဲ့ရဟတ်ယာဉ်ရောက်လာခဲ့ပါရီ။လူများကြီးရှိနေတာကိုတော့မှမမှုပဲနဲ့အဲ့ဒီလူကရဟတ်ယာဉ်ပေါ်ကိုတက်သွားတဲ့အချိန်မှာဘုံကအနောက်ကနေလိုက်လာပြီးတော့သူ့ရဲ့လက်ပါစီတွေကိုရှင်းလိုက်ပါရီပြီးတော့ဘုံကလည်းပဲရဟတ်ရင်ဘော်ကိုခုန်တက်လိုက်ပါရီသူတို့တွေရဟတ်ရင်ဘော်မှာထိုးကြကြိတ်ကြရင်နဲ့ခဏလောက်ရုံးရင်ဆန်ခတ်ဖြစ်ကြပါရီအောက်မှာရှိတဲ့လူတွေကဖြစ်ပြနေရတွေကိုကြောက်လန့်ကြားနဲ့ကြည့်နေကြပါရီဘုံကသူ့ရဲ့ပြစ်မှတ်ကိုထိုးလိုက်ပြီးတော့လက်ကိုဖမ်းလိုက်ကအဲ့လူရဲ့လက်စပ်ကိုချွတ်လိုက်ပါရီခဏအကြာမှာပဲအဲ့လူကိုဘုံကရဟတ်ရင်ဘော်ကနေပြီးတော့ကန်ချလိုက်နိုင်ခဲ့ပါရီအဲ့နောက်မှာတော့ဘုံကရဟတ်ရင်ကိုမောင်းနေတဲ့လေရင်မှုကိုရှင်းလိုက်ပြီးချိန်မှာရဟတ်ရင်ကအောက်ကိုထိုးဆင်းသွားခဲ့ပါရီဒါမဲ့ဘုံကရဟတ်ရင်ကိုအချိန်မီပုံမှန်အတိုင်းပြန်ဖြစ်အောင်ပြန်ပြီးတော့ထိန်းလိုက်နိုင်ခဲ့ပါတယ်။ဘုံကအဲ့ဒီကိစ္စကိုပြီးအောင်လုပ်ပြီးခဲ့တဲ့နောက်မှာရဟတ်ရင်ကိုမောင်းပြီးတော့ချက်ချင်းပဲပြန်သွားပါတယ်။မက္ကဆီကိုမှာဖြစ်တဲ့ရှုပ်ထွေးမှုကပြီးသွားတဲ့နောက်မှာအမ်တစ်ဖြစ်တဲ့မဲလိုရီကဘုံကိုလာထွေးဖို့တက်ခေါ်လိုက်ပါတယ်။ဘုံမက္ကဆီကိုမှာလုပ်ခဲ့တဲ့ကိစ္စကနိုင်ငံတကာလုံခြုံရေးကိုချိုးဖောက်တဲ့ကိစ္စဖြစ်နေပါတယ်တဲ့။အဲ့ဒါကြောင့်အမ်ကဘုံကဘာလို့အဲ့လိုမျိုးလုပ်ခဲ့ရလဲဆိုတာကိုသိချင်နေပါတယ်။ဒါမဲ့ဘုံကမသိချင်အောင်ဆောင်ပြီးတော့အကြောင်းပြချက်ကိုလည်းမပြောပါဘူး။အခုချိန်မှာ MI6 ကအရင်အပိုင်းကကိစ္စတွေကြောင့်မလို့အချိန်တွေမကောင်းဖြစ်နေတာပါ။သူတို့ကိုအစိုးရကအထူးစောင့်ကြည့်နေကြပြီးတော့00 agent အစီအစဉ်ကိုပိတ်ဖို့အတွက်စူးစမ်းနေပါတယ်။အဲ့ဒီအချိန်တွေရှိနေပေမဲ့လည်းဘုံကသူ့ရဲ့အကြောင်းပြချက်အမှန်ကိုအခုထိမပြောပါဘူး။
နောက်ဆုံးမှာ M ကဘုံကိုမထိန်ချုပ်နိုင်တော့တဲ့အတွက်007ရဲ့စစ်စီအားလုံးကိုအကန့်အသတ်မရှိအလုံနာခိုင်းလိုက်ပါတယ်။အဲဒီချိန်မှာပဲ Batten Bay ဆိုတဲ့ပူးပေါင်းလုံခြုံရေးအဖွဲ့မှူးကအခန်းထဲကိုရောက်လာပါတယ်။ M က Max နဲ့ဘုံကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒါပေမဲ့ဘုံကတော့အဲ့လူကိုတိတ်ပြီးတော့ရိုသေခြင်းနဲ့ပုံမပေါ်ပါဘူး။ပြီးတော့သူကပူးပေါင်းလုံခြုံရေးအဖွဲ့မှူးကိုစီးလို့နာမည်ပြောင်ပေးပြီးတော့ခေါ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဘုံကရုံးခန်းထဲကနေထွက်လာတဲ့အချိန်မှာအရင်ပိုင်းကအေဂျင့်မလေး Eve ကတခုခုယူလာပေးပါတယ်။ဒါမဲ့လေဘုံကအဲ့ဒီပစ္စည်းကိုည9နာရီမှာသူ့ရဲ့အခန်းထဲကိုလာပို့ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်ကိုရောက်တော့ Eve ကလာတွေ့ရပါတယ်။ Agent 007နဲ့ပြန်တွေ့တဲ့အချိန်မှာ Eve ကဘုံလုံနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သတိပေးပါတယ်။ဒါပေမဲ့ဘုံမှာအရေးကြီးတဲ့ကိစ္စတစ်ခုခုရှိမယ်ဆိုတာ Eve ကသိပါတယ်။ပြီးတော့အဲ့ဒီကိစ္စကိုဘယ်သူမှလွယ်လွယ်ပြောပြလို့မရဘူးဆိုတာကိုလည်းသိပါတယ်။ဘုံကအဲ့ဒါကိုကြားတော့အရင် M ရဲ့ဗီဒီယိုဖိုင်ကိုဖွင့်ပြလိုက်ပါတယ်။ဗီဒီယိုထဲမှာ M ကမာကိုစီယာရာဆိုတဲ့လူကိုရှင်းကိုင်းထားတဲ့ဇာတ်ကားတွေပါပါတယ်။ပြီးတော့ဘုံကိုအဲ့လူရဲ့ဇာပနာကိုတွားဖို့လည်းမှားထားပါသေးတယ်။အဲ့ဒါကဘုံအစပိုင်းမှာပြစ်မှတ်ကိုလိုက်လံရှင်းလင်းခဲ့တဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်။ဘုံကအဲ့ဒီဗီဒီယိုကို Eve ကိုပြပြီးတဲ့နောက်မှာနောက်ထပ်အကူအညီတစ်ခုကိုထပ်မံတောင်းပါတယ်။ The Belkin အကြောင်းကိုစုံစမ်းပေးဖို့တက်ပြောပါတယ်။ဘုံကမက္ဆီကိုမှာချောင်းနားထောင်တုန်းကဒီအချက်လက်ကိုရခဲ့တာဖြစ်ပါတယ်။ Eve ကအစပိုင်းမှာတော့တိတ်ပြီးတော့မကူညီခြင်းပါဘူး။ဘာလို့လဲဆိုတော့ဒါကို M ကခွင့်ပြုမှာမဟုတ်လို့ပါပဲ။ဒါမဲ့ Eve ကဒါအရန်အောင်မှအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်မယ်လို့တွေးပြီးတော့ဘုံကိုကူညီဖို့တက်ပဲဆုံးဖြတ်လိုက်ပါတော့တယ်။မနေ့ရောက်တော့ဘုံက Q ရဲ့သူတေသနဌာနကိုသွားပါတယ်။သူအဲ့ဒီကိုသွားတဲ့အကြောင်းရင်းကတော့ M က Q ကိုဘုံရဲ့သွေးထဲကို Smart Block ဆိုတဲ့နာနိုနီးပညာအသက်ကိုထည့်ပေးဖို့ပြောထားလို့ပါပဲ။အဲ့ဒီຢာကဘုံဘက်မှာရှိတယ်လဲဆိုတာသူတို့သိနိုင်အောင်လုပ်ပေးမှာဖြစ်ပါတယ်။ပြီးတော့ Q ကဘုံကိုပစ္စည်းအမျိုးမျိုးပေးရမှာလည်းဖြစ်ပါတယ်။ Q ကဘုံကိုသူလှုပ်ထားတဲ့အဆင့်မြင့်ကားကိုပြပါတယ်။အစကတော့ဘုံအတွက်ပါပဲ။ဒါမဲ့မက္ဆီကိုမှာဖြစ်ခဲ့တဲ့ကိစ္စကြောင့်မလို့အဲ့ဒီကားကို Agent 009ကိုလွှဲပြောင်းပေးလိုက်ရပါတယ်။ Q ကဘုံကိုနှစ်သိမ့်တဲ့အနေနဲ့နိုင်တစ်လုံးပေးလိုက်ပါတယ်။နိုင်ကလည်းရိုးနိုင်တော့မဟုတ်ပါဘူးဗျ။ချိန်ကိုက်ဘုံနိုင်ဖြစ်ပါတယ်။ဘုံကအခုချိန်မှာသူပဲသွား MI6 ကသူ့နေရာကိုတီးရမှာဆိုတော့သူ့ရဲ့ဒီနေရာကိုဖျောက်ထားပေးဖို့အတွက် Q ကိုတောင်းဆိုလိုက်ပါတယ်။ Q ကတော့ M ခိုင်းတဲ့အတိုင်းလုပ်ရတာမလို့ဘုံကိုမကူညီခြင်းပေမဲ့လည်း Smart Block ကနောက်ထပ်48နာရီအတွင်းမှာအလုံးမလုံးသေးဘူးလို့ပြောလိုက်ပါတယ်။ Agent 009ကကားကိုလာပြီးတဲ့အချိန်မှာကားကိုတောင်ထဲကနေပျောက်သွားခဲ့ပါတယ်။ဒါကတခြားလူရဲ့လက်ချက်မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာဘုံကအဲ့ဒီကားကိုမောင်းပြီးတော့ရောမမြို့ရောက်နေလို့ပါပဲ။ဘုံကသူရင်ကရှင်းခဲ့တဲ့မာကိုရဲ့ဇာပနာကိုတက်ရောက်ဖို့တက်လာခဲ့တာပါ။ဇာပနာကိုလာတဲ့လူတွေကပြန်သွားတဲ့အချိန်မှာမိမငယ်လေးတယောက်ပဲကြံပါတော့တယ်။ဘုံကအဲ့ဒီမိမငယ်လေးစီကိုရှောက်သွားပြီးတော့စကားဆပြောပါတယ်။ဒါမဲ့သူမခင်မွန်းတဲ့ဆုံးသွားလို့ဝမ်းနဲ့ပူဆွေးနေတဲ့အတွက်ဘုံကိုတိတ်ပြီးတော့မကြည့်ပါဘူး။ပြီးတော့စကားပြောနေတော့မှယောက်ျားနှစ်ယောက်ကသူမကိုလိုက်ခေါ်ဖို့ရောက်လာပါတယ်။အဲဒါကြောင့်သူမအဲ့ဒီယောက်ျားကြီးနဲ့ပြန်သွားပြီးတဲ့နောက်မှာသူမအိမ်ကိုရောက်တော့အရန်ဝဲနေပြီးတော့ကြောက်လန့်တကြားဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီယောက်ျားနှစ်ယောက်ကသူမကိုတတ်တော့မလို့ပါပဲ။အဲဒီအချိန်မှာပဲဘုံကရောက်လာပြီးတော့ယောက်ျားနှစ်ယောက်စလုံးကိုရှင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘုံကသူအသက်ကယ်ခဲ့တဲ့လူစီဆိုတဲ့မိန်းမကိုဖဲလကင်းကြောင်းဘာသိလဲလို့မေးပါတယ်။လူစီကအဲ့ဒါကိုကြားတော့ဘုံကအဖွဲစည်းရဲ့ကြောက်စရာကောင်းတာကိုမသိဘူးလို့ပြောပါတယ်။ဒါမဲ့ဘုံကသူမတက်ကိုကယ်ခဲ့လို့ဟိုတယ်တစ်ခုရဲ့နာမည်ကိုပြောပြလိုက်ပြီးတော့ဒီညနေ9နာရီမှာအဖွဲ့အစည်းကအဲ့ဒီဟိုတယ်မှာသူမယောက်ျားနေရာမှာအစားထိုးမဲ့လူကိုရွေးဖို့အစည်းအဝေးလုပ်ကြမယ်လို့ပြောပြလိုက်ပါပြီ။ဘုံကအဲ့ဒီကြောင်သိတော့လူစီကိုလှုပ်ကြံမဲ့အန်ဒီအေကနေကာဝယ်ပေးဖို့အတွက်တမ်မတ်ကိုဆက်သွယ်ပြီးတော့လာကယ်ထုတ်ခိုင်းမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာဘုံကလူစီပြောတဲ့ဟိုတယ်ကိုသွားပါပြီ။သူဟိုတယ်ကိုရောက်တဲ့အခါမှာတော့မက္ဆီကိုမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူများပြအစည်းအဝေးလုပ်နေကြပါတယ်။အဲဒီလူတွေကနိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်အစီအစဉ်ရှိတဲ့ပုံလေးရပါတယ်။ဒါပေမဲ့မက္ဆီကိုတိုက်ခိုက်ဖို့တာဝန်ယူထားတဲ့မာကိုစီအာရာကအရင်ရှင်းခံလိုက်ရလို့အစီအစဉ်ကိုဆက်လုပ်နိုင်မှုအတွက်သူတို့ကတဖဲကင်းအစီအစဉ်မှာအားနည်းချက်ဖြစ်နေတဲ့လူကိုရှင်းဖို့လိုအပ်ပါတယ်။အဲဒီလိုမျိုးဖြစ်လာတော့ယောက်ျားတစ်ယောက်ကဒီတာဝန်ကိုယူဖို့တောင်းဆိုပါတယ်။ဒါမဲ့လူတစ်ယောက်ကမာကိုရဲ့နေရာကိုဘယ်သူစိန်ခေါ်ခြင်းလဲလို့မေးလိုက်တဲ့အချိန်မှာရုတ်တရက်အေယာမကိုလုံးကြီးနဲ့ယောက်ျားတစ်ယောက်ဝင်လာပြီးတော့သူကမာကိုရဲ့တာဝန်ကိုယူဖို့တောင်းဆိုတဲ့ယောက်ျားကိုရဲဆက်ဆက်ရှင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့အားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့ Frank Oberhauser ကချောင်းသားထောင်နေတဲ့ဘုံကိုရုတ်တရက်နှုတ်ဆက်လိုက်ပါတယ်။ပြီးတော့သူကသူ့ရဲ့လူတွေကိုဘုံကိုဖမ်းခိုင်းလိုက်ပါတယ်။ဘုံကအဲ့လူတွေကိုတိုက်ခိုက်ကဟိုတယ်ကနေပြီးတော့ခုံချလိုက်ပြီးတော့ကားမောင်းကထွက်ပြေးသွားပါတယ်။ဒါပေမဲ့ Mr. Hit ဆိုတဲ့အေယာမလူသက်သမားကကားမောင်းပြီးတော့လိုက်လာပါသေးတယ်။ပြီးတော့အဲ့လူရဲ့ကားမောင်းကျွမ်းကျင်မှုကလည်းဘုံထက်မညံ့ပါဘူး။အဲဒါကြောင့်ပဲဘုံကဘလောက်ပဲကားမောင်းပြီးတော့ရှောင်ပြေး Mr. Hit ကိုလွတ်အောင်မလုပ်နိုင်ပါဘူး။ဘုံမှလည်းတခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မြေကမ်းဘေးကိုကားမောင်းပြီးတော့ရှောင်ပြေးရပါတော့တယ်။ဘုံက Mr. Hit စီကနေရှောင်ပြေးနေတော့မှ Eve ကိုပြန်လဲဆက်သွယ်ပြီးတော့ Falcon ကြောင်းဘလောက်ထိစုံစမ်းပြီးပြီလဲလို့မေးပါတယ်။ Eve ကလည်း Falcon ကဘာတူလဲဆိုတာသိပြီလို့ပြန်ဖြေပါတယ်။ Falcon ဆိုတာကတခြားသူတော့မဟုတ်ပါဘူး။အရင်ပိုင်းနေမှာတော့ကဘုံကိုလိုက်ပြီးတော့ဒုက္ခပေးခဲ့တဲ့ Mr. White ဆိုတဲ့လူပဲဖြစ်ပါတယ်။ပြီးတော့
if က Mr. White ရဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေရာကိုဘုံစီကိုပို့ပေးလိုက်ပါတယ်ဘုံကနောက်ထပ်လူတစ်ယောက်ဖြစ်တဲ့ Frank Overhauser ရဲ့မသေးခင်နဲ့တေးပြီးသွားတဲ့ file ကိုရှာကြည့်ပေးဖို့အတွက် if ကိုထပ်မံပြီးတော့ပြောလိုက်ပါတယ်တချိန်တည်းမှာပဲ Mr. Hissy ကနေရှောင်ပြေးခဲ့တဲ့ဘုံက Q တက်ဆင်ပေးထားတဲ့အထူးပစ္စည်းကိုအသုံးပြုပြီးတော့ Mr. Hit ရဲ့ကားကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့သူကကားရဲ့ထိုင်ကုန်ကိုအသုံးပြုပြီးတော့ကားမြစ်ထဲမကျခင်မှာထွက်လာနိုင်ခဲ့ပါတယ်အဲဒါကြောင့်နောက်ဆုံးမှာဘုံက Mr. Hit ရဲ့လိုက်လံဖမ်းဆီးခြင်းကနေပြီးတော့လွတ်မြောက်လာနိုင်ခဲ့ပါတယ်ဒါမဲ့သူဒီမှာပြဿနာရှာခဲ့တဲ့သတင်းက Max ရဲ့ 9i စီမံကိန်းနဲ့ပတ်သက်ပြီးနိုင်ငံတကာအစည်းအဝေးလုပ်နေတဲ့ MC ကိုရောက်သွားပါတယ်။ 9i စီမံကိန်းကိုအတည်ပြုဖို့အတွက်အစည်းအဝေးမှာသဘောမတူတဲ့လူတွေရှိနေတဲ့အတွက်စီမံကိန်းကိုစတင်ဖို့အတွက်အမိန့်မပေးရသေးပါဘူး။007ကရောမမြို့မှာလုပ်ခဲ့တဲ့ကိစ္စကို M ကသိတော့ Q ကိုဆက်သွယ်ပြီးတော့ဘုံပင်မှာလေဆိုတာစစ်ဆေးခိုင်းပါတယ်။ Q ကစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ဘုံက Australia ကိုရောက်နေပြီဆိုတာသိလိုက်ရပါတယ်။တပတ်မှာတော့ဘုံက Mr. White ရဲ့လုံခြုံတဲ့အိမ်ကိုရောက်နေပါပြီ။ဘုံကအိမ်ကိုပတ်ပြီးတော့စစ်ဆေးကြည့်ပြီးတဲ့နောက်မှာမြေအောက်ခန်းထဲမှာပုံနေတဲ့ Mr. White ကိုတွေ့လိုက်ရပါတယ်။ရန်သူဟောင်းနှစ်ယောက်ပြန်တွေ့တဲ့အချိန်မှာဘုံက Mr. White ကိုတိုက်ခိုက်ဖို့မဟုတ်ပါဘူး။ Frank ကိုဘယ်မှာရှာတွေ့နိုင်လဲဆိုတာ Mr. White ကိုမေးဖို့အတွက်လာခဲ့တာပါ။အခုချိန်မှာ Mr. White ကဖုန်းကနေပါလာတဲ့ Belgian အစိတ်မိထားကြအောင်မလို့နောက်ထပ်ရန်တစ်နှစ်လောက်ပဲအသက်ရှင်နိုင်တော့မှာဖြစ်ပါတယ်။ Frank ရဲ့ကြောက်စရာကောင်းတာကိုလည်းသိတဲ့ Mr. White ကအစာပိုင်းမှာသူသိရဲ့အကြောင်းတွေကိုမပြောချင်ပါဘူး။ဘာလို့လဲဆိုတော့ Frank မှာသူလွတ်ထားတဲ့မမြင်နိုင်တဲ့မျက်စိနဲ့နားတွေကနေရာတိုင်းမှာရှိတယ်ဆိုတာကိုသူသိလို့ပါ။ဒါပေမဲ့လည်းဘုံက Mr. White ဘာလို့လိုက်လံဖမ်းဆီးခံနေရတယ်လဲဆိုတာကိုမေးရချိန်မှာသူတို့နှစ်ယောက်အဲ့ဒီအကြောင်းကိုပြောတော့ဘုံက Mr. White ကတစုံတစ်ယောက်ကိုကာကွယ်နေတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒါကသူ့ရဲ့သမီးပဲဖြစ်ပါတယ်။ Mr. White ကသူ့သမီးကသူ့ထက်ပါးနေတယ်ဘလို့ပုံရမလဲဆိုတာသိတယ်။အဲ့ဒါကြောင့်ဘုံကသူမကိုရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ Mr. White ကသူ့သမီးရှိတဲ့နေရာကိုပြောပြမယ်ဆိုရင်ဘုံကသူ့ကိုကာကွယ်စောင့်ရှောက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ပြီးတော့ဘုံက Mr. White သူ့ကိုမယုံရင်ပြစ်တက်လိုက်လို့ရအောင်တနက်ကိုပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ Mr. White ကလည်းဘုံကိုယုံသွားပြီးတော့သူ့သမီးကိုရှာတွေ့ပြီးတော့ကာကွယ်ပေးနိုင်မယ်ဆိုရင်သမီးကဘုံကိုအမေရိကန်စီကိုခေါ်သွားပေးလိမ့်မယ်။သူ့သမီးကအမေရိကန်ကိုသိတယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ Mr. White ကသူ့ရဲ့သမီးကို Hofner ဆေးကမ်းမှာရှာကြည့်ဖို့ပြောလိုက်ပြီးတနက်ကိုမောင်းတင်လိုက်ကသူ့ရဲ့ဝေဒနာကိုပပျောက်သွားအောင်လို့သူကိုယ်တိုင်ပဲလုပ်လိုက်ပါတော့တယ်။ဘုံကသူလိုချင်တဲ့အရာကိုရပြီးတဲ့နောက်မှာတော့ Mr. White ပြောခဲ့တဲ့ဆေးကမ်းကိုသွားပါတယ်။အဲ့လိုနဲ့သူဆေးကမ်းကိုရောက်တော့ Mr. White ရဲ့သမီးဖြစ်တဲ့ဒေါက်တာမဒါလင်စွန်းနဲ့ကုသမှုခံယူမဲ့လူနာအဖြစ်ဟန်ဆောင်လိုက်ပါတယ်။ဒါပေမဲ့မဲဒါလင်ကသူ့ဖေကဘုံကိုဒီကိုလွှတ်လိုက်တာကိုသိတော့သူမအဖေကိုမုန်းတဲ့စိတ်တွေရှိနေတဲ့အတွက်ဘုံကိုချက်ချင်းပဲထွက်သွားခိုင်းခဲ့ပါတယ်။ပြီးတော့သူမကဘုံတောင်းဆိုတဲ့အကူအညီကိုလည်းမပေးပါဘူး။ဘုံကသူမကိုကာကွယ်ပေးရမယ်လို့ဘလောက်ပဲပြောမဲဒါလင်ကအကူအညီမပေးဘူးလို့ပဲပြောပါတယ်။ဘုံကသူမစိတ်ပြောင်းအောင်စောင့်နေတုန်းမှာ Q ကခြေရခံပြီးတော့ဒီကိုရောက်လာပါတယ်။ Q ကဘုံကိုချက်ချင်းလန်နယ်ကိုပြန်ခိုင်းပါတယ်။ဘုံသာမပြန်ရင်သူနဲ့ဘုံနှစ်ယောက်စလုံးကအမ်ရဲ့အပြစ်ပေးတာကိုခံရလိမ့်မယ်လို့ Q ကပြောပါတယ်။ Q ကအိမ်လာကပေးရမှာရှိနေသေးပြီးတော့ကြောင်လေးလည်းမွေးထားတဲ့အတွက်သူကအလုံးမပြုတ်ချင်သေးဘူးလို့လည်းပြောလိုက်ပါတယ်။အဲဒါကြောင့် Q ကဘုံကိုအမြန်ဆုံးပြန်ခိုင်းပါတယ်။ဘုံက Q ကိုပြန်မယ်လို့ကတိပေးလိုက်ပေမဲ့အဲ့ဒီချိန်မတိုင်ခင်မှာသူက Q ကိုနောက်ထပ်အကူအညီတစ်ခုတောင်းလိုက်ပြီးတော့ဒါပြီးရင်တော့ဝင်မပါနဲ့တော့လို့ပြောလိုက်ပါတယ်။ဘုံကမာကုတ်စီယာယူလာတဲ့လက်စွပ်ကို Q ကိုစစ်ဆေးခိုင်းမှုပါပဲ။ Q ထွက်သွားပြီးရဲ့နောက်မှာတော့ဘုံက Mr. Hit နဲ့သူ့ရဲ့လူတွေမဒါလင်ကိုဖမ်းခေါ်သွားတာကိုမြင်လိုက်တော့ကယ်ဖို့အတွက်အမြန်ပြေးသွားပြီမဲ့လေကားကမောင်းထွက်သွားပြီမလို့မမီလိုက်တော့ပါဘူး။အဲဒါနဲ့ပဲဘုံကဘသူရဟရင်မှမသိခိုးပြီးတော့ Mr. Hit တို့နောက်ကိုလိုက်သွားခဲ့ပါတယ်။ဘုံကအဲ့ဒီရဟရင်နဲ့ Mr. Hit တို့ရဲ့ကားတွေကိုတိုက်လိုက်တာကြောင့်မလို့တစည်းကပောက်ကွဲသွားခဲ့ပြီးတော့ကြံတစည်းကတော့မှောက်သွားခဲ့ပါတယ်။အဲဒါကြောင့်နောက်ဆုံးမှဘုံကမဲဒါလင်ကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ကားပောက်ကွဲမှုကြောင့်မလို့ Mr. Hit ရဲ့လူတွေအားလုံးတည်သွားကြခဲ့ပြီးတော့Mr. Hit ရောက်တာအသက်ရှင်ကျန်ခဲ့ပါတယ်။တပတ်မှလည်း Q ကဘုံပေးထားတဲ့လက်စွပ်ကိုစစ်ဆေးကြည့်နေပါတယ်။အဲ့လိုနဲ့စစ်ဆေးပြီးရဲ့နောက်မှာတော့အဲ့ဒီလက်စွပ်ကအရင်ပိုင်းနှစ်မှာပါခဲ့တဲ့ Lead Chief Dominic Green စီးပါးတို့အားလုံးနဲ့ဆက်ဆက်နေပြီးတော့ Frank Overhauser ကအာနာအားလုံးကိုချုပ်ကင်ထားတဲ့သူဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ Q ကအဲ့ဒီအချက်လက်ကိုစစ်ဆေးနေတုန်းမှာလူနှစ်ယောက်ကသူ့ကိုရှင်းပြဖို့အတွက်လုပ်ကြပါတယ်။ကံကောင်းစွာနဲ့ပဲ Q ကလူများကြားကနေလူသက်သမားနှစ်ယောက်စီကနေရှောင်ပြေးနိုင်ခဲ့ပြီးတော့အခန်းကိုပြန်ရောက်လာခဲ့ပါတယ်။မကြခင်မှာပဲဘုံကမဲဒါလင်ကိုခေါ်လာပြီးတော့ QC ကိုရောက်လာခဲ့ပါတယ်။သူတို့တွေ့ရတဲ့အချိန်မှာ Q က Margo, Lead Chief, Dominic Green နဲ့ Silva တို့အားလုံးကတပွဲတည်းဖြစ်ပြီးတော့သူတို့အားလုံးကိုချုပ်ကင်ထားတဲ့လူက Frank Overhauser ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဘုံကသူတို့အဖွဲ့အစည်းရဲ့နာမည်ကိုသိလားလို့ Q ကိုမေးလိုက်တော့ Q ကမသိဘူးလို့ပြောလိုက်တဲ့အချိန်မှာမက်ဒါလင်ကအဖွဲ့နာမည်က Spectre ဖြစ်ကြောင်းပြောလိုက်ပြီးသူမရဲ့အဖေကလည်းအဲ့ဒီအဖွဲ့ဝင်ဖြစ်ကြောင်းပြောလိုက်ပါတယ်။အခုချိန်မှာ Frank ရဲ့အဖွဲ့အစည်းကနိုင်ငံတွေကိုတိုက်ခိုက်နေရကြောင်းမလို့ Q ကဘုံကိုFrank တို့အဖွဲ့ဒီနေရာကိုရှာနိုင်ဖို့တခုတည်းသောလမ်းစာဖြစ်တဲ့ American ဆိုတဲ့လူကိုအမြန်ဆုံးရှာဖို့နောက်ကျသွားမယ်ဆိုရင်တော့လူတွေအများကြီးသေလိမ့်မယ်လို့ပြောပါတယ်။အဲဒီအချိန်မှာမက်ဒါလင်က American ဆိုတာကလူနာမည်မဟုတ်ဘဲနဲ့နေရာတစ်ခုသာဖြစ်ကြောင်းပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့မက်ဒါလင်ကဘုံကို American ဆိုတဲ့နေရာကိုခေါ်သွားပါတယ်
တကယ်တော့အမေရိကန်ဆိုတာကဟိုတယ်တစ်ခုရဲ့နာမည်ပဲဖြစ်နေခဲ့ပါတယ်အဲ့ဒီဟိုတယ်ကတော့မက်ဒါလင်ရဲ့အဖေမစ္စတာဝိုက်အမြဲလာနေကြနေရဖြစ်ပါတယ်အမှသူတို့ဟိုတယ်ကိုရောက်တော့မစ္စတာဝိုက်ကဒီမှာဘာတွေဖွက်ထားလဲဆိုတာကိုသိကျင်လို့အခန်းတစ်ခုလုံးရှားပါတယ်ဒါမဲ့ဘုံကဘလောက်ပဲရှာမစ္စတာဝိုက်ဖွက်ထားတဲ့အရက်ပလင်းတစ်လုံးပဲတွေ့ပါတယ်ပြီးတော့မက်ဒါလင်ကသူမရဲ့အဖေနဲ့မပတ်သက်ချင်တော့တဲ့အတွက်အဆက်အသွယ်ဖြတ်နေခဲ့တာတော့မှအဖေမသိခင်မှာဘုံကိုသူမစီလွတ်လိုက်သေးတာကြောင့်မလို့တော်တော်ဆိုးတဲ့ဘွားပဲလို့ပြောလိုက်ပြီးတော့ဝိုင်ုံလဲတောက်ထားတဲ့အရှိန်နဲ့မူးလာတာမလို့အဲ့ရဝင်လိုက်ပြီးတော့ဘုံကတော့သူမကိုစောင့်ရှောက်ပေးနေခဲ့ရပါတယ်ဘုံထိုင်နေတော့မှကြွက်တကောင်ကနေရံမှာရှိနေတဲ့အပေါက်ထဲကိုဝင်သွားတာကိုသတိထားမိလိုက်ပါတယ်အဲ့တော့အမြင်တော့ဘုံကချက်ချင်းပဲနေရံကိုဖြိုချပစ်လိုက်ပါတယ်ဘုံကနေရံကိုဖွင့်လိုက်တဲ့အချိန်မှာတော့မစ္စတာဝက်အရင်ကလုတ်ခဲ့တဲ့အရာတွေကိုတွေ့သွားခဲ့ပါတယ်အဲ့ဒီအရာက Frank ရဲ့နေရာကိုရှာဖွေတာပါပဲမစ္စတာဝက်ကသူ့ရဲ့မပြီးသေးတဲ့ရှာဖွေမှုကိုဘုံကိုဆက်လက်ပြီးတော့ရှာဖွေစေချင်တာဖြစ်ပါတယ်တစ်ဖက်မှာလည်း M ကဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြဿနာတွေကြုံတွေ့နေရပါတယ်အဲ့ဒီပြဿနာက Max ရဲ့ 9i စီမံကိန်းကိုနိုင်ငံတကာကအတည်ပြုလိုက်တာပါပဲပြီးတော့ MI6 ရဲ့ Agent 00 Program ကိုလည်းဖျက်သိမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အရင်က Max က MI6 ကိုစောင့်ကြည့်နေတဲ့အတွက် M က007 Agent ဘုံကိုမထိန်းချုပ်နိုင်ဘူးဆိုတာကိုသိပါတယ်အဲဒါကြောင့် Agent 00 Program ကိုဖျက်သိမ်းလိုက်တာပါတစ်ဖက်မှာလည်းဘုံတို့က Frank တီနီယာကိုတီးပြီးတဲ့အခါမှာသူတို့ကယထာစီးပြီးတော့ Mr. White Frank ကိုခြေရာခံထားနေရအောင်တွားနေကြပါတယ်ခရီးသွားနေတော့မှမက်ဒါလင်ကိုကာဝယ်ဖို့အတွက်တာဝန်ရှိတဲ့ဘုံကသူမနဲ့အဲ့ဒီအကြောင်းတွေကိုစကားပြောနေပါတယ်ပြီးတော့ဘုံကတမကိုကာဝယ်ဖို့အတွက်တနက်လက်ပေးလိုက်ပါတယ်မက်ဒါလင်ကတနက်နဲ့တိတ်ပြီးတော့အဆင်မပြေပါဘူးဘာလို့လဲဆိုတော့ငယ်တုန်းကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့စိတ်တန်ရာထားလို့ပါပဲဒါမဲ့နောက်ဆုံးမှတမကလုံခြုံရေးအတွက်တနက်ကိုယူလိုက်ပါတယ်အဲ့ဒီနောက်ညဘက်မှာသူတို့နှစ်ယောက်ကညစာအတူတူစားကြပါတယ်သူတို့နှစ်ယောက်ကပျော်ရွှင်စွာနဲ့စားနေတော့မှမစ္စတာဟစ်ကရုတ်တရက်ပေါ်လာပြီးတော့စပွဲကုံကိုကန်ကဖျက်ဆီးပစ်လိုက်ပါတယ်ဘုံကိုအယမ်းမုန်းတဲ့မစ္စတာဟစ်ကဘုံကိုအဆက်မပြတ်တိုက်ခိုက်ပါတယ်ကိုလုံးကြီးပြီးအင်အားကြီးတဲ့မစ္စတာဟစ်ကိုဘုံကဘာဆိုဘာမှပြန်မလုပ်နိုင်ပါဘူးမက်ဒါလင်ကကူညီဖို့ကြိုးစားပေမဲ့လည်းသူမလည်းအဲ့ဒီအေယာမလူဘလူးကြီးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်မစ္စတာဟစ်ရဲ့တိုက်ခိုက်တာကိုခံနေရတဲ့ဘုံကအသက်မသေးအောင်အစွမ်းကုန်ခုခံနေရပါတယ်နောက်ဆုံးမှာတော့ဘုံကမစ္စတာဟစ်ရဲ့အားကိုမရှင်နိုင်တော့တဲ့အတွက်အဆုံးသက်တော့မဲ့အခြေအနေမှာမက်ဒါလင်ကရောက်လာပြီးတော့တနက်နေ့ပြက်ကကူညီပေးလိုက်ပါတယ်မက်ဒါလင်ဖန်တီးပေးလိုက်တဲ့အခွင့်အရေးကိုဘုံကကောင်းကောင်းအသုံးချပြီးတော့အနားမှာရှိတဲ့ကျိုးကိုယူပြီးတော့မစ္စတာဟစ်ရဲ့လေဘေးမှာပတ်ချီပေးလိုက်ပြီးတော့ကျိုးရဲ့နောက်တစ်ဖက်ကိုတန်ဘုံနဲ့ချိတ်လိုက်ပြီးတော့တန်ဘုံတွေကိုယထာပေါ်ကနေပြုတ်ကျအောင်ကန်ချလိုက်တဲ့အခါမှာတော့မစ္စတာဟစ်လည်းပဲကျိုးဆွဲရနောက်ကိုပါသွားပြီးတော့ယထာပေါ်ကနေပြီးတော့ပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီမှာနှစ်ယောက်သားကအကြောက်လန့်အန်နီရီတွေကိုအတူတူဖျက်ကျော်ခဲ့ပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ရဲ့စံရီကတိုးတက်လာခဲ့ပါတယ်အဲဒါကြောင့်အဲ့ဒီညလေးကတော့ပျော်ရွှင်စရာညလေးတစ်ညဖြစ်လာခဲ့ပါတယ်နောက်တစ်နေ့မှာသူတို့နှစ်ယောက်နေရာတစ်ခုကိုရောက်သွားခဲ့ပါတယ်အဲ့ဒီနေရာကလူသူကင်းမေးတဲ့နေရာမှာရှိတဲ့ယထာဘူတောင်ပဲဖြစ်ပါတယ်ဘယ်ဘက်ကိုပဲကြည့်ကြည့်အဆောက်အုံဆိုလို့ဘာမှမတွေ့ရပါဘူးဒါမဲ့ခဏလောက်စောင့်နေပြီးတဲ့နောက်မှာ Frank ကဘုံတို့ရောက်လာမယ့်အကြောင်းကိုသိပြီးသားဖြစ်တဲ့အတွက်သူ့ရဲ့လူတွေကိုလွှတ်ပြီးတော့ဘုံတို့ကြိုလာခိုင်းခဲ့ပါတယ်အဲဒီနောက်မှာတော့ဘုံနဲ့မက်ဒါလင်တို့က Frank နဲ့တွေ့ခဲ့ကြပါတယ်သူတို့သုံးယောက်တွေ့တဲ့အချိန်မှာသူတို့အားလုံးကဆက်ဆက်မှုတွေရှိတဲ့ပုံတော့ရပါတယ် Frank နဲ့မက်ဒါလင်ရဲ့ကြားမှာကြတော့အဖေဖြစ်သူ Mr. White က Frank အတွက်အချိန်ကြာကြီးအလုပ်လုပ်ပေးခဲ့ပါတယ်ပြီးတော့ Frank Mr. White ရဲ့အိမ်ကိုသွားနေတော့မက်ဒါလင်ကိုမကြာခဏတွေ့ရလေရှိပါတယ်အဲဒါကြောင့် Frank ကမက်ဒါလင်ကိုသဘောကျနေပုံရပါတယ်ဘုံနဲ့ Frank ကတကယ်တော့ညီကိုတော်ဆက်တယ်လို့ပြောရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဘုံရဲ့မိဘအရင်နေအသက်ခံခဲ့ရတဲ့အချိန်မှာ Frank ရဲ့အဖေကကလေးလေးဘုံကိုခေါ်ယူမွေးစားခဲ့လို့ပါပဲဒါမဲ့အဲ့ဒီချိန်တုန်းက Frank နဲ့သူ့ရဲ့အဖေကတောင်တက်နေတော့မှနှင်းမုန်နိုင်မိပြီးတော့အဲ့ဒီမှာပဲတေဆုံးသွားခဲ့တယ်လို့ဘုံကသူတို့နှစ်ယောက်ကိုတေသွားပြီလို့လည်းယုံကြည်ထားခဲ့ပါတယ်အဲဒါကြောင့် Frank အသက်ရှင်နေသေးတယ်ဆိုတာကိုသိတော့သူအံ့ဩသွားခဲ့ပါတယ်ဒါမဲ့သူတို့နှစ်ယောက်ရဲ့စိတ်ကူးအယူဆနဲ့သွားနေတဲ့လမ်းကြောင်းတွေကလုံးဝကိုကွဲပြားခြားနားနေတဲ့အတွက်နောက်ဆုံးမှာတော့ဘုံကပြဿနာလုံးနေခဲ့တဲ့ Frank ကိုရှင်းဖို့အတွက်ဒီကိုရောက်လာခဲ့တာပါပဲဒါပေမဲ့လည်း Frank တီထောင်ထားတဲ့ Spider အဖွဲ့အစည်းမှာအရာအားလုံးကိုရယူနိုင်တဲ့နည်းပညာတွေရှိပါတယ်အခုထောက်လိုင်းရဲ့အဖွဲ့မှုဖြစ်တဲ့ Max ကလည်း Frank ရဲ့လူပါပဲအဲဒါကြောင့်မလို့ 9i စီမံကိန်းစတင်လဲပတ်နေတာက Frank ကနိုင်ငံတိုင်းရဲ့အချက်လက်တွေကိုရယူနိုင်တဲ့စနစ်ဖြစ်လာမယ်လို့ဆိုလိုပါတယ်ပြီးတော့ဒီကိစ္စကနိုင်ငံတကာလုံခြုံရေးအတွက်အရန်အုံမှာအန်ဒီရများလွန်းလာပါတယ်ဒီကိစ္စကိုအဆုံးသတ်ခြင်းနဲ့ဘုံကလည်း Frank ကိုဒီမှာရှင်းဖို့အတွက်တခါတည်းရည်ရွယ်ထားခဲ့တာပါဒါမဲ့ Frank ကသူ့ရဲ့ကဘာကိုဘုံဖြတ်စည်းခဲ့တယ်လို့ဘုံရဲ့ဘဝကိုလည်းသူဖြတ်စည်းမယ်လို့ပြောလိုက်ပြီးတော့ဘုံနဲ့ပတ်သက်နေတဲ့လူတွေအားလုံးကတကယ်ပဲမတော်တဆသေဆုံးသွားတဲ့လူများထင်နေရလားလို့ပြောလိုက်ပါတယ်တကယ်တော့ဘုံရဲ့နာကျင်မှုတွေရဲ့နောက်ွယ်ကအရာအားလုံးကိုကြိုးကင်နေတဲ့လူကတော့ Frank ပဲဖြစ်နေခဲ့ပါတယ် Frank ကဘုံ Mr. White ကိုသွားတော့က CCTV ကိုဖွင့်ပြလိုက်တော့မက်ဒါလင်ကသူ့ဖေကိုတေးစီတဲ့လူကဘုံဆိုတာကိုတီးသွားခဲ့ပါတယ်နောက်ဆုံးမှဘုံကို Frank ကဖမ်းချုပ်ထားလိုက်ပြီးတော့ပျော်ရွှင်စွာနှိပ်စက်ကစားနေပါတယ်Frank ကဘုံရဲ့အမတ်တရားတွေအားလုံးကိုဖျက်ဆီးပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့တာပါဘ
ဘုံဘက်ကိုသူဖြစ်ပျက်ခဲ့မှုတဲ့အကြောင်းအရာတွေကိုမမိအောင်လုပ်ဖို့ပါပဲပြီးတော့ Frank ကဘုံအခုချစ်နေတဲ့မိန်းကလေးမက်ဒါလင်ကိုပါမေ့သွားစေချင်ပါတယ်ဒါမဲ့ Frank ကဘုံကိုညှဉ်းပန်းနှိပ်စက်ပြီးပျော်ရွှင်နေတော့မှပဲဘုံကသူ့ရဲ့လက်ပတ်နာရီကိုချွတ်လိုက်ပြီးတော့အဲ့နာရီနဲ့တခုခုလှုပ်ချင်နေတဲ့ပုံရပါတယ် Frank ကဘုံရဲ့အမတ်တရားတွေကိုဖျက်ပစ်တော့မှကြည့်နေတဲ့မက်ဒါလင်ကနောက်ဆုံးမှာတော့သူမဘုံကိုဘယ်လောက်ချစ်တယ်လဲဆိုတာသိသွားခဲ့ပါတယ်မက်ဒါလင်ကဘုံကိုနောက်ဆုံးချိန်နှုတ်ဆက်အနမ်းပေးဖို့အတွက်ရှောက်သွားခဲ့ပါတယ်ဒါမဲ့အဲ့ဒီအခွင့်အရေးကိုမှဘုံကအတုံးချပြီးတော့ Q ပေးထားခဲ့တဲ့ဘုံနာရီကို10မိနစ်အချိန်သတ်မှတ်ကဖွင့်လိုက်ပြီးတော့မက်ဒါလင်ကိုသူကင်ထားတဲ့လက်ပတ်နာရီအကြောင်းကိုတိုးတိုးလေးပြောပြလိုက်ပါတယ်မက်ဒါလင်ကအဲ့ဒီအကြောင်းကိုသိတော့နာရီကိုယူလိုက်ပြီးတော့ France ကိုပြစ်လိုက်ပါတယ်အဲ့ဒီမှာချက်ချင်းပဲဘုံပေါက်ကွဲမှုဖြစ်သွားပြီးတော့ဘုံတို့ကအဲ့ဒီအခွင့်အရေးကိုအတုံးချပြီးတော့ထွက်ပြေးလာနိုင်ခဲ့ပါတယ်ဘုံတို့ထွက်ပြေးလာတဲ့အချိန်မှာတော့ Frank ရဲ့တရင်အချက်လက်နေမြေကိုပါဖျက်ဆီးပစ်လိုက်တာကြောင့်မလို့ Frank တီဆောက်ထားတဲ့အရာအလုံးကပျောက်ကွယ်သွားခဲ့ပါပြီနောက်တစ်ခါမှာတော့ဘုံကမက်ဒါလင်ကိုခေါ်ပြီးတော့ M နဲ့လုံခြုံတဲ့အိမ်မှာတွေ့ဆုံဖို့အတွက်ချိန်လိုက်ပါတယ် M က If နဲ့ Q တို့ကိုလည်းခေါ်လာခဲ့ပါတယ်အဲ့မှာသူတို့တွေ့နေတဲ့အချိန်ဘုံကဖြစ်ခဲ့တဲ့အကြောင်းအားလုံးကို M ကိုပြောပြပါတယ်ပြီးတော့ Max နဲ့ 9i စီမံကိန်းအားလုံးက France စီစဉ်ထားတဲ့အရာတွေပဲဖြစ်ပါတယ်သူတို့က 9i စီမံကိန်းကိုရပ်တန့်အောင်လုပ်ဖို့လိုအပ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ရှုပ်ထွေးမှုတွေကအများကြီးဖြစ်လာနိုင်ပါတယ်အဲ့လိုနဲ့သူတို့အားလုံးကအစီအစဉ်တွေကိုစပြီးတော့ဆွဲကြပါတယ် Q ကိုတော့ 9i စနစ်ကိုဝင်ဟက်ပြီးတော့ပိတ်ဖို့အတွက်တာဝန်ပေးလိုက်ပါတယ်အဲ့ဒီဒေါ်တင်မှာလေသူတို့က Max ကိုဖမ်းဖို့အတွက်သွားကြမှာပါအစီအစဉ်အားလုံးတိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာတော့သူတို့အားလုံးကတာဝန်ကိုချက်ချင်းစတင်ကြပါတယ်ဒါမဲ့ဘုံထွက်မသွားခင်မှာသူမရဲ့အဖေလိုမျိုးဘဝနဲ့မရှင်တန်လိုတဲ့မက်ဒါလင်ကသူမချစ်တဲ့ဘုံကိုနှုတ်ဆက်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ဘုံနဲ့ဖွဲ့သားတွေက Max ကိုရှင်းဖို့သွားနေကြတဲ့အချိန်မှာ M နဲ့ဘုံတို့စီးနေရဲ့ကားစီးကဝင်တိုက်လိုက်ပြီးတော့လူတစုဆင်းလာကတရေနေတဲ့ဘုံကိုဖမ်းခေါ်သွားခဲ့ပါတယ်M ကတော့ကန်ကောင်းထောက်မစွာနဲ့ပဲထွက်ပြေးလာနိုင်ခဲ့ပြီးတော့ If တို့ကားနဲ့ပြန်တွေ့ကအစီအစဉ်တိုင်းပဲ Max ကိုရှင်းဖို့အတွက်ဆက်လက်သွားခဲ့ကြပါတယ်အဲ့ဒီမှာအဖမ်းခံထိသွားတဲ့ဘုံကဒီလိုဖြစ်လာမယ်ဆိုတာကြိုသိနေတယ်လို့မျိုးပါပဲဖမ်းသွားတဲ့သူတွေကဘုံကိုကားပေါ်ကနေဆင်းခိုင်းပြီးတော့တနေရာကိုခေါ်သွားဖို့လုပ်နေတဲ့အချိန်မှာဘုံကအဲ့လူတွေကိုတိုက်ခိုက်ပြီးတော့ရှင်းလိုက်ပါတယ်အဲ့နောက်မှာတော့ဘုံကသူ့အရှိကအစာအုပ်တွေကိုဝင်သွားခဲ့ပါတယ်တကယ်တော့ဘုံကအတားကြီးနဲ့အဖမ်းခံခဲ့ပြီးတော့လိုက်လာခဲ့ရတဲ့အကြောင်းရင်းက Frank အသက်ရှင်နေသေးတယ်ဆိုတာကိုသူသိလို့ပါပြီးတော့သူကဒီကိစ္စကိုအဆုံးသတ်ဖို့အတွက်ရောက်လာခဲ့တာဖြစ်ပါတယ်တစ်ပတ်မှလည်း Max ကသူ့စနစ်ထဲကိုဝင်လို့မရတော့ပါဘူးဘာလို့လဲဆိုတော့အခုချိန်မှာ Q ကသူတို့ရဲ့စနစ်ထဲကိုဖောက်ထွင်းဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်လို့ပါပဲM က Max ကိုစောင့်ကြည့်ခံစားရခက်တယ်မဟုတ်လားလို့လှောင်ပြောင်ပြောဆိုလိုက်ပါတယ်M က Max နဲ့ Frank နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့ကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ဖမ်းဖို့ယူရထားပါတယ် M ကအကြောင်းအားလုံးကိုသိနေရဲဆိုပေမဲ့အခုချိန်မှာတော့ M တို့ကိုအလုပ်ထုတ်လိုက်ပြီးပြီမလို့ဘာလုပ်နိုင်မှာလဲလို့ Max ကပြောပါတယ်ပြီးတော့ Max က M ကိုရှင်းဖို့အတွက်သူ့ရဲ့တနက်ကိုထုတ်လိုက်ပြီးတော့ပစ်လိုက်တဲ့အချိန်မှာတော့ M ကကြီးစံတွေကိုအရင်ထုတ်ထားခဲ့တာကြောင့်မလို့အဲ့တနက်ထဲမှာကြီးလုံးဝမရှိပါဘူးတစ်ဖက်မှာလည်းပဲအစာအုပ်တွေကိုဝင်လာတဲ့ဘုံကဒီနေရာမှာလျှက်စစ်ပါဝါကြိုးတွေအများကြီးဆက်သွယ်ထားတာကိုတွေ့လိုက်ရပါတယ်ပြီးတော့ဘုံကအတွင်းထဲကိုဆက်လျှောက်သွားတော့သူ့ရှိမှရက်ဆောင်နေတဲ့ Frank ကိုလည်းတွေ့ပါတယ်အဲ့ဒါကိုမြင်တော့ဘုံကချက်ချင်းပဲ Frank ကိုပစ်လိုက်ပါတယ်ဒါမဲ့ Frank ကကြီးကာမန်နောက်မှာရက်နေရပါဒါကြောင့်ဘုံရဲ့ပြစ်ခတ်မှုကဘာမှအရာမထင်ခဲ့ပါဘူး Frank ကဘုံကိုအယမ်းမုန်းတဲ့အတွက်အခုချိန်မှာသူကမက်ဒါလင်ကိုဒီမှာဖမ်းခေါ်ထားကဘုံတွေတက်ဆင်ထားပြီးတော့ Agent 007ကိုပျော်ရွှင်စွာထပ်ပြီးတော့ကစားပါတယ် Frank ကဘုံကိုအချိန်3မိနစ်အတွင်းမှာပောက်ကွဲသွားအောင်ချိန်လိုက်ပြီးတော့ဘုံကသူချစ်တဲ့မက်ဒါလင်ကိုရှာပြီးတော့ကယ်ရင်းနဲ့သေမလားဒါမှမဟုတ်ကိုလိုယုံပြီးတော့ထွက်သွားပြီးတစ်သက်လုံးနာကျင်နေမလားဆိုတာတခုခုရွေးခိုင်းထားပြီးတော့ရဟိန်နဲ့ထွက်သွားခဲ့ပါတယ်တစ်ပတ်မှလည်း M က Max ကိုထိမ့်သိမ်းမှုအတွက်ဖမ်းခေါ်သွားတော့မယ့်အချိန်မှာ Max ကတနက်ကိုအတင်းဝင်လူပါတယ်ဒါမဲ့သူတို့နှစ်ယောက်တနက်ကိုလူနေတော့မှကြီးစံကဘေးမှာကာထားအမှန်ကိုထိသွားခဲ့ပါတယ် Max ကလည်းကိုရှိန်နဲ့ကိုထိမ့်မနိုင်သိမ်းမရဖြစ်ပြီးတော့အောက်ကိုပြုတ်ကျသွားပြီးတော့တေဆုံးသွားခဲ့ပါတယ်တစ်ပတ်ကဘုံကတော့မက်ဒါလင်ကိုနေရာနဲ့လိုက်ရှာနေပြီမဲ့ရှာမတွေ့သေးရကြောင်းမလို့ Frank ကိုအတော်လေးဒေါသထွက်နေပါတယ်ဘုံကရဲဟိန်နဲ့ထွက်သွားတော့မဲ့ Frank ကိုဒေါသတကြီးရက်ကြည့်နေတော့မှမက်ဒါလင်ရဲ့အတန်ကိုကြားလိုက်ရကြောင်းမလို့ရှာကြည့်တဲ့အခါမှာတော့အနာကအလုံးပိတ်ခန်းတေးသေးလေးတစ်ခုထဲမှာတွေ့သွားခဲ့ပါတယ်အဆောင်ဘုံပေါက်ကွဲပြီးတော့ပြာကျမသွားခင်မှာထွက်ပြေးနိုင်မှုအတွက်ဒီတိုင်းဆိုရင်ဘလို့မှမမီတော့တာမလို့ဘုံကမက်ဒါလင်ကိုပွေ့ချပြီးတော့အောက်မှာရှိတဲ့ပိုက်ကွန်ပေါ်ခုံချလိုက်ပါတယ်ဘုံပေါက်ကွဲသွားခဲ့ပြီးတော့အစာအုပ်လေးပြိုကျသွားတဲ့အချိန်မှာတော့ဘုံတို့ကစပီးဘုတ်ကိုမောင်းပြီးတော့ထွက်လာနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဘုံကထွက်ပြေးသွားတဲ့ Frank ရဲ့ရဟတ်ယာဉ်နောက်ကိုလိုက်သွားခဲ့ပြီးတော့ပြစ်ခတ်နိုင်တဲ့အကွာအဝေးကိုရောက်တော့မှပဲတနက်နဲ့ပြစ်လိုက်ပါတယ်ဘုံရဲ့ပြစ်ခတ်မှုကြောင့်မလို့ရဟတ်ယာဉ်လည်းချိုရင်းချက်တစ်ခုခုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာထိမ့်မရတော့ဘဲနဲ့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်အဲဒီအချိန်မှာဘုံကအရာအားလုံးကိုသူ့ဘာသာသူအဆုံးသတ်နိုင်ပါပြီဒါမဲ့နောက်ဆုံးမှာတော့ဘုံက Frank ကိုမတက်ဖဲနဲ့အသက်ချမ်းသာပေးဖို့ရွေးချယ်လိုက်ပြီးတော့သူ့အဆောင်နေတဲ့မက်ဒါလင်စီကိုထွက်သွားခဲ့က Frank ကိုဖမ်းဆီးဖို့ကိစ္စကိုတော့ M ကိုပဲဆက်လုပ်စေခဲ့ပါတယ်အဲ့ဒီအဖြစ်အပျက်တွေပြီးသွားတဲ့နောက်မှာတော့ဘုံက Q ရဲ့သူတေသနာဌာနကိုလာပြီးတော့သူကအပ်ထားတဲ့ပစ္စည်းတစ်ခုကိုပြန်ယူပါတယ်
အဲ့ဒီပစ္စည်းကတော့ပြီးခဲ့တဲ့ပိုင်းမှာတော့ငါဆေးဖားဖြက်စီးခဲ့တဲ့ဘုံရဲ့အချစ်ဆုံးကားလေးပါပဲဘုံကအဲ့ဒီကားလေးကိုပြန်ပြင်ခိုင်းထားခဲ့တာပါနောက်ဆုံးမှာတော့ဘုံကသူ့ရဲ့အချစ်ဆုံးကားနဲ့သူချစ်တဲ့မဒါလင်ကိုခေါ်ပြီးတော့နှစ်ယောက်တူတူနေထိုင်ဖို့ယူရထားတဲ့ဘဝအစီကိုထွက်သွားနေတဲ့အချိန်မှာပဲဒီစကားလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျပြီးခဲ့တဲ့ပိုင်းမှာတော့ဂျိမ်းစ်ဘွန်းက Frank Overhauser ကိုဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက်မှာနောက်ထပ်လူတစ်ယောက်ပေါ်လာပါသေးတယ်သူ့ရဲ့ဂျန်စီတွေကဘုံတစ်ယောက်ကြုံတွေ့ဘူးသမျှတွေမှာအန်နီအများဆုံးဖြစ်နေပါတယ်အဲ့လိုအခြေအနေကြောင့်007အဖြစ်ကနေနားယူသွားတဲ့ James Bond ကသူ့ရဲ့တာဝန်ကိုပြန်လည်ထမ်းဆောင်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ James Bond ကသူ့ရဲ့နောက်ဆုံး mission ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမလားဆိုတာကိုတော့ကျွန်တော်ရဲ့အတူတူလိုက်ပါခန်းစားကြည့်ရှုလိုက်ရအောင်ပါ။ဇလိုင်းရဲ့စာမှာတော့ Mr. White ရဲ့မိသားစုနေထိုင်တဲ့အိမ်တိန်ကိုပြသထားပါတယ်။မဒါလင်ဆိုတဲ့ကလေးမလေးကမိခင်နဲ့တူနှစ်ယောက်တည်းနေထိုင်နေပါတယ်။သူ့ရဲ့ဖခင် Mr. White ကတော့အပြင်မှာအလုပ်သွားလုပ်နေရကြောင်းမဒါလင်ကမိခင်တွေပဲအမြဲတမ်းလိုနေထိုင်နေရပါတယ်။ဒီနေ့လေအရင်နေ့လိုပါပဲ။ဒါမဲ့ဒီနေ့မှာတော့အရင်နေ့နဲ့မတူတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ဒါကတော့လူတစ်ယောက်ကအဲ့ဒီအိမ်ထဲကိုအတင်းဝင်လာပြီး Mr. White ရဲ့ဇနီးကိုရဲဆက်ဆက်တက်ပစ်လိုက်တာပါပဲ။ပြီးတော့သူပြန်ထွက်သွားတော့မယ့်အချိန်အိမ်ကန်းလေးတွေကပြန်ခုစားလိုက်ရတဲ့အတွက်အတန်ပိုင်ရှင်ကိုသွားရှင်းဖို့လုပ်ပါတယ်။ဒါမဲ့သူကကလေးမလေးကိုမရှင်းနိုင်ခင်မှာမဒါလင်ကလက်ပြတနက်နဲ့သူ့ရှိရလူကိုပြစ်တက်လိုက်နိုင်ပါတယ်။ကလေးမလေးကအဲ့လူကိုတက်ပြီးတဲ့နောက်မှာတော့ကြောက်လန့်ကြားနဲ့အဲ့လူရဲ့အလောင်းကိုအိမ်မြုံဆွဲထုတ်သွားပါတယ်။ဒါမဲ့အဲ့အချိန်မှာရုတ်တရက်အဲ့လူဟာပြန်လဲထလာခဲ့ပါတယ်။မဒါလင်ကဘာလို့မှမသိတော့တဲ့အတွက်ထွက်ပြေးပါတော့တယ်။ဒါမဲ့အဲ့အချိန်ဟာဆောင်းရသည်ဖြစ်ပြီးတော့သူမပြေးသွားတဲ့နေရာဟာရေခဲပြင်ဖြစ်နေတဲ့ရေကန်ကြီးရဲ့အပေါ်မှာဖြစ်နေပါတယ်။သူမရောက်သွားတဲ့အချိန်မှာတော့ရေခဲတွေဟာစတင်အကွဲလာပြီးနောက်ဆုံးမှာတော့မဒါလင်ဟာရေခဲပြင်အောက်ကိုပြုတ်ကျသွားပါတယ်။မဒါလင်ဟာရေထဲမှာအသက်ရှင်မှုရုန်းကန်နေရတဲ့အချိန်မှာအဲ့လူနဲ့မျက်လုံးချင်းစုံမိသွားပါတယ်။ပြီးတော့သူမရဲ့အသက်ရှူရက်တန်တော့မယ့်အချိန်မှာသူမရဲ့မိသားစုကိုတတ်ဖို့ရောက်လာတဲ့လူစိမ်းဟာရုတ်တရက်စိတ်ပြောင်းသွားပြီးတနက်နေ့ရေခဲပြင်ကိုပြစ်ဖောက်လိုက်ပြီးတော့ကလေးမလေးကိုပြန်ဆွဲတင်လိုက်ပါတယ်။ဒါဟာသူ့ရဲ့မူလရွေချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။လက်ရှိအချိန်မှာတော့ James Bond နဲ့ မဒါလင်တို့ကအရင်ပိုင်းကအဖြစ်အပျက်တွေအများကြီးကိုဖျက်ဆီးပြီးတဲ့နောက်မှာစစ်ချင်းမြတ်တာတွေနဲ့နှစ်ယောက်အတူပျော်ရွှင်စွာနေထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အစားပိုင်းမှာတော့သူတို့ရဲ့အိမ်တော်ကြီးကအဆင်ပြေပုံရပါတယ်။ဒါမဲ့မဒါလင်ကဘုံကသူ့ရဲ့အရင်ချစ်သူဖြစ်တဲ့လင်းအကြောင်းကိုဘယ်တော့မှမမေ့နိုင်ဘူးဆိုတာသိပါတယ်။သူမက James Bond နဲ့အတူတူအိမ်တော်ကြီးကိုဆက်လက်ရှောက်လန်းခြင်းတဲ့အတွက်ဘုံကလင်းကိုတတိယနေတဲ့စိတ်တွေကိုအရင်ရှင်းခိုင်းပါတယ်။ဘုံကလင်းကိုစိတ်ပိုင်းဖြစ်နိုင်ပြီဆိုရင်သူမရဲ့လိုအပ်ချက်ကိုပြန်ပြောပြမယ်လို့ပြောပါတယ်။မဒါလင်းကအဲ့လိုပြောလိုက်တဲ့အတွက်နောက်တစ်နေ့မှာပဲဘုံကလင်းရဲ့အကြောင်းကိုအဆုံးသတ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့သူကလင်းရဲ့အုပ်ကိုနောက်ဆုံးအကြိမ်နဲ့တွားပြီးတော့သူမကိုလွမ်းနေလို့ပြောလိုက်ကတတိယစိတ်တွေကိုဖျက်တောက်တဲ့အနေနဲ့စက်ကူတူရက်ကိုမီးရှို့လိုက်ပါတယ်။အဲ့ဒီအချိန်မှာအုပ်ကူရှေ့မှာတင်ထားတဲ့ပန်းပေါ်မှာပြီးခဲ့တဲ့အပိုင်းကလက်စွပ်ထဲကစပါတာဖွဲ့ရဲ့ဒဇိမ့်နဲ့စာရွက်ကိုတွေ့လိုက်ရတဲ့အချိန်မှာပဲလင်းရဲ့အုပ်ကူဟာပြင်းထန်စွာပေါက်ကွဲသွားပါတယ်။အဲ့ဒီပေါက်ကွဲမှုကဘုံကိုသတိလစ်သွားစေပါတယ်။ဘုံသတိပြန်ရလာတဲ့အချိန်မှာတော့လူတစုဟာသူ့ကိုတိုက်ခိုက်ဖို့လာနေပါတယ်။ဘုံမှာတော့ရွေးချယ်စရာမရှိတော့တဲ့အတွက်အဲ့လူတွေကိုအတက်နိုင်ဆုံးရှောင်ရှားဖို့အတွက်ကြိုးစားပါတယ်။ဒါမဲ့ဆိုင်ငယ်နဲ့တယောက်ကလိုက်လာနေသေးတာကြောင့်ဘုံကအဲ့လူကိုအရင်ရှင်းလိုက်ပြီးတော့ဆိုင်ငယ်ကိုယူလိုက်ကဟိုတယ်ကိုပြန်လာခဲ့ပါတယ်။ဟိုတယ်ရောက်လာတဲ့အချိန်မှာတော့မဒါလင်ကအဝတ်စားတွေကိုထုတ်ပိုးပြီးတော့ထွက်သွားဖို့ပြင်ဆင်နေအောင်တွေ့လိုက်ရပါတယ်။ဘုံကဒီဖြစ်ဖြစ်တွေအားလုံးကမဒါလင်ရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပြီးတော့သူမကိုဘသူအတွက်အလုံးလုံးနေရလဲလို့မေးပါတယ်။ဒါမဲ့မဒါလင်ကသူဘာမှမသိဘူးလို့ညင်းဆိုနေပါတယ်။ဘုံကသူ့ရဲ့စကားကိုသိပြီးတော့မယုံကြည်ပေမဲ့အခုချိန်မှာသူတို့မှအချိန်မရှိတော့တဲ့အတွက်ဘုံကမဒါလင်ကိုကားပေါ်တင်ပြီးတော့အဲ့နေရာကမောင်းထွက်လာခဲ့ပါတယ်။ဒါမဲ့လမ်းမှာခုနကဘုံတို့ကိုတိုက်ခိုက်ခဲ့တဲ့လူဆိုးတွေကသူတို့နောက်ကိုတိုက်ခိုက်ဖို့အတွက်ဆက်ပြီးတော့လိုက်လာနေပါတယ်။ပြီးတော့သူတို့ရဲ့အရေးအတွက်ကအရန်ကိုများတဲ့အတွက်နောက်ဆုံးမှာတော့ဘုံကရှောင်လို့မရတော့ဘဲအဲ့လူတွေရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတယ်။အဲ့လူတွေကသူတို့တယောက်ကိုတပ်ပစ်ဖို့အတွက်သူတို့ရဲ့ကားကိုအဆက်မပြတ်ပစ်ခတ်နေပါတယ်။ဒါမဲ့ကန်ကောင်းစွာနေပဲအဲ့ဒီကားဟာကြီးကားဖြစ်ပြီးစသနက်ကြီးတွေကိုလည်းတက်ဆင်ထားပါတယ်။ဘုံကကားထဲမှာရှိတဲ့လက်နက်တွေကိုအသုံးပြုပြီးတော့အဲ့လူတွေကိုရှင်းလိုက်နိုင်ပါတယ်။ဘုံတို့လွတ်မြောက်လာပြီးရဲ့နောက်မှာဘုံကမဒါလင်ကိုယထာပူရာယုံကိုခေါ်သွားပြီးတော့သူမကိုယထာပေါ်တင်ပေးလိုက်ပါတယ်။မဒါလင်ကအဲ့ဒီအဖြစ်ပြက်အတွက်ဘလောက်ပဲဝမ်းနေကြေကွဲနေပါစီ။ဘုံကသူချစ်တဲ့သူရဲ့နောက်တစ်ချိန်တစ္ဆာဖောက်ခြင်းကိုမခံနိုင်တော့တဲ့အတွက်သူမကိုဆုံးလို့ဖို့ဆုံးဖြတ်လိုက်ပြီးတော့သူတို့ရဲ့စစ်ဆိုင်ကိုအဲ့နေရာမှာပဲအဆုံးသတ်လိုက်ပါတယ်။နောက်တစ်ခါမှတော့လူတစုကသူတေသနာဌာနတစ်ခုကိုဝင်ပြီးတော့စီးနင်းနေပါတယ်။အဲ့ဒီသူတေသနာဌာနထဲမှာအလွန်ပြင်းထန်တဲ့ယောဂဘုံနဲ့ပတ်သက်တဲ့စမ်းသပ်မှုတွေကိုလှုပ်ဆောင်နေတဲ့ပုံလို့ရပါတယ်။ပြီးတော့အဲ့ဒီမှာရှိတဲ့သိပ္ပံပညာရှင်တယောက်ကစပက်တာအဖွဲ့အစည်းနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်သူတေသနာဌာနကိုဝင်ရောက်စီးနင်းတဲ့လူတွေကအားလုံးကိုတပ်ပစ်လိုက်ပြီးတော့ဘယ်လို Ovra Chef လို့ခေါ်တဲ့သိပ္ပံပညာရှင်နဲ့သူ့ရဲ့တငယ်ချင်းတယောက်ကိုပဲခြံထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကအန်ဒီအများဆုံး virus ဖြစ်တဲ့ Heracles virus ကိုယူဆောင်မှုတဲ့တကားအောင်ဖွင့်ပေးဖို့လိုအပ်လို့ပါပဲ။ Spider ဖွဲ့စည်းကအဲ့ဒီ virus ကိုပြန်လိုချင်နေတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူတို့တွေ Heracles ကိုရရှိပြီးတဲ့နောက်မှာ Spider ဖွဲ့စည်းကလူတွေဟာသိပ္ပံပညာရှင် Vero ရဲ့တငယ်ချင်းကိုတက်လိုက်ပြီးတော့ Vero တော့သူတို့နဲ့အတူတူခေါ်သွားခဲ့ပါတယ်။ Eve ကအဲ့ဒီအကြောင်းကို M ကိုသတင်းပို့ပါတယ်။ M ကလည်းအဲ့ဒီအကြောင်းကိုသိထားပြီးသားဖြစ်ပါတယ်။ဒါမဲ့ Spider ဖွဲ့စည်းကဝင်ရောက်စီးနင်းခဲ့တဲ့ဓာတ်ခွဲခန်းက MI6 ရဲ့လှုပ်ဝက်ဓာတ်ခွဲခန်းဖြစ်နေတဲ့ပုံရပါတယ်
ဘာလို့ဆိုတော့ if ကအဲ့ဒီတက်ခွဲကန်အကြောင်းဘာမှမသိသေးလို့ပါပြီးတော့ M ဟာအဲ့ဒီအကြောင်းကိုအစိုးရမသိစေဖို့အတွက်ဖုံးကွယ်ထားပါတယ်ပြီးတော့သူက007ကိုအဲ့ဒီကိစ္စကိုရှင်းဖို့ခိုင်းပါတယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေအရခိုးယူခံလိုက်ရတဲ့ Harry Cliff Virus ကအလိုအန်ဒီများတဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်တစ်ပတ်က James Bond ကတော့ Medallion နဲ့အဖြစ်ပျက်တွေပြီးဆုံးသွားပြီးတဲ့နောက်မှာဘုံကကျူးဘားမှာတယောက်တည်းအေးစစ်စစ်နေထိုင်နေပါတယ်ဒါမဲ့သူငါးဖမ်းပြီးတော့ပြန်လာတဲ့အချိန်မှာဘုံကတောက်ပြီးသားဆေးဘောလေးအတူအစားကိုတွေးလိုက်တာကြောင့်မလို့သူ့ကိုတရားကိုလိုက်နေတယ်ဆိုတာကိုချက်ချင်းပဲသိလိုက်ပါတယ်အဲဒီနောက်မှာတော့ဘုံကရေချိုးပြီးတော့ဝစ်စားကိုလဲကအိမ်ကနေကားမောင်းထွက်လာပြီးတော့အဲ့လူတွေကိုထွက်လာအောင်မြားခေါ်လိုက်ပါတယ်အဲ့လူတွေထွက်လာတဲ့အချိန်မှာတော့ဘုံကကားကိုပြန်လှည့်ပြီးတော့လိုက်လာတဲ့သူတွေရဲ့ကားရှည်ကိုပိတ်ရက်လိုက်ကသူ့ကိုလိုက်နေတာကဘာတူလဲဆိုတာကြည့်လိုက်ပါတယ်တကယ်တော့အဲ့လူကတခြားသူမဟုတ်ဘဲနဲ့သူ့ရဲ့ဘော်ဒါဟောင်း CIA က Agent Felix ဖြစ်နေပြီးတော့ Felix နဲ့အတူတူ Logan လို့ခေါ်တဲ့လူတစ်ယောက်လည်းပါလာပါတယ်Felix ဘုံစီကိုလာတဲ့အကြောင်းရင်းကတော့သူကဘုံကိုစပယ်တာဖွဲ့စည်းကနေပြီးတော့ဖမ်းဆီးသွားတဲ့သိပ္ပံပညာရှင်ကိုပြန်လည်ရှာဖွေခြင်းလို့ဖြစ်ပါတယ်။ Felix ကနောက်ရက်အနည်းငယ်အတွင်းမှာစပယ်တာဖွဲ့စည်းကစုဝေးကြမယ်ဆိုတဲ့တဲလွန်စာကိုရရှိထားပါတယ်။အဲဒီအတွက် Felix က James Bond ကိုအဲ့ဒီနေရာကိုသွားပြီးတော့သိပ္ပံပညာရှင်ကိုပြန်လည်ကယ်တင်စေခြင်းနေရာပဲဖြစ်ပါတယ်။ဒါပေမဲ့007အဖြစ်ကနေပြီးတော့အနားယူသွားတဲ့ James Bond ကအဲ့ဒီလုပ်ကိုလုံးဝမလုပ်ဘူးဘာမှမပြောဘဲနဲ့ထွက်လာခဲ့ပါတယ်။သူကကားပြန်မောင်းတော့မဲ့ချိန်မှာသူ့ရဲ့ကားကရုတ်တရက်ပြတ်သွားခဲ့ပါတယ်။ကံကောင်းသွားတယ်ပဲဘုံရဲ့အိမ်နဲ့တိမ်မဝေးရဲ့နေရာမှာနေထိုင်နေတဲ့အမျိုးသမီးတူကဘုံကိုအိမ်ကိုပြန်ဖို့ပေးမယ်လို့ပြောလာပါတယ်။သုံးယောက်အိမ်ကိုပြန်ရောက်လာပြီးတဲ့နောက်ပိုင်းမှာဘုံကစကားဆပြောလိုက်ပါတယ်။သူကနိုမီဆိုတဲ့အမျိုးသမီးဟာ MI6 ရဲ့ agent ဖြစ်မယ်ဆိုတာကိုသိရလို့ပြောပါတယ်။ဘုံထင်ထားတဲ့အတိုင်းပါပဲနိုမီဟာ MI6 ရဲ့ agent အမှန်ပါပဲ။သူမက James Bond နားယူသွားတယ်007ဆိုတဲ့ကုတ်နံပါတ်ကိုအသုံးပြုနေပါတယ်။နိုမီဟာဘုံကိုဘာကြောင့်လာရှာရတာလဲဆိုတဲ့အကြောင်းရင်းကတော့သူမဘုံကိုအဲ့ဒီကိစ္စနဲ့မပတ်သက်ဖို့တတိလာပေးတာပါ။ဘုံကဆက်ပြီးတော့ပါဝင်ပတ်သက်နေမယ်ဆိုရင်ဘုံကအရင်တုန်းက007ဖြစ်ခဲ့ဘိုးဝင်တော်မှသူမကသူ့ကိုမျက်နှာသာပြီးမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘုံကအဲ့လိုသတိပေးခံရပေမဲ့အဲ့ဒါကသူ့ရဲ့ရန်သူစပက်တာအဖွဲ့အစည်းနဲ့ပတ်သက်နေတဲ့ကိစ္စဖြစ်တဲ့အတွက်ဘုံက M ကိုဖုန်းခေါ်ပြီးတော့ M ဘာလုပ်နေလဲဆိုတာကိုမေးလိုက်ပါတယ်။ဒါပေမဲ့ M ဟာအဲ့အကြောင်းရင်းကိုအားလုံးစီကနေလွတ်ဝက်ထားဖို့အတွက်ရည်ရွယ်ထားတဲ့အတွက်ဘုံကိုဘာသတင်းချက်လက်မှမပြောပြခဲ့ပါဘူး။ပြီးတော့ဘုံရဲ့ဖုန်းနံပါတ်ကိုပါဖျက်ချပစ်လိုက်ပါတယ်။ဘုံကဒေါသထွက်ပြီးတော့ Felix ကိုဖုန်းပြန်ခေါ်က Felix ပြောတဲ့အလုပ်ကိုလက်ခံမေးလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘုံက Felix ရဲ့အဖွဲ့ဝင်အမျိုးသမီး Agent ပါလိုမာကိုတွားတွေ့ပြီးတော့သူတို့ကစပက်တာဖွဲ့စည်းကဖမ်းဆီးသွားတဲ့သိပ္ပံပညာရှင် Vedo ကိုပြန်လည်ကယ်တင်မှုအတွက်ပြင်ဆင်နေကြပါတယ်။ဒါပေမဲ့ပြင်ဆင်နေတဲ့အချိန်မှာ Vedo ကလှည့်ကွက်တစ်ခုလုပ်နေပုံရပါတယ်။စပက်တာဖွဲ့စည်းကတော့အဲ့အကြောင်းမသိပါဘူး။အိမ်နောက်ပါတီပွဲချင်းရောက်လာတဲ့အခါမှာစပက်တာဖွဲ့စည်းကလူတွေကစုဝေးလာကြပါတယ်။ပြီးတော့အဲ့အချိန်မှာအရင်ပိုင်းမှာဘုံဖမ်းဆီးခဲ့တဲ့ Frank Oberhauser ရဲ့အတန်ကိုကြားနေရပါတယ်။စပက်တာပွဲစည်းက James Bond ကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ထားပြီးတော့အချိန်ကြာတဲ့အခါမှာသူတို့က Harry Cliff Virus ကိုစတင်အသုံးပြုပြီးအဲ့နေရာကိုရောက်လာတဲ့ Bones ကိုရှင်းဖို့လုပ်ပါတယ်။ဒါပေမဲ့ Virus စတင်ပြီးတော့အလုပ်လုပ်တဲ့အချိန်မှာ Bones ကဘာမှမဖြစ်ပါဘူး။ Virus ကြောင့်တည်သွားတဲ့သူတွေဟာစပက်တာပွဲစည်းကလူတွေပဲဖြစ်နေခဲ့ပါတယ်။ Bones ဘာမှမဖြစ်ရတဲ့အကြောင်းရင်းကတော့ Vedo ရဲ့လက်ချက်ပါပဲ။သူကခုနက Virus ကိုပြောင်းလဲထားတာဖြစ်ပါတယ်။ Bones ကစပက်တာပွဲစည်းကလူတွေတယောက်ပြီးတယောက်တေဆုံးနေတာကိုတွေ့လိုက်ရပြီးသူဘာမှမဖြစ်တဲ့အတွက်အဲ့ဒီခွေးကိုတုံးချပြီးတော့ Vedo ကိုပြန်ခေါ်သွားဖို့အတွက်လုပ်ပါတယ်။ဒါမဲ့အဲ့အချိန်မှာ Agent 007အသစ်နိုမီရောက်လာက Vedo ကိုကြားဖြတ်လူလိုက်ပြီးတော့ခေါ်သွားခဲ့ပါတယ်။ကြံရှိနေတဲ့စပက်တာဖွဲ့စည်းကလူတွေဟာဘုံတို့ကိုတိုက်ခိုက်ဖို့အတွက်ရောက်လာခဲ့ပါတယ်။ပါလိုမာကဘုံနိုမီနောက်ကိုလိုက်လို့ရအောင်လို့စပက်တာအဖွဲ့တွေကိုထိန်းထားပေးခဲ့ပါတယ်။နိုမီက Vedo ခေါ်သွားခဲ့ပေမဲ့လေနောက်ဆုံးမှာတော့ပါလိုမာရဲ့အကူအညီနဲ့ပဲဘုံတို့က Vedo ကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ MI6 အတွက်အလုပ်လုပ်နေတဲ့နိုမီကတော့သူမရဲ့ mission မအောင်မြင်ခဲ့တဲ့အတွက်ဒေါသထွက်နေပါတယ်။ဘုံက Vedo ရရှိပြီးတဲ့နောက်မှာတင်မော့ပေါ်မှာစောင့်နေကြတဲ့ Felix ကိုရဟတ်ရင်နဲ့ခေါ်သွားခဲ့ပါတယ်။ Felix နဲ့အတူတူလူငယ်လေးလိုကန်လည်းအတူရှိနေပါတယ်။ဘုံကခုနဖြစ်ပျက်ခဲ့တုန်းကစပက်တာဖွဲ့စည်းကလူတွေအားလုံးဒီပါတည်သွားခဲ့ရပြီးတော့သူကဘာလို့မတည်လဲဆိုတာထူးဆန်းနေခဲ့ပါတယ်။ပြီးတော့စပက်တာဖွဲ့ကနေပြီးတော့ဘုံအဲ့ဒီကိုရောက်လာမဲ့ကိစ္စကိုဘာလို့သိနေရလဲဆိုတာကိုသိချင်နေပါတယ်။ဒါမဲ့ဘုံက Vedo မေးမြန်းနေတော့မှပဲလိုကန်ကတရှူးဆိုတာအားလုံးသတိထားမိသွားတဲ့အချိန်မှာလိုကန် Felix နဲ့ဘုံကိုရှင်းပြဖို့အတွက်လုပ်ပါတယ်။မထင်မှတ်ထားတဲ့အချိန်တွေကြောင့် Felix လည်းလိုကန်ရဲ့ပြစ်ခတ်ခြင်းကိုခံလိုက်ရပါတယ်။ဘုံနဲ့လိုကန်လည်းတင်မော့ပေါ်မှာသူတပြန်ကိုတပြန်အတန်ကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာVedo ရဲ့ကူညီနဲ့လိုကန်တနက်ကိုရရှိသွားပါတယ်။ဒါကြောင့်ဘုံလည်းပဲအပြစ်မခံရလေအောင်တင်မော့အောက်ပိုင်းကိုပြေးဆင်းသွားတဲ့အချိန်မှာလိုကန်ကတကားကိုပိတ်လိုက်တာကြောင့်မလို့ဘုံနဲ့ Felix တို့ကတင်မော့အောက်ပိုင်းမှာပိတ်မိသွားခဲ့ပါတယ်။လိုကန်အတင်မော့ဖောက်ခွဲလိုက်ပြီးတော့ဒေါက်တာ Vedo ကိုခေါ်ကာရဟတ်ရင်နဲ့ထွက်ပြေးသွားခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ရေတွေဝင်လာခဲ့ပြီးတော့ဒဏ်ရာပြင်းထန်နေရကြောင်း Felix ဟာထွက်ပြေးဖို့အတွက်မဖြစ်နိုင်တော့ပါဘူး။ဘုံက Felix ကိုဘလောက်ပဲကူညီဖို့ကြိုးစားပါစေဘုံကအသက်မရှင်နိုင်တော့သလိုသူဆက်ပြီးတော့ကူညီနေမယ်ဆိုရင်သူပါတေဆုံးသွားနိုင်ပါတယ်။ Felix တေသွားပြီးတဲ့အခါမှာတော့ဘုံကကန်ကောင်းစွာနဲ့ပဲထွက်ပေါက်ကိုဖွင့်နိုင်ခဲ့ပြီးတော့လွတ်မြောက်လာခဲ့ပါတယ်
ဘုံကလွတ်မြောက်လာပြီးတဲ့နောက်မှာသူဟာအဲ့ဒီကိစ္စရဲ့အရင်းမြစ်ကိုသိချင်နေတဲ့အတွက်အမ်ရဲ့ရုံးခန်းကိုပြန်သွားပြီးတော့မေးမြန်းပါတယ်ဒါမဲ့အမ်ကဘုံကိုအဲ့ဒီကိစ္စနဲ့မပတ်သက်စေချင်တဲ့အတွက်ဘုံကိုဘာသတင်းချက်လက်မှမပြောပြပါဘူးပြီးတော့သူဟာဘုံဘလို့ခံစားရမလဲဆိုတာကိုဂရုမစိုက်ပေနဲ့ဘုံကိုအခန်းထဲကနေမောင်းထုတ်လိုက်ပါတယ်ဘုံကအရင်တုန်းကသူ့အထက်ခေါင်းဆောင်ဖြစ်ခဲ့တဲ့အမ်ရဲ့ပြစ်ပယ်ခြင်းကိုခံလိုက်ရတဲ့အတွက်အမ်နဲ့မတူညီတဲ့ခံစားချက်မျိုးနဲ့ဒေါသထွက်နေပါတယ်ဒါမဲ့ဘုံထွက်သွားတော့မယ့်ချိန်မှာ if ဟာဘုံကသတင်းချက်လက်တစ်ခုခုရရှိထားမယ်ဆိုတာကိုသိပါတယ်အဲ့အတွက်သူမဟာဘုံကို QC ကိုခေါ်သွားပြီးတော့ဘုံရရှိထားတဲ့အချက်လက်ဟာဘာလဲဆိုတာကိုစစ်ဆေးကြည့်ကြပါတယ် Q ကစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့အဲ့ဒီအချက်လက်ဟာလူပေါင်းများစွာရဲ့ DNA တွေရဲ့ database ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုတွေ့ရပေမဲ့သူတို့ဟာဗေဒိုရဲ့နောက်ွယ်မှာဘယ်သူရှိနေလဲဆိုတာကိုမသိရသေးပါဘူးနောက်ဆုံးမှာသူတို့ကအဲ့ဒီအချက်လက်တွေပဲရှိတဲ့အတွက်အဲ့ဒီအကြောင်းကိုအကောင်းဆုံးသိနိုင်မဲ့သူက friend တယောက်ပဲရှိပါတော့တယ်ဘုံက friend နဲ့တွေ့လို့ရအောင်ကူညီပေးဖို့ Q ကိုတောင်းဆိုလိုက်ပါတယ်ဒါမဲ့ if က friend ကိုတွေးခွင့်ရတဲ့သူတယောက်ပဲရှိရလို့ပြောလိုက်ပါတယ်ဘုံကအန်ပြောတယောက်မှတွေးခွင့်မရှိဘူးဆိုတာကြောင့်တွေးခွင့်ရတဲ့သူကဘယ်သူလဲလို့ if တို့ကိုမေးလိုက်ပါတယ်တကယ်တော့အဲ့ဒီတွေးခွင့်ရတဲ့သူကတခြားသူမဟုတ်ဘဲနဲ့ဘုံရဲ့အချစ်ဆုံးလေးမဒါလင်းပဲဖြစ်နေခဲ့ပါတယ်မဒါလင်းနဲ့ဘုံတို့လမ်းခွဲပြီးတဲ့နောက်မှာမဒါလင်းကအရင်လိုပဲစယောဂအခုဆရာဝန်အဖြစ်ပြန်လဲလှုပ်ကင်နေပါတယ်ဒါမဲ့ဒီနေ့မှာသူမရုံငန်းအောင်ပြန်လာတဲ့အချိန်မှာလူနာအစ်တယောက်ဟာသူမကိုစောင့်နေပါတယ်အဲ့လူနာဟာလူစီဖာဆာဖိန်လို့ခေါ်ပါတယ်ဆာဖိန်ဆိုတာကလည်းတခြားသူမဟုတ်ဘဲနဲ့မဒါလင်းငယ်တုန်းကသူ့ရဲ့မိခင်ကိုတတ်ခဲ့တဲ့မျက်နှာဖုံးတဲ့လူပဲဖြစ်ပါတယ်ဆာဖိန်ကမဒါလင်းကိုစောင့်နေရတဲ့အကြောင်းရင်းကတော့သူမကိုအလုပ်တစ်ခုခုခိုင်းနေလို့ပဲဖြစ်ပါတယ်မဒါလင်းကသူပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်တော့ဆာဖိန်ကသူမရဲ့အချက်ဆုံးလူကိုချက်ချင်းရှင်းပြမယ်လို့ချိန်ချောက်ပါတယ်အစာပိုင်းမှာမဒါလင်းကဆာဖိန်ခိုင်းတာကိုလုပ်ဖို့ညှင်းဆန်နေပါတယ်ဒါမဲ့သူမအချက်ဆုံးလူကိုစိုးရိမ်တဲ့အတွက်ဆာဖိန်ခိုင်းတဲ့အလုပ်ကိုလုပ်ဖို့အတွက်သဘောတူလိုက်ပါတယ်တပတ်မှလည်းဘုံတို့က friend နဲ့သွားတွေ့ဖို့အချိန်ကိုစောင့်နေတဲ့အချိန်မှာ Q ရဲ့စစ်ဆေးမှုကြောင့်သူတို့ဟာ Spider အဖွဲ့ဝင်တယောက်ရဲ့အတုပအခမ်းအနားကိုတက်ရောက်ခဲ့တဲ့သူ့ရဲ့မိသားစုတွေဟာ Heracles virus တွေကူးစက်ခံထားရတယ်ဆိုတာသိလိုက်ရပါတယ်။အဲဒီ virus ရဲ့အလုပ်လုပ်ပုံကတော့ကူးစက်ခံရသူနဲ့ဆက်နွယ်သူတိုင်းကိုတပ်ပစ်မှာဖြစ်ပါတယ်။ဘယ်သူမဆို Heracles ကကူးစက်ခံရသူနဲ့တိုက်ရိုက်ထိတွေ့မိရင်မကြခင်မှာအဲဒီ virus ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးတော့သေဆုံးသွားမှာဖြစ်ပါတယ်။ပြီးတော့အဲဒီ virus ကမျိုးစိတ်အဆင့်ထိပြင်းထန်တဲ့အတွက် virus ကူးစက်ခံရသူများလာလေကမ္ဘာပေါ်လူတွေအားလုံးဟာအဲ့ဒီ virus ကြောင့်သေဆုံးသွားမှသေကြပါရီ။အဲ့ဒီ virus ရဲ့အန္တရာယ်ကိုသိရှိပြီးတဲ့နောက်မှာဘုံကအဲ့ဒီကိစ္စရဲ့နောက်ွယ်မှာဘယ်သူရှိနေလဲဆိုတာကိုမေးမြန်းဖို့ friend ကိုအများဆုံးသွားတွေးဖို့လုပ်ပါရီ။ဒါမဲ့ဘုံက friend ရဲ့အချုပ်ခန်းတွေကိုရောက်လာတဲ့အချိန်မှာနိုမီကမဲဒါလင်းကိုအဲ့ဒီနေရာကိုခေါ်လာတာကိုတွေးလိုက်ရပါရီ။ပြီးတော့သူတို့နှစ်ယောက်ကအရင်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်တယောက်နဲ့တယောက်ပြန်တွေ့တဲ့အခါမှာဆက်ဆံရေးတင်းမာနေပါရီ။ဘုံကိုယ်တိုင်ကမဲဒါလင်းနဲ့ပုံမှန်အတိုင်းပြုမှုဖို့ကြိုးစားပါရီ။ဒါမဲ့မဒါလင်းက friend ကိုအရန်ကြောက်လန့်နေတဲ့အတွက်အပြင်ပြန်ထွက်ဖို့အတွက်တကားကိုဖွင့်ခိုင်းလိုက်ပါရီဘုံကလည်းကြောင်းလန့်နေတဲ့မဒါလင်းရဲ့လက်ကိုကင်လိုက်မိတဲ့အချိန်မှာမဒါလင်းကမကင်နဲ့ဒါဘာမှဘုံမသိပါဘူးလို့ပြောလိုက်ပြီးတော့သူမမလုပ်ပြရစီနေလို့ပြောကပြန်ထွက်ဖို့အတွက်ခွင့်တောင်းလိုက်ပါရီဘုံကလည်းတကားကိုဖွင့်ခိုင်းလိုက်ပြီးတော့မဒါလင်းကိုထွက်ခွင့်ပေးလိုက်ပါရီဘုံနဲ့ friend မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာဘသူကအဲ့ဒီအဖြစ်အပျက်တွေအားလုံးရဲ့နောက်ွယ်မှာရှိနေတယ်လဲဆိုတာကိုချက်ချင်းမေးပါရီအဲ့ချိန်မှာပဲလိုကန်ရဲ့ဒီနေရာကိုရှာတွေ့သွားတဲ့ Q ကနိုမီစီကို message တွေပို့လာအကြောင်းမလို့နိုမီကလည်းလိုကန်အောင်ရှာဖို့အတွက်ထွက်သွားခဲ့ပါရီFrank ကတော့ဘုံမေးတော့ပြန်မဖြေဘဲနဲ့စကားနဲ့ပဲရစ်တီလုံနေပါရီပြီးတော့သူဟာဘုံနဲ့ပတ်သက်တဲ့မိန်းကလေးတွေအားလုံးတေဆုံးရတာကသူ့ရဲ့လက်ချက်တွေပဲဖြစ်တယ်လို့ပြောလိုက်ပါရီနောက်ပြီးလင်းရဲ့ဂူသင်းញိုင်းတွေကပောက်ကွဲမှုကလည်းသူ့ရဲ့လက်ချက်ပဲလို့ပြောပါရီဘုံကအဲ့လိုစကားတွေပြောခံရတဲ့အတွက်ဒေါသအောင်မထိန်နိုင်တော့ဘဲနဲ့ Frank လေဘင်းကိုကင်လိုက်မိပါရီဒါမဲ့ဘုံကဘာမှမလုပ်ရသေးခင်မှာ Frank ဟာ Heracles virus ကြောင့်တေဆုံးသွားခဲ့ပါရီ Frank စီကို virus ကူးစက်ခံရတဲ့အကြောင်းရင်းကတော့ဘုံကခုနမဒါလင်းရဲ့လက်ကိုကင်ခဲ့တဲ့အတွက် virus ဟာသူ့ရဲ့လက်မှာကပ်နေတာဖြစ်နိုင်ပါရီပြီးတော့ဘုံက friend နဲ့ထိတွေ့မိတဲ့အခါမှာပြစ်မှတ်အဖြစ်သတ်မှတ်ထားခံရတဲ့ရလကအဲ့လိုဖြစ်လာဖြစ်ပါတယ်။ဒါမဲ့ဘုံက friend နဲ့သွေးသားတော်ဆက်မှုမရှိတဲ့အတွက်ကံကောင်းပါတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဘုံလည်းပဲအခုချိန်မှာတေးဆုံးသွားလောက်ပါပြီ။အဲ့နောက်မှာတော့ဘုံကမဒါလင်းရဲ့အိမ်ကိုသွားတွေ့ပါတယ်။ဘာလို့လဲဆိုတော့သူမပြန်ထွက်မလာခင်မှာဘုံကသူမဘယ်သွားမလဲလို့မေးခဲ့ပါတယ်။သူမကသူမအိမ်ကိုလာမယ်လို့ပြန်ဖြေခဲ့ပါတယ်။ဘုံကအဲ့အတွက်ဘယ်သူမှမပြောဘဲနဲ့အဲ့နေရာကိုသွားဖို့ဆုံးဖြတ်လိုက်ပြီးတော့အဲ့နေရာကိုရောက်တဲ့အခါမှာတော့မဒါလင်းကိုအဲ့နေရာမှာအမှန်တကယ်တွေ့လိုက်ရပါတယ်။တို့နှစ်ယောက်ပြန်တွေ့တဲ့အခါမှာတယောက်နဲ့တယောက်နားလည်မှုလွဲတာတွေကိုရှင်းပြလိုက်ကြပါရီပြီးတော့ဘုံကသူလုပ်ခဲ့တဲ့အရာတွေအားလုံးအတွက်ပြန်လဲတောင်းပန်ခဲ့ပါရီနောက်ဆုံးမှာတို့နှစ်ယောက်ဟာအရင်လိုပဲပြန်လဲအဆင်ပြေသွားခဲ့ပါရီဒါပေမဲ့သူတို့အလွမ်းနေနဲ့အနမ်းတွေချွေချနေတော့မှပဲရုတ်တရက်မျက်လုံးပြာကလေးနဲ့ကလေးမလေးတယောက်ထွက်လာပါရီအဲ့ဒီကလေးမလေးကမက်ဒါလင်းရဲ့သမီးမက်သေးတဲပဲဖြစ်ပါရီဘုံနဲ့မျက်လုံးအယောင်တူနေပေမဲ့မက်ဒါလင်းကအဲ့ဒီကလေးမဟာဘုံရဲ့သမီးမဟုတ်ဘူးလို့ပြောပါရီဒါမဲ့ဘုံကအဲ့ဒီကလေးမလေးရဲ့မျက်လုံးအပြောင်တွေကသူနဲ့တော်တော်လေးကိုတူနေရကြောင်းမက်ဒါလင်းပြောတာကိုသိပြီးတော့ယုံကြည်ပုံမပေါ်ပါဘူးမက်ဒါလင်းကဘုံကိုသူ့ဖခင်ရဲ့လှုပ်ဝက်ခန်းလေးကိုခေါ်သွားပြီးတော့ဆာဖီရဲ့နောက်ွယ်ကအကြောင်းအရာအားလုံးကိုပြောပြပါရီငယ်တုန်းကဆာဖီရဲ့မိသားစုကိုမစ္စတာဝိုက်က Frank ရဲ့အမိန့်နဲ့မိသားစုအားလုံးကိုတပ်ပစ်ခဲ့ပါရီဒါမဲ့ဆာဖီကအသက်ရှင်ပြီးတော့ပြန်လဲလွတ်မြောက်လာပါရီ
Frank ကဘာကြောင့်အဲ့လိုလုပ်ခဲ့တာလဲဆိုတာကတော့ Frank ဟာစာဖင်းရဲ့မိသားစုပိုင်ကျုံးကိုသူ့ရဲ့ပိုင်ဆိုင်မှုဖြစ်သိမ်းပိုက်ခြင်းလို့ပါ။ဘာလို့လဲဆိုတော့အဲ့နေရာမှာအစိတ်ရှိတဲ့အပင်မျိုးစုတွေအများကြီးစိုက်ပျိုးထားပြီးတော့ Harry Clay ရဲ့အရင်းမြစ်ဖြစ်တဲ့အပင်လည်းရှိပါတယ်။အခုချိန်မှာစာဖင်းဟာခိုးယူလာတဲ့ Harry Clay အားလုံးကိုအဲ့ကျုံးမှာတင်စီထားပုံရပါတယ်။ဘုံကအဲ့အကြောင်းသိရှိပြီးတဲ့နောက်မှာတော့သူကတဲလွန်စာအားလုံးကို QC ကိုပို့ပေးလိုက်ပြီးတော့အဲ့ကျုံးကဘယ်မှာလဲဆိုတာစစ်ဆေးခိုင်းပါတယ်။ပြီးတော့ဘုံက Q ကိုသူ့ကိုအဲ့နေရာကိုပို့ပေးမဲ့လေရင်ကိုပြင်ဆင်ခိုင်းပါတယ်။ဒါမဲ့ခုလောလောဆယ်တော့ဘုံကမဒါလင်းနဲ့ပြန်လဲအဆင်ပြေပြီဆိုတော့ဒီညတော့မဒါလင်းနဲ့နှစ်ယောက်တူအချင်းကုန်စီမှာပဲဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့ဘုံရဲ့ဘေးနားမှာမျက်လုံးပြလေးနဲ့မက်တီတဲကသူမဘိုက်စာနေပြီလို့ပြောပါတယ်။ဘုံကထားပြီးတော့ကလေးမလေးတို့အစားအစာပြင်ဆင်ပေးပါတယ်။ဒါဟာဘုံတစ်ခါမှမလုပ်ဘူးခဲ့တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ဒါမဲ့သူတို့သုံးယောက်အဲ့ဒီမှာပျော်ရွှင်စွာအတူတူရှိနေတဲ့အချိန်အမ်ကပြန်လဲဆက်သွယ်လာပြီးတော့သူတို့ဟာစာဖင်းရဲ့ကျုံးကိုတွေ့ပြီလို့ပြောပါတယ်။ဘုံကအဲ့ဒီအကြောင်းသိရှိပြီးတဲ့နောက်မှာနိုမီရောလိုကန်ကိုတွေ့ပြီလားလို့မေးပါတယ်။ Eve ကအခုချိန်မှာသူမလိုကန်ရဲ့အနီးနားမှာရောက်နေပြီလို့ပြန်ပြောပါတယ်။ပြီးတော့သူမဟာနိုမီရဲ့ဒီနီယာကိုဘုံကိုပို့ပေးလိုက်ပါတယ်။ဒါမဲ့ဘုံတွေ့လိုက်တဲ့အခါမှာနိုမီရဲ့ဒီနီယာကအခုသူရှိနေတဲ့မဒါလင်းရဲ့အိမ်နဲ့အရန်အောင်မှာနီးကပ်နေပါတယ်။အဲ့ဒါကလိုကန်ကလည်းအဲ့ဒီနီးနားမှာရှိနေမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဘုံကလည်းချက်ချင်းပဲမဒါလင်းနဲ့သမီးကိုခေါ်ပြီးတော့ကားနဲ့ထွက်ပြေးကြပါတယ်။ဒါမဲ့လေလိုကန်ရဲ့လူတွေကကားရီဆိုင်ကိန်းနဲ့အပြင်ကိုမှရဟတ်ရင်တွေနဲ့ပါလိုက်လာကြပါတယ်။ဘုံကလည်းတိုက်တင်တော်တိုက်ရှောင်းတင်တော်ရှောင်းပြီးတော့မြူဆိုင်နေတဲ့တောအုပ်ထဲကိုမောင်းဝင်လာခဲ့ပါတယ်။ကားသွားလို့အဆင်မပြေတော့တဲ့နေရာရောက်မှာတော့ဘုံတို့ကကားပေါ်ဆင်းလိုက်ပြီးတော့အဝေးကတွေ့နေရတဲ့တဲအိမ်လေးစီကိုသွားမှာရုတ်တရက်ဘုံရှိမှာဆိုင်ကနဲ့လူရောက်လာပြီးတော့ဘုံကိုပြစ်ဖို့အလုံးမှာပဲမက်တာလင်းကဥအောင်ပြစ်လိုက်ပါတယ်။အဲဒီနောက်ဘုံကမက်တာလင်းနဲ့သမီးကိုတဲထဲမှာပဲဆောင်းခိုင်းထားပြီးတော့သူကလိုက်လာတဲ့လိုကန်ရဲ့လူတွေကိုရှင်းပြဖို့တော့ထွက်သွားခဲ့ပါတယ်။ဘုံရဲ့ရေးချင်းနဲ့ညံရင်ထက်မြက်မှုကြောင့်မလို့လိုကန်ရဲ့လူတွေကိုအလွယ်တကူရှင်းနိုင်ခဲ့တယ်လို့ဘုံကသူ့တငယ်ချင်းဖီလစ်အတွက်လိုကန်ကိုဇက်သိမ်းပေးလိုက်နိုင်ခဲ့ပါတယ်။အဲဒီချိန်မှာပဲမက်တာလင်းပုံးနေတဲ့တဲအိမ်လေးတွေကနေပြီးတော့တနက်တန်ကိုကြားလိုက်ရပါတယ်။အဲဒီတန်ကိုကြားလိုက်ရတဲ့အတွက်ဘုံကအမြန်ဆုံးပြန်ပြေးသွားပါတယ်။ဒါမဲ့လည်းနောက်ကျသွားခဲ့ပါပြီ။ဘာလို့လဲဆိုတော့မက်ဒါလီနဲ့သမီးဟာစာဖင်းရဲ့ဖန်စီသွားခြင်းကိုခံလိုက်ရလို့ပါပြီ။ဘုံကလည်းသူ့ရဲ့ချစ်ဆုံးလူတွေဖန်စီခံလိုက်ရလို့ဒေါသတွေထွက်လာခဲ့ပါပြီ။မက်ဒါလီနဲ့မက်တီတဲတို့ဖန်စီခံလိုက်ရပြီးတဲ့နောက်မှာဘုံကအခုမှရောက်လာတဲ့နိုမီရဲ့ကားကိုစီးပြီးတော့ QC ကိုပြန်လာပါပြီ။အဲဒီနောက်မှာသူတို့ကစာဖင်းရဲ့ကျုံကိုလေရင်နဲ့သွားကြပါပြီ။ Q ကိုယ်တိုင်ကသူတို့နှစ်ယောက်အတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုပြင်ဆင်ပေးပါပြီ။ပြီးတော့ကျုံရဲ့အောက်ပိုင်းကနေဝင်နိုင်မှုအတွက်ရေထဲပါပြန်တန်းနိုင်တဲ့လေရင်ကိုလည်းပြင်ဆင်ပေးထားပါပြီ။မဒါလင်းနဲ့မယ်ဒီတဲတို့ကိုဖမ်းဆီးသွားတဲ့စာဖင်းကကလေးမလေးကဘုံရဲ့သမီးဆိုတာကိုသိပုံရပါတယ်။အဲဒီအတွက်သူက007ကိုတိုက်ခိုက်ဖို့အတွက်အစီအစဉ်ကိုပြင်ဆင်ထားပါတယ်။အဲဒီအစီအစဉ်ကတော့ဘုံနဲ့ဆက်နွယ်တဲ့သူတွေကိုပြစ်မှတ်ထားတဲ့ Harry Clay virus ဖြစ်ပါတယ်။တစ်ဘက်ကဘုံနဲ့နိုမီယိုနှစ်ယောက်ကကျုံးထဲကိုဝင်ရောက်နိုင်ခဲ့ပါပြီ။သူတို့ရောက်လာတဲ့ Harry Clay virus ကိုချက်ချင်းပဲရှာဖွေဖို့စတင်လိုက်ပါတယ်။သူတို့ဒီကလောရမှာကတော့ virus ကိုဖျက်ဆီးပစ်ဖို့နဲ့မဒါလင်းနဲ့သမီးကိုပြန်ကယ်တင်ဖို့ပဲဖြစ်ပါတယ်။ဒါမဲ့သူတို့နှစ်ယောက်အဲဒီကိုစစ်ဆေးကြည့်တဲ့အခါမှာအဲ့ညဟာHarry Clay ကိုထုတ်လုပ်နေတဲ့ပင်မနေရာတစ်ခုဖြစ်တယ်လို့အဲ့ဒီမှာ virus တွေအများကြီးသိမ်းဆည်းထားပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့အဲ့ဒီနေရာကအရင်တုန်းကဆိုရင်ဒုံးကြီးပစ်စင်တစ်ခုဖြစ်ခဲ့ဖို့တဲ့အတွက်ကာကွယ်ရေးအလွန်ကောင်းမွန်ပါတယ်။စာဖင်းရဲ့ဓာတ်ခွဲခန်းကိုတွေးလိုက်ရပြီးတဲ့နောက်မှာ virus အားလုံးကိုဖျက်ဆီးပစ်ဖို့အတွက်ဓာတ်ခွဲခန်းအနှံ့များမှာဘုံတွေတက်ဆင်ထားလိုက်ပါတယ်။ဒါမဲ့အဲ့ဒီအချိန်မှာစာဖင်းကဘုံဝင်ရောက်လာတာကိုသိသွားပြီးတော့ဘုံကိုသူ့စီကိုလာကလူကြီးလူကောင်းဆန်းဆန်းစကားပြောဆက်သွယ်လာပါတယ်။ပြီးတော့မှစာဖင်းကဘုံရဲ့သမီးမက်ဒီတဲကိုတစားကန်ဖြစ်ဖမ်းဆီးထားပါတယ်။ဘုံမှာရွေးချယ်စရာမရှိတော့တဲ့အတွက်သူကနိုမီကိုအဲ့ဒီနေရာမှာနေခဲ့ဖို့ပြောပြီးတော့သူပြန်မစင်းလာဘူးဆိုရင်အဲ့ဒီနေရာကိုဘုံခွဲပစ်ဖို့အတွက်ပြောလိုက်ပါတယ်။သူကိုယ်တိုင်ကတော့ကလေးမလေးကိုကယ်တင်ဖို့အတွက်စာဖင်းစီကိုသွားပါတော့တယ်။တပတ်မှာတော့မက်ဒါလီနဲ့သူ့ရဲ့သမီးကိုစာဖင်းတို့ကတနေရာစီခွဲထားလိုက်ပြီးတော့စာဖင်းကသူ့တပည့်တယောက်ကိုမက်ဒါလင်ကိုအရေးတစ်မျိုးတိုက်ဖို့အတွက်ခိုင်းထားပါတယ်။စာဖင်းတပည့်ကတော့အဲ့ဒီကအစိတ်ရည်မှန်တိပုံမရပါဘူး။မက်ဒါလင်ကဒီပန်းမင်းရဲ့အစိတ်ကဘလောက်ပြင်းချောင်းပြောလိုက်ပြီးတော့ဒဇက်လောက်မျက်လုံးကိုထိရနဲ့ကန်းသွားနိုင်ကြောင်းပြောနေရကြောင်းစာဖင်းတပည့်ကစိတ်မရှိတော့တာမလို့သူ့ကိုလာကစားမနေနဲ့လို့ပြောလိုက်တဲ့အချိန်မှာပဲမက်ဒါလင်ကအစိတ်ရည်နဲ့မျက်လုံးကိုပတ်ထည့်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူမဟာတကားဖွင့်တဲ့ကတ်နဲ့တနက်ကိုလူးလိုက်ကထွက်ပြေးလာနိုင်ခဲ့ပြီးတဲ့နောက်မှာတော့သမီးမက်တီတဲကိုဆက်လက်ရှာဖွေဖို့အတွက်လှုပ်လိုက်ပါတယ်။တပတ်မှလည်းဘုံကစာဖင်းရှိရာအပေါ်ရက်ကိုတက်သွားခဲ့ပါတယ်။အပေါ်ရက်ကိုရောက်သွားတဲ့အခါမှာတော့မက်တီတဲလေးကဖမ်းဆီးခံထားတာကိုတွေ့လိုက်ရပါတယ်။ဘုံကလက်နဲ့ချဖို့အတွက်တွန်းဆုပ်နေသေးရကြောင်းစာဖင်းကသူ့တပည့်တွေရဲ့တနက်ပြည့်စွမ်းရည်ကိုဘုံကိုပြလိုက်ပါတယ်။စာဖင်းကဘုံခုခံတိုက်ခိုက်မယ်ဆိုရင်သူဟာမက်ဒီတဲကိုတပ်ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။ဘုံကသူသမီးလေးကိုအန်ရဖြစ်မှာကြောက်တဲ့အတွက်ပထမဆုံးအကြိမ်ဖြစ်ခေါင်းငုံပြီးတော့တောင်းပန်ပါတယ်။ဒါမဲ့အမှန်တကယ်ကတော့ဘုံအဲ့လိုလုပ်တာဟာဖော်ထားတဲ့တနက်ကိုထုတ်ယူဖို့ပဲဖြစ်ပါတယ်။ဒါမဲ့ဘုံကစာဖင်းရဲ့တပည့်ကိုရှင်းလိုက်နိုင်ခဲ့ပေမဲ့စာဖင်းကတော့မက်ဒီတဲကိုခေါ်ပြီးတော့ထွက်ပြေးနိုင်ခဲ့ပါတယ်။အဲချိန်မှာပဲမက်ဒါလင်ကလည်းဘုံရှိရာကိုရောက်လာခဲ့ပါတယ်။စာဖင်းကအဝဲတော်ဖောက်တဲ့စီကိုတွားနေတဲ့အချိန်မှာမက်ဒီတဲကစာဖင်းရဲ့လက်ကိုကိုက်လိုက်ပါတယ်။စာဖင်းကလည်းစိတ်ဆိုးသွားပြီးတော့သူ့ရဲ့ကာကွယ်မှုအောက်မှာမနေခြင်းထွက်သွားလို့ရတယ်လို့မက်ဒီတဲကိုပြောလိုက်တဲ့အခါမှာကလေးမလေးကလည်းချက်ချင်းပဲထွက်သွားခဲ့ပါတယ်။ကံကောင်းစွာနဲ့မက်ဒီတဲကဘုံနဲ့မက်ဒါလင်တို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်
တစ်ဖက်မှာလည်းနိုမီယိုဗေဒိုကဒီနေရာကထွက်ပေါက်မရှိဘူးမျောလင်းချက်မဲတဲ့အခြေအနေဖြစ်ပြီးဘာညာပြောပြီးတော့စကားများနေရကြောင်းနိုမီယာလည်းအခုဘယ်တင်ရှိပြီလေလို့မေးလိုက်တာကြောင့်ဗေဒိုကလည်းဘာလဲဆိုပြီးကြောင်ကြည့်နေရကြောင်းနိုမီယာတေးရမယ့်အချိန်ပဲလို့ဆိုကဗေဒိုအစိတ်ကန်တွေကိုကန်ချလိုက်ပါရီတစ်ဖက်ကဘုံတို့ကလည်းသူတို့သမီးနဲ့တွေ့ပြီးရဲ့နောက်မှာဘုံကသူတို့နှစ်ယောက်ကိုခေါ်ပြီးတော့ထွက်သွားနေစဉ်မှာပဲနိုမီနဲ့ပြန်လဲတွေ့ခဲ့ကြပါရီဘုံကနိုမီကိုမဒါလေးနဲ့သူ့သမီးကိုဒီကခေါ်ထုတ်သွားခိုင်းပြီးတော့ဘုံကိုယ်တိုင်ကတော့အားလုံးကိုအဆုံးသတ်ပေးဖို့အတွက်နေခဲ့ရမှာဖြစ်ပါရီဘုံကမဒါလေးကိုနှုတ်ဆက်ပြီးရဲ့နောက်မှာတော့ပြန်ပြေးဝင်လာပြီးစာဖင်းရဲ့တပည့်တွေကိုပြစ်ခတ်နေနေအမ်ကိုဆက်သွယ်လိုက်ပါရီဘုံကအမ်ကိုဒီနေရာကိုဒုံးကြီးပြစ်ချကဟယ်ရီကလစ်ထုတ်လုပ်နေမှုအားလုံးကိုဖျက်ဆီးပစ်ဖို့လုပ်ပါရီဒါမဲ့အဲ့နေရာဟာအရင်ကဒုံးကြီးပြစ်စင်တစ်ခုဖြစ်ခဲ့ပါရီဘုံက TM ဒုံးကြီးပြစ်ခတ်နိုင်မှုအတွက်ဒုံးကြီးပြစ်စင်ရဲ့တကားကိုဖွင့်ဖို့လိုအပ်ပါရီဘုံထိတ်ချုပ်ခံအောင်ပြေးတက်နေတဲ့အချိန်မှာစာဖင်းရဲ့တပည့်တွေကသူ့ကိုရှင်းပြကြဖို့အတွက်လုပ်ကြပါရီဘုံကလည်းသူတို့တက်ဆင်ထားတဲ့ဘုံတွေကိုဖောက်ခွဲပစ်လိုက်တယ်လို့ထိန်းချုပ်ခန်းအောင်တက်နေတော့မှပဲပြက်ခတ်တားဆီးနေတဲ့စာဖင်းရဲ့တပည့်တွေအားလုံးကိုမယုံနိုင်စရာကောင်းလောက်အောင်ဘုံကအကုန်လုံးကိုရှင်းပြနိုင်ခဲ့ပါရီဘုံထိန်းချုပ်ခန်းအောင်တက်ဖို့အတွက်အချိန်တော်ကြာအောင်ကြိုးစားခဲ့ရပါရီနောက်ဆုံးမှာတော့ဘုံကဒုံးကြီးပြစ်စင်ရဲ့တကားကိုဖွင့်နိုင်ခဲ့ပါရီအဲဒီနောက်ဘုံကအမ်ကိုပြန်လဲဆက်သွယ်ပြီးတော့ဒုံးကြီးကိုပြစ်ဖို့အတွက်ပြောလိုက်ပါရီဒုံးကြီးပြစ်တဲ့ကိစ္စကအရန်ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ပေမဲ့အမ်ကအန်ဒီအများဆုံးဖြစ်တဲ့ဟယ်ရီကလစ်ပြန်နှံ့သွားတာကိုမလိုချင်တဲ့အတွက်ဒုံးကြီးကိုပြစ်လွတ်ဖို့အတွက်အတီးပြုတ်လိုက်ပါရီဒုံးကြီးပြစ်လိုက်ပြီးတဲ့နောက်မှာဒုံးကြီးရောက်လာဖို့ဆိုရင်အချိန်9မိနစ်ပဲကြံပါတော့တယ်ဒါကြောင့်ဘုံကအသက်ဘေးကလွတ်အောင်အတက်နိုင်ဆုံးပြေးထွက်လာခဲ့ပါရီဒါမဲ့အဲ့ဒီအချိန်မှာရုတ်တရက်ဒုံးကြီးပြစ်စင်ရဲ့တကားဟာအရင်လိုပဲပြန်ပိတ်သွားပါရီအဲ့လိုဆိုရင်ပြစ်လွတ်လိုက်တဲ့ဒုံးကြီးဟာဒုံးကြီးပြစ်စင်ရဲ့တကားကိုဖောက်နိုင်မှာမဟုတ်ပါဘူးဘုံကဒါရီအားလုံးကိုအဆုံးသတ်ခြင်းတဲ့အတွက်သူဟာထိန်းချုပ်ခန်းအောင်နောက်တစ်ကြိမ်ပြန်ပြေးတက်သွားပါရီဒါမဲ့ဘုံမပြေးတက်နိုင်ခင်မှာရုတ်တရက်စာဖင်းကပေါ်လာပြီးတော့သူ့ကိုပြစ်ခတ်တားဆီးကဘုံကိုရှင်းဖို့အတွက်လုပ်ပါရီဒါမဲ့စာဖင်းအနောက်ကိုရောက်လာတဲ့အချိန်မှာတော့ဘုံကအကွင်းရနဲ့စာဖင်းကိုပြန်တိုက်ခိုက်ခဲ့ပါရီဒုံးယောက်ခဏတာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့စာဖင်းကဒုမနိုင်တော့ဘူးဆိုတာသိလိုက်တာကြောင့်သူကြိုတင်စီစဉ်ထားတဲ့သူ့ရဲ့အစီအစဉ်ကိုအသုံးပြုလိုက်ပါရီအဲ့ဒါကဘုံနဲ့ဆက်နွယ်နေတဲ့မိသားစုဝင်အားလုံးကဘုံကိုထိလိုက်တာနဲ့ကူးဆက်သွားနိုင်တဲ့ဟယ်ရီကလစ်ဗိုင်းရပ်ဖြစ်ပါရီအခုချိန်မှာတော့စာဖင်းနဲ့ဘုံတို့နှစ်ယောက်ကဗိုင်းရပ်ကူးဆက်ခံရသူတွေဖြစ်သွားခဲ့ပါပြီမဒါလေးပဲဖြစ်ဖြစ်မယ်ဒီလေးပဲဖြစ်ဖြစ်ဘုံကိုကင်တွယ်မိလိုက်တာနဲ့ဟယ်ရီကလစ်ဗိုင်းရပ်ကူးဆက်ခံရပြီးတေဆုံးသွားမှာဖြစ်ပါရီအဲဒါကြောင့်ဘုံကသူတို့နှစ်ယောက်ကိုဘလောက်ပဲချစ်ပေမဲ့လေတသက်လုံးသူတို့နှစ်ယောက်နဲ့ထိတွေ့လို့မရနိုင်တော့ပါဘူးဘုံကဗိုင်းရပ်ကူးဆက်ခံရသူဖြစ်သွားပေမဲ့သူဟာကြံရှိနေသေးတဲ့အားတွေကိုစူးစီးပြီးစာဖင်းကိုတက်ပစ်လိုက်ပြီးတော့ဒုံးကြီးပြစ်စင်ရဲ့တကားကိုဖွင့်ဖို့အတွက်ထိန်းချုပ်ခန်းကိုတက်သွားခဲ့ပါရီနောက်ဆုံးမှာတော့ဘုံကမစ်ရှင်ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပေမဲ့သူထွက်ပြေးဖို့အတွက်အချိန်မရှိတော့သလိုဟယ်ရီကလစ်ဗိုင်းရပ်ကလည်းကူးစားလို့မရနိုင်မင်းနဲ့တသက်လုံးဘုံရဲ့ကိုမှာကတ်တွယ်နေတော့မှမလို့ဘုံကလည်းထွက်ပြေးခြင်းစိတ်မရှိတော့တဲ့ပုံမှာပဲဘုံကကြမ်းရှိနေတဲ့အချိန်တွေကိုအသုံးပြုပြီးတော့မဒါလင်းကိုပြန်လဲဆက်သွယ်လိုက်ပြီးတော့သူကမတီတဲကိုအယမ်းချစ်တယ်လို့ပြောလိုက်ပါရီဘုံကမတီတဲကသူ့ရဲ့သမီးဖြစ်တယ်ဆိုတာသူတီချောင်းနဲ့အဲ့ဒီမျိုးလုံးပြပြလေးတွေကသူ့စီကနေပိုင်ဆိုင်ထားတာလို့ပြောလိုက်ပါရီဘုံကသူ့ချစ်ဆုံးလူကိုနောက်ဆုံးစိတ်နှုတ်ဆက်လိုက်ပြီးတဲ့နောက်မှာတော့သူဟာရောက်လာတော့မဲ့သေမင်းကိုစောင့်နေခဲ့ပါရီအဲ့နောက်ဒုံကြီးကလည်းအဲ့နေရာကိုရောက်လာခဲ့ပြီး007ဟာသူ့ရဲ့နောက်ဆုံး mission ကိုအသက်နဲ့လဲပြီးတော့အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါရီအဲ့ဒီအဖြစ်အပျက်တွေပြီးသွားပြီးတဲ့နောက်မှာအမ်နိုဖွဲကအရန်ကိုဝမ်းနေနေရပါရီသူတို့ဟာ MI6 ရဲ့အတော်ဆုံး agent James Bond အတွက်နောက်ဆုံးအကြိမ်ဂုဏ်ပြုနှုတ်ဆက်ပွဲကိုလုပ်နေပါရီမဒါလင်းနဲ့သူ့ရဲ့သမီးမက်ဒီရဲတို့ကတော့ပုံမှန်တိုင်းပြန်လည်နေထိုင်ကြပြီးတော့မဒါလင်းကားမောင်းနေတဲ့အချိန်မှာအပြင်ကိုငေးကြည့်နေတဲ့သူ့သမီးကိုခေါ်လိုက်ပြီးအမေကသမီးကိုလူတစ်ယောက်အကြောင်းကိုပြောပြမယ်လို့ပြောပါရီအဲ့လိုရဲ့နာမည်ကတော့ James Bond ဖြစ်ပြီးတော့ဒီသမီးလေးရဲ့အဖေလို့ပြောလိုက်တဲ့အချိန်မှာပဲဇကားလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ပါနောက်ရက်ဒီများမှလေးပဲရုပ်ရှင်ဇာတ်ကားကောင်းများစွာကိုကျွန်တော် SK Story ကနေပြီးတော့တင်ဆက်ပေးဦးမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပေးလုပ်ထားဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျာအချိန်ပေးပြီးတော့အဆုံးထိကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွရွှေမြန်မာပြည်သားအားလုံးပဲကျမ်းမာပေးကင်းကြပါစေခင်ဗျာ